တက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြီးတဲ့နေ့မှာကျောင်းကအလှပန်းလေးကအတန်းတန်းလုံးရှိမာရင်ကျွန်တော်ကိုတစ်တော့အုပ်လေးတဲ့ဆွဲခေါ်သွားတယ်။ဘာမှမလုပ်နိုင်ခင်သူကျွန်တော်နှကန်းကိုနမ်းတယ်။ချိုမိန်နဲ့မိန်းကလေးရနံ့လေးကကျွန်တော်ရှာပေါ်မှာပြန့်နှံ့သွားတယ်။ပြီးတော့မျက်ရည်နဲ့တုံရင်နေတဲ့သူမအတန်ထွက်လာတယ်။တခုကိုသဘောတူရင်ဒီနေ့ကစပြီးသူမနှလုံးသားနဲ့အရာအလုံးတီကိုဖြစ်တဲ့ကျွန်တော်ကိုပေးမယ်လို့သူပြောတယ်။သူမရဲ့ဘဝကိုပါပေးမယ်လို့သူမကဆိုတယ်။သူမဘဝကကျွန်တော်အတွက်ပဲတဲ့။သူမကကျွန်တော်ကိုအငိုက်မိသွားစေတယ်။တီးရတဲ့လောက်ကသူမအမေနေမကောင်းဖြစ်နေပြီးခွဲစိတ်စရိတ်အတွက်6သိန်းအရေးတကြီးလိုအပ်နေတာဖြစ်တယ်။ကျွန်တော်လိုတထေးသားလူပြင်းတယောက်အတွက်6သိန်းဆိုတာလဝက်စာမဟုတ်ဘိုးလောက်ပဲရှိတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်နှစ်ခါမစင်းစားပဲညင်းလိုက်တယ်။အတော်ဆုံးចောင်းသားရေခဲမင်းသမီးတယောက်ရဲ့နှလုံးသားကတန်ဖိုးရှိပုံရပါတယ်။ဆိုတာကကျွန်တော်အချစ်ကိုမယုံဘူး။ကျွန်တော်မိဘတွေကမိသားစုအကျိုးစီးပွားအတွက်လက်ထပ်ခဲ့ကြပြီး20ကျော်ကြာဇနီးမောင်နှံကောင်းတွေလိုဟန်ဆောင်နေခဲ့ကြတယ်။သူတို့မှရောနှလုံးသားရှိကြရဲ့လားရှိကောင်းရှိနိုင်တယ်။သူတို့နှလုံးသားကအိမ်တော်ရေးပြင်ပမှာပဲရှိတယ်။ဒါကြောင့်နှလုံးသားအကြောင်းလာမပြောနဲ့လို့တွေးလိုက်တယ်။ကျွန်တော်ဓာရီကိုမယုံကြည်ဘူး။မတက်ရက်ပြီးအရက်ပိုရှိတဲ့ကျွန်တော်သူမစီလျှောက်သွားတယ်။သူမရဲ့မျက်တောင်လေးတွေတုံရင်နေတာနဲ့အဲ့ဒီမှာတွေ့ကပ်နေတဲ့မျက်ရည်ကြီးလေးတွေကိုကျွန်တော်မြင်နေရတယ်။ကျွန်တော်လက်တစ်ဖက်ဆန့်ထုတ်လိုက်တယ်။သူမတောင့်သွားပြီးအလိုလျောက်မျက်စိမှိတ်လိုက်တယ်ကျွန်တော်သူမနှစ်ဖူးကိုဖြည်းဖြည်းလေးတောက်လိုက်တယ်ဘဲလ်ကတောင့်တင်းသွားပြီးမျက်လုံးဖွင့်ကကျွန်တော်ကိုစိုက်ကြည့်နေတယ်ဝေခွဲမရဖြစ်နေတဲ့ကျွန်တော်ကလက်ကိုပြန်ယုပ်လိုက်ပြီးသူမမျက်လုံးတွေကိုတဲ့ကြည့်ကစကားတစ်လုံးချင်းပြောလိုက်တယ်ဘဲလ်ကိုအခုပဲတေးသေးချာချာနားလည်အောင်ကျွန်တော်ပြောလိုက်တယ်အခွင့်အရေးယူတဲ့လူယုံမှာဖြစ်စေခြင်းလားကျင်နာပြီးကူညီပေးမဲ့လူကောင်းဖြစ်စေခြင်းလားလို့ကျွန်တော်မေးလိုက်တယ်သူမကလုံးဝအံ့အားသင့်သွားပြီးကြောင်တောင်တောင်စိုက်ကြည့်နေတယ်သူမအုံနောက်အလုံးမလုံးတော့ပေမဲ့ကျွန်တော်စိတ်ရှည်ပါတယ်ကျွန်တော်သူမကိုပဲကြည့်နေတယ်နောက်ဆုံးတော့သူမနားလေသွားတယ်သူမရဲ့တောင်းနေတဲ့ပခုံးတွေချက်ချင်းရောကျသွားတယ်ဘဲလ်ကမျောလင်းချက်လေးနဲ့တိုးတိတ်တဲ့အတန်နဲ့ကူညီပေးဖို့တောင်းဆိုတယ်ကျွန်တော်ပြက်ပြက်သားသားပဲခေါင်းခါပြလိုက်တယ်ကျွန်တော်ကပရဟိတအဖွဲ့မဟုတ်ဘူးလို့ညင်းလိုက်တယ်ကျွန်တော်မှာပတ်စံအများကြီးရှိပေမဲ့မလိုအပ်တဲ့နေရာမှာမသုံးဘူးလို့သူမကိုရှင်းပြတယ်။6သိန်းကနပိုလီယန်ကိတ်မုတ်ဒါဇင်ချီဝယ်လို့ရတယ်လို့ပြောတယ်။သူမမျက်လုံးထဲကတောင်းပန်မှုကချက်ချင်းမျောလင်းချက်မဲ့သွားတယ်။သူမတစားစီကွဲကြည့်တော့မဲ့ပုံကိုကျွန်တော်ကြည့်နေတယ်။ကျွန်တော်ရဲ့ရက်ဆက်ခြင်းနဲ့စိတ်လေးပျောက်သွားတယ်။ကျွန်တော်အကြံပြောင်းလိုက်တယ်။ဒါပေမဲ့ကျွန်တော်ကလူယုံမှာဒါမှမဟုတ်လူကောင်းလည်းမဖြစ်ချင်ဘူးလို့သူမကိုပြောလိုက်တယ်။စီးပွားရေးလုပ်ဖို့ကင်ဘက်ဖြစ်နိုင်တဲ့သူမရဲ့အမတ်တွေကကောင်းတယ်လို့ထောက်ပြတယ်။သူမကအလားအလာရှိတဲ့ရင်းနှီးမြှုပ်နှံမှုပဲလို့တင်စားတယ်။ဒါကြောင့်ကိုပိုင်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ငွေချေးပေးနိုင်တယ်လို့သူမကိုပြောတယ်။6သိန်းချေးပေးမယ်လို့အတည်ပြုတယ်။အခုချက်ချင်းငွေလွှဲပေးနိုင်တယ်လို့ကမ်းလှမ်းတယ်။မယုံနိုင်မှုနဲ့ဝမ်းသာမှုကြောင့်သူမမျက်လုံးတွေတောက်ပသွားတယ်။ဒါပေမဲ့စီကန်းချက်တစ်ခုရှိတယ်လို့ပြောတယ်။10နှစ်အတွင်းတသန်းပြန်ဆက်ရမယ်လို့ဆိုတယ်။သူမအတွက်အတိုးကတိတ်မများဘူးလို့ရှင်းပြတယ်။ဒါကတိတ်မခက်လောက်ဘူးလို့ဆက်ပြောတယ်။နောက်တစ်လစာမေးပွဲမှာထိတ်တန်းတက္ကသိုလ်ဝင်ခွင့်ရမယ်လို့သတိပေးတယ်။ဒါကသူမကျွန်တော်ကိုအကျွေးပြန်ဆက်နိုင်စွမ်းရှိတယ်ဆိုတာသက်သေပြဖို့ပထမအဆင့်ပဲဖြစ်တယ်လို့ထပ်ပြောတယ်။ဒါကဒီရင်းနှီးမြှုပ်နှံမှုအတွက်အန်ဒီရဲ့ထိန်းချုပ်ရေးစီမင်းပဲကျွန်တော်စိတ်ပြောင်းသွားမှကြောက်ပြီးခေါင်းတစ်ဆက်ညိတ်ကနောက်ဆုံးမျှော်လင့်ချက်လို့သူမစုပ်ကင်ထားတယ်။သူမစီဖုန်းနံပါတ်ပေးခဲ့ပြီးကျွန်တော်လှည့်ထွက်လာခဲ့တယ်။သူမမျက်နှာထားကိုကျွန်တော်လှည့်မကြည့်တော့ဘူး။တစ်တော့အုပ်လေးထဲကနေထွက်လာတော့နေအောင်ကြီးကကျွန်တော်အသားရည်ကိုနှွေးထွေးသွားစေတယ်။တကယ်တော့သူအကျွေးပြန်ဆက်မဆက်ကျွန်တော်ဂယုမဆိုင်ဘူး။6သိန်းဆိုတာကျွန်တော်အတွက်တကယ်တော့ဘာမှမဟုတ်ဘူး။စာချုပ်ပါစီကန်းချက်တွေကဟန်ပြသက်ပါပဲ။မဟုတ်ရင်လူတိုင်းကျွန်တော်စီပတ်စံလာတောင်းလိမ့်မယ်။ကျွန်တော်ပိုင်ဆိုင်မှုတွေတောင်အဲ့ဒီလောက်ဖြုံးတီးတာကိုခံနိုင်မှာမဟုတ်ဘူး။6သိန်းကဒီနေ့ကုသိုလ်ကောင်းမှုတစ်ခုလုပ်လိုက်ရတယ်ဆိုတဲ့ခြေနှက်မှုနဲ့ကျောင်းကအလှပန်းလေးရဲ့တောကကိုအနီးကပ်ကြီးခွင့်ရတာနဲ့တင်တန်ပါတယ်။တိတ်မဆိုးတဲ့အပေးယူပါပဲ။ရှေ့အနေနဲ့စကားပြောပြီးရက်ချင်းသက်မှတ်ကဘဲစီစာချုပ်ကိုကျွန်တော်ပို့လိုက်တယ်။ဒါကဒီလောက်ပါပဲ။ကျွန်တော်တကယ်သွားမဲ့နေရာဖြစ်တဲ့ကလပ်လှူရှာမှုအခန်းစီဥတီသွားလိုက်တယ်။အထဲမှာဘာဖြစ်နေလဲဗရင်ပေါက်ကမြင်ရတယ်။ကျွန်တော်ငယ်တငယ်ချင်းဆယ်လင်းကလူမိုက်ရုပ်ပေါက်နေတဲ့ကောင်လေးနဲ့စကားပြောနေတယ်။စင်ကလေးရမိသားစုနဲ့ကျွန်တော်တို့မိသားစုကအတော်ကြာကလေးကရင်းနှီးလာကြတာ။မိသားစုနှစ်ခုစီးပွားရေးဆက်ဆက်နေလို့ဆယ်လင်းနဲ့ကျွန်တော်ကငယ်တငယ်ချင်းတွေပါ။အဲ့ဒီအပိုင်းကအဆင်ပြေတယ်။ဒီကတော့ဆယ်လင်းရဲ့အမ VVN ပဲ။သူမကအထက်တန်းလွှာတွေရဲ့စစ်မှန်တဲ့မင်းသမီးလေးတစ်ပါးပါ။ချော်မော်ပြီးဩဇာညောင်းတယ်အရေးကြီးဆုံးကတော့သူမကကျွန်တော်အပေါ်အထူးကောင်းမွန်တာပါပဲသူမမုတ်ဖို့ပေးတိုင်းတန်းချီပေးလေးရှိတယ်ဘဝကိုပေါ့ပေါ့ပါပါဖြတ်တန်းခြင်းနဲ့ကျွန်တော်လိုလူတစ်ယောက်အတွက်တော့သူမကလမ်းလျှောက်နေတဲ့ငွေထုတ်ဆက်ပါပဲဒါအပြင် VVN ကအယောင်ဆောင်ကောင်းတဲ့ကျွန်တော်အကိုဂျူလီယန်နဲ့ဆေးဆက်တော်မှာဖြစ်တယ်အဲ့ဒီလိုသာဖြစ်သွားရင်သူမကတရားဝင်ကျွန်တော်မကြီးဖြစ်လာမှာပါမိသားစုအချင်းချင်းဆိုတော့ကျွန်တော်ရဲ့တက်တောင့်တက်တာလူပြင်းဘဝကပိုပြီးတောင်လုံခြုံသွားအောင်မယ်ဒါပေမဲ့မကြသေးခင်ကလူမိုက်တစ်ယောက်ကြောင့်ဆယ်လင်းရဲ့အမတ်တွေကအတန်းထဲမှာထိတ်ဆုံးကနေအလဲအလက်အထိထိုးကျသွားခဲ့တယ်။ VVN ကကျွန်တော်စီတကူးတကလာမေးတော့ဒါကိုကျွန်တော်ဖြေရှင်းရတော့မယ်ဆိုတာသိလိုက်တယ်။ဘာပဲဖြစ်ဖြစ်သူများပတ်စံကိုယူထားရင်တော့သူတို့အတွက်တခုခုတော့လုပ်ပေးရမှာပေါ့။ကျွန်တော်တကားတောင်မဖွင့်ရသေးခင်ကောင်လေးတယောက်ထွက်လာပြီးကျွန်တော်ကိုဝင်တိုက်မိတယ်။သူနှစ်လန်းလောက်ရိုင်သွားပြီးသူ့မျက်လုံးတွေထဲမှာရှက်ရွံ့မှုနဲ့နာကျည်းမှုတွေပြည့်နေတယ်။သူ့ကိုကျွန်တော်မှတ်မိတယ်။ဆယ်လင်းအရင်ကထောက်ပံ့ခဲ့တဲ့ဆင်းရဲတဲ့ចောင်းသားပဲ။အပတ်ကောင်းကောင်းရပြီးရိုးသားတယ်။သူ့မျက်နှာထားအရဒါဟာရိုးအီနေတဲ့ဇလန်းဖြစ်နိုင်တယ်။သူ့ကိုကဲတဲ့မိန်းကလေးကိုသူကြွေပေမဲ့သူ
သူမကလူမိုက်ကိုကြွေတယ်ဆိုတဲ့ငိုချင်းစရာဇလံပေါ့ကျွန်တော်သဘောကျသလိုလေးခေါင်းခလိုက်တယ်ကျွန်တော်တို့လိုအမွေစားအမွေခံကလေးတွေရဲ့အကြောင်းကိုနားလည်ဖို့သူတို့တွေကငဲပါသေးတယ်ပတ်စံကျဲတာကအချင်းတစ်ခုလိုဖြစ်နေပြီးအစင်တန်းကြွားတဲ့နီးပါပဲကျွန်တော်တို့သူတော်စင်တွေလို့ဆိုလိုတာမဟုတ်ပါဘူးတကယ်ကျေးဇူးဆက်ချင်ရင်အထက်ရောက်အောင်ကြိုးစားပြီးအကျိုးမြတ်နဲ့ပြန်ဆက်ပါကဘာကြီးကဒီလိုပဲလဲပတ်နေတာပဲခံစားချက်ပါလာရင်နာကျင်ရဖို့တောင်းဆိုတာနဲ့တူတူပဲသူ့ကိုထားခဲ့ပြီးတကားကိုတွန်းဖွင့်နေဆယ်လင်းကဒိုရီယန်နဲ့စကားပြောရင်းဦးတက်မတက်ရီမောနေတယ်သူမကျွန်တော်ကိုမြင်တဲ့အခါအပြုံးတွေရက်တန့်သွားပြီးမျက်မှောင်ကျုပ်ကမောပန်းမှုနဲ့ဒေါသတွေပြည့်နှက်နေတဲ့အတန်နဲ့သူမကပြောတယ်ကျွန်တော်ဒီမှာဘာလာလောက်တာလဲလို့သူမကမေးတယ်ဒိုရီယန်နဲ့ဖြတ်ဖို့လာပြောတာလားအချိန်ကုန်ခံပြီးလာမပြောဖို့သူမကဆိုတယ်အသုံးမကျတဲ့ H4 သခင်လေးကိုဘဝကိုတော့မရှင်းလင်းနိုင်ဘူးငါ့ကိုဆုံးမခွင့်မရှိဘူးကျွန်တော်ဒေါသမထွက်မိဘူးတကယ်တော့ရည်ကျင်တယ်စုံမနေတာမဟုတ်ဘူးဆက်စုယုံတက်ပါအလွန်လိမ္မာတဲ့စင်ကလေးရမိန်းကလေးကဒီလိုလူမျိုးကိုဘလို့လို့ရုတ်တရက်သဘောကျသွားရတာလေလို့ကျွန်တော်မေးလိုက်တယ်ဆယ်လင်းကမထီမဲ့မြင်ဟန်အပြည့်နဲ့အတန်ကိုမြင်လိုက်တယ်နင်းဘာသိလို့လဲဒိုရီယန်ကအတုမဟုတ်ဘူးသူကပကတိအတိုင်းရှင်သန်နေတာလို့သူမကဆိုတယ်သူလွတ်လပ်စွာနေတယ်သူမကဒိုရီယန်ရဲ့လက်မောင်းကိုဆွဲကင်လိုက်တယ်သူ့မျက်နှာမှာကိုးကွယ်မှုအပြည့်ပဲဒါကအသက်ရှင်နေတဲ့ခံစားချက်ပဲနင်တို့ဘဝတွေကပြင်းစရာကောင်းတယ်အသက်ရှူတာနှမျောစရာပဲပြီးတော့ငါးပတ်လှည့်လာတယ်အထူးသဖြင့်တီယိုစားလဲမလုံနိုင်ဘူးလို့သူမကလှောင်တယ်ပါတီတောင်မလုပ်တတ်ဘူး H4 ကလွဲရင်ပါရှိလေနင်းကလုံးဝအသုံးမကျတဲ့သူပဲနားလေသွားတဲ့ပုံနဲ့ခေါင်းညှိလိုက်တယ်အော်နားလေပြီလူငယ်တွေရဲ့သဘာဝပဲမဟုတ်လားလို့ကျွန်တော်ထပ်မေးလိုက်တယ်ဆယ်လင်းကငါ့ကိုနိုင်ပြီလို့ထင်နေပုံပဲသူမမျက်နှာပေါ်မှာခြေနဲ့ဂုံယူနေတဲ့အမူအရာတွေပြန့်နှံ့သွားတယ်ဒိုရီယန်ကရင်ကော့လိုက်ပြီးအခုတော့ကျွန်တော်ကိုတိတ်မကြောက်တော့တဲ့ပုံပဲဒိုရီယန်ကိုကန်ချကဆယ်လင်းရှိရက်တယ်အသိစိတ်ဝင်ပြီလားလို့သူမကိုကျွန်တော်မေးလိုက်တယ်ငါအကြည့်ကြောင်သူမနောက်ဆုတ်သွားတယ်ဒိုရီယန်ကကျမ်းပြင်မှာညီးတွားနေပြီးငါကိုထိတ်လန့်စွာကြည့်နေတယ်ဒိုရီယန်စီကိုကျွန်တော်ရှောက်သွားလိုက်တယ်ပကတိကိုကြိုက်တယ်မလားလွတ်လပ်တာကိုသဘောကျတယ်မလားကဲငါကိုပြောပြပါအခုဘယ်လိုခံစားရလဲလွတ်လပ်မှုရပြီလားဒိုရီယန်ကနာကျင်မှုကြောင့်ချွေးတွေရွှဲနေပြီးစကားတခွန်းမှထွက်မလာနိုင်တော့ဘူးဆယ်လင်းငါကိုဆွဲပေမဲ့ငါစိုက်ကြည့်လိုက်တော့ငြိမ်သွားတယ်ခမိုက်မိုက်နေခဲ့တာမဟုတ်ဘူးလားအခုဘာလို့စကားမပြောတာလဲဒိုရီယန်ကတုံရင်နေတယ်အတန်လေးတစ်ချက်တောင်မထွက်ရဲဘူးရုတ်တရက်အားလုံးကပြင်းစရာဖြစ်သွားတယ်ဒီလောက်နဲ့တထေးသမီးကိုကြံနေသေးတယ်တုံရင်နေတုံးဖြစ်တဲ့ဆယ်လင်းကိုဆွဲခေါ်ပြီးနာမည်ဆိုးနဲ့ကြော်ကြားတဲ့မြို့အနောက်ဘက်စီကျွန်တော်တိုက်ရိုက်မောင်းသွားတယ်ကားထဲကနေဆယ်လင်းကိုဆွဲထုတ်ပြီးညစ်ပတ်နေတဲ့နောက်ဖေးလမ်းကြားထဲမှာဖိကတ်ထားလိုက်တယ်စီးနက်နဲ့ပုတ်ဟောင်နေတဲ့အမိုက်နက်တွေကကျွန်တော်တို့မျက်နှာကိုလာရိုက်ခတ်တယ်ဆယ်လင်းအန်ချလိုက်တယ်လမ်းကြားထိန်နားမှာအချင်းချင်းဆဲဆူနေကြတဲ့လူမိုက်တချို့ကိုလက်ညှိုးထိုးပြရင်းကျွန်တော်အတန်ကရေခဲလိုအေးဆက်နေတယ်ကြည်စမ်းဒါမင်းရဲ့လူငယ်ဘဝလေးပြေပဲတကယ်လွတ်လပ်ပြီလားအဲ့ဒီလောက်သဘောကျရင်အခုချက်ချင်းဟိုဘက်ကိုပြစ်ထည့်ပေးမယ်ဆယ်လင်းကချက်ချင်းဖြူဖြော့သွားပြီးအသက်ရှူမဝလောက်အောင်ရှိုက်ငိုရင်းကျွန်တော်လက်မောင်းကိုအသေးလေးဖတ်ထားတယ်ငါမှားသွားပြီတီယိုအိမ်ပြန်ရအောင်ပါရင်းနှီးတဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်ကျွန်တော်မကြည့်နေတဲ့အချိန်ထော်နှင်းနဲ့သွားနေတဲ့ဒိုရီယန်ပဲဖြစ်တယ်သူဟိုဘက်ကနေခိုးပြေးနေတယ်သူ့ကိုလိုက်မဖမ်းချင်တော့ဘူးအဲ့ဒီလိုအမိုက်ကအချိန်ပေးဖို့မတန်ဘူးဆယ်လင်းလဲဒါကိုရှင်းရှင်းလင်းလင်းမြင်လိုက်တယ်မျက်နှာသွေးဆုပ်သွားပြီးပြေးသွားတဲ့သူနဲ့အတူသူမရဲ့စိတ်ကူးတွေပြိုကွဲသွားတယ်သူမကငိုတာကိုရက်လိုက်ပြီးဝိညာဉ်နှုတ်ယူခံလိုက်ရတယ်လို့မျိုးအဲ့ဒီမှာငေးငိုင်ရက်နေတယ်သူမကိုကားရဲပြန်တွန်းသွင်းလိုက်တယ်လမ်းတစ်လျှောက်သူမဘာမှမပြောတော့ဘူးစင်ကလေးရအိမ်ကိုရောက်တဲ့အခါသူမကိုယ်တိုင်တကားဖွင့်ပြီးတရေတစေတကောင်လိုအထဲကိုဝင်သွားတယ်ငါကားပေါ်ကမစင်းဘူးကားလှည့်ပြီးအိမ်ပြန်ခဲ့တယ်အဲ့ဒီညနေမှာပဲကျွန်တော်ဖုန်းထဲကိုစာတစ်စောင်ဝင်လာတယ် BBNC ကကျေးဇူးပဲတီယိုရပါတဲ့စာတက်ကပြန်ပို့လိုက်တယ်အဲ့ဒါကတော့အဲ့ဒီအတိုင်းပဲပြီးသွားတယ်တကယ်ပဲစင်ကလေးရအိမ်နောက်2ရက်ငြိမ်နေတယ်ကျွန်တော်နောက်ကိုဘယ်သူမှလိုက်မလာဘူးကျွန်တော်ရဲ့အနာဂတ် Marie VBN ကအရာအလုံးကိုရှင်းလင်းပေးလိုက်တယ်ဆိုတာကျွန်တော်သိတယ်ငါအကွက်ရွှေ့မှန်သွားပြီငါလူပြင်းဘဝတော့စိတ်ချရပြီဒါပေမဲ့နောက်တစ်နေ့မှာဒိုရီယန်ကားအက်ဆီဒင့်နဲ့တေဆုံးသွားတဲ့အတွက်ကျွန်တော်ဆက်မရနိုင်တော့ဘူးကျွန်တော်အနာဂတ် Marie ကကျွန်တော်ထင်ထားတာထက်တောင်ပိုပြီးရက်ဆက်တယ်ဆိုတာပေါ်လွင်သွားတယ်ဒီမိသားစုကရုတ်တရက်ကြောက်စရာကောင်းလာတယ်လူတိုင်းကမျက်နှာဖုံးတက်ပြီးအတားအဆီးတွေကိုအေးဆက်ဆက်ရှင်းထုတ်ကြတယ်ထိတ်တန်းဖြစ်တဲ့အကိုဂျူလီယန်လည်းဒီလိုပဲကျွန်တော်အနာဂတ် Marie Vivian လည်းဒီလိုပဲဖြစ်တယ်ကျွန်တော်တယောက်တည်းကသာကွဲထွက်နေတာဖြစ်တယ်ဘဝကိုအေးအေးလူလူပဲဖြတ်တန်းကျင်တဲ့သူတယောက်ပါကျွန်တော်တကူလုံးချမ်းစိမ့်တုံသွားတယ်အိယာကနေမမတ်ထိုင်လိုက်တယ်အခုချက်ချင်းကျွန်တော်ပြောင်းရွှေ့ရမယ်ဒီသွေးအေးတဲ့လူတွေနဲ့ဝေးဝေးမှနေရမယ်ဘသူကမှမပြောဘဲဆက်ပြီးအသက်ရှင်နေတာကသာတခုတည်းသောနီလန်ဖြစ်တယ်မနေ့ကျတော့အစောကြီးပြင်ထားတဲ့တစ်တာဆွဲပြီးအောက်ထပ်ဆင်းလာတယ်အမေကဧကန်းမှာလက်ဖက်ရည်ကြော့လေးတောက်နေတယ်သူမကကျွန်တော်ကိုမြင်တော့မျက်ခုံကိုမတိမသားလေးပင့်ကြည့်ပြီးခက်ပြက်ပြက်လေးတန်းနဲ့ပြောတယ်တနေရာကိုသွားမလို့လားလို့သူမကမေးတယ်တခြားမှာအိတ်မလို့လားသူမကထပ်မမေးတော့ပဲစီးပွားရေးမဂ္ဂဇင်းကိုသာပြန်ငုံဖတ်နေတယ်ကျွန်တော်အဖေဆိုတဲ့လူကိုတော့အရေးအယောင်တောင်မတွေ့ရဘူးဒီအိမ်ကရေခဲတစ်တာတစ်ခုလိုအေးဆက်နေတယ်ကျွန်တော်တစ်တာကိုဆွဲပြီးခန်းထားတဲ့အင်ကြီးတွေကနေလှည့်မကြည့်ပဲထွက်လာခဲ့တယ်မြို့ထဲမှာအရင်ကတည်းကဝယ်ထားတဲ့အထက်မြင့်တိုက်ခန်းတစ်ခုကျွန်တော်မှရှိတယ်ခုတော့သုံးရမယ့်အချိန်ရောက်ပြီဒီနေရာကကျဲပြီးဟာလာဟင်းလင်းပဲရေခဲတစ်တာကပို့ပြီးတောင်ဟာလာဟင်းလင်းဖြစ်နေသေးတယ်အနည်းဆုံးစူပါမားကတ်ကိုကားမောင်းသွားတယ်ဒီအိမ်အစ်စ်ကိုအစားအစာတွေနဲ့မုန့်တွေအပြည့်ဖြည့်ထားဖို့လိုတယ်တဲတွန်းပြီးစင်တွေကြားလျှောက်သွားနေတယ်ဈေးဝယ်တဲ့ဆက်ရုပ်လိုပဲ
ဘာခံစားချက်မှမရှိပဲပစ္စည်းတွေကိုလှဲတဲကောက်ထည့်နေတယ်ထောင်အချိုးတစ်ခုအရောက်မှာမုတ်တန်းတောင်းကကောင်မလေးတစ်ယောက်ပေါင်မုတ်ထုတ်ကိုလက်စွပ်ထဲခိုးထည့်နေတာမြင်လိုက်ရလို့ကျွန်တော်ရုတ်တရက်ရက်တန့်သွားတယ်။ကျောင်းဝတ်စုံဟောင်းနဲ့သူကကျွန်တော်ထက်ငယ်ပုံရတယ်။သူမကိုကြည့်ရတာတက်ရက်ပေမဲ့သူမရဲ့လက်တွေကတော့ညစ်ပေနေတယ်။ကျွန်တော်ဘာမှမပြောဘဲစင်ကိုမိကလက်ပိုက်ပြီးသူမကိုစိတ်ဝင်တစားစောင့်ကြည့်နေလိုက်တယ်။သူမကရုန်းကန်နေရတယ်။လက်စွပ်ကသေးလွန်ပြီးပေါင်မုတ်ကကြီးလွန်နေတယ်။သူမကထက်ခါတလဲလဲစူးစမ်းနေပြီးနှစ်ဖူးမှာချွေးသီးချွေးပေါက်တွေကျလာတယ်။နောက်ဆုံးတော့သူတခုခုသတိထားမိသွားတယ်။သူငြိမ်ကျသွားပြီးခေါင်းကိုဖြည်းဖြည်းချင်းမော့လာတယ်။ကျွန်တော်တို့အကြည့်ချင်းဆုံသွားတယ်။ကျွန်တော်ဘာမှမပြောဘဲသူမကိုစိုက်ကြည့်နေလိုက်တယ်။10စက္ကန့်အတွင်းမှာပဲသူမမျက်နှာကဖြူနေရကနေหนีရဲသွားတာကိုမျက်မြင်ကိုတွေ့လိုက်ရတယ်။အဲ့ဒီမျက်လုံးဝိုင်းကြီးတွေကအစာပိုင်းမှာထိတ်လန့်သွားပြီးနောက်ပြာရာခတ်သွားကနောက်ဆုံးမှာတော့အရှက်ရမှုတွေနဲ့ပြည့်နှက်သွားတယ်။ပေါင်မုတ်ကင်ထားတဲ့လက်ကအတော်တုံနေတယ်။ခတ်တိုးတိုးအတန်လေးနဲ့အတူပေါင်မုတ်ကကျမ်းပြင်ပေါ်ကျသွားတယ်။သူမရဲ့ခွန်အားတွေအကုန်ကုန်ခန်းသွားတဲ့ပုံပေါက်နေတယ်။သူမကလုံးဝအားငယ်သွားပြီးမျက်နှာကိုမြေကြီးထဲဝှက်ထားခြင်းနဲ့အလားကောင်းငုံထားတယ်။သိပ်ပြင်းစရာကောင်းတာပဲ။ကျွန်တော်အနားလျှောက်သွားပြီးကိုင်းညွတ်ကပေါင်မုတ်ထုတ်ကိုကောက်ယူပြီးလဲတဲ့ပစ်ထဲလိုက်တယ်။ပြီးတော့ဘေးကစင်ပေါ်မှာရှိတဲ့ကွက်ကီးနဲ့တကြားလုံးတွေကိုပါလဲတဲ့သိမ်းထည့်လိုက်တယ်။ချက်ချင်းပဲကျွန်တော်လဲကတောင်ပူစာလေးဖြစ်သွားတယ်။ကျွန်တော်လဲကိုသူမစီတွန်းပို့လိုက်တယ်။သူမကအခုထိခေါင်းငုံထားဆဲဖြစ်ပြီးအပြစ်ပေးခံရမယ့်အလားတကိုယ်လုံးတောင်းတင်းနေတယ်။သူပနက်ဟောင်းကိုခြေပြားနဲ့တိုးပြီးခက်ပြက်ပြက်ပြောလိုက်တယ်။စားစရာဝယ်ဖို့ပတ်စံမရှိဘူးလားလို့မေးလိုက်တယ်။သူမကိုယ်လုံးလေးတုံရင်သွားပြီးနောက်မတိမတာခေါင်းညိတ်ပြတယ်။တစ်စက္ကန့်အကြာမှာတခုခုကိုတတိရသွားတဲ့အလားသူခေါင်းကိုအပြင်းထန်ခါပြတယ်။ကျွန်တော်စိတ်မရှိဖြစ်လာတယ်။ဒီမှာစကားမပြောဘဲတရုပ်ဆောင်နေတာလား။ခေါင်းညိတ်လိုက်ခေါင်းခါလိုက်နဲ့ဘာဖြစ်တာလဲလို့စကားပြောလေကျွန်တော်အတန်ပိုမာလာတယ်။သူတုံသွားပြီးချက်ချင်းမောကြည့်လာတယ်။သူမရဲ့မျက်လုံးတွေကနီးရဲပြီးမျက်ရည်တွေပြည့်နေတယ်။သူမကပါဇက်ဖွင့်လိုက်တယ်။လေချောင်းထဲကနေမပီမတအတန်တချို့ထွက်လာတယ်။သူ့လက်တွေကတခုခုကိုအမူအရာပြဖို့ကြိုးစားနေတယ်။ကျွန်တော်အေးခဲသွားတယ်။အဲ့ဒီခိုက်တက်မှာကျွန်တော်ခေါင်းထဲကိုအတွေးတစ်ခုဖြတ်ပြေးသွားတယ်။စွန့်သူလမ်းပြီးအကူညီမဲ့နေတဲ့သူ့မျက်နှာကိုကြည့်ရင်ကျွန်တော်ရဲ့စိတ်မရှိမှုတွေကချက်ချင်းပျောက်ကွယ်သွားတယ်။အခုချိန်မှာကိုလူဆိုးကြီးလို့ခံစားရတယ်။ညဘက်ပြန်တွေးမိရင်ကိုပါးရိုက်ချင်မဲ့လူဆိုးမျိုးကျွန်တော်ဘာမှဆက်မပြောတော့ဘူး။ကျွန်တော်လှည့်ပြီးနောက်ထပ်တွန်းလဲတစ်ခုယူကအထားခံတဲ့အစားအစာတွေအပြည့်ထည့်လိုက်တယ်။လက်နှစ်ခုလုံးတွန်းပြီးသူ့ကိုနောက်ကလိုက်ခဲ့ဖို့ပြလိုက်တယ်။ဘာတွေဖြစ်နေလဲဆိုတာသူမှသိချာမသိသေးဘူး။ကျွန်တော်ရှင်းမပြချင်တော့ဘူးသူလက်ကဝတ်ကိုဆွဲပြီးပတ်စံရှင်းတဲ့စီခေါ်သွားတယ်ပတ်စံရှင်းပြီးအိတ်တွေအကုန်ကိုယ်တိုင်တည်လာတယ်သူမကအပေါ်ဆုံးမုတ်အိတ်တချို့ကိုကင်ပြီးကျွန်တော်နောက်ကနေအမီးလေးလိုလိုက်လာတယ်ကားရဲ့အကုန်ထိုးသိပ်ထည့်ပြီးသူ့ကိုကားပေါ်တက်ခိုင်းလိုက်တယ်သူမကခဏလောက်တွန့်ဆုတ်နေပြီးမှခီးတဲ့တကားကိုဖွင့်ပြီးဝင်ထိုင်တယ်သူမရဲ့အိမ်လိပ်စာကိုကျွန်တော်မေးတယ်သူမကကျွန်တော်ဖုန်းကိုယူပြီးတင်းငယ်တဲ့လက်ချောင်းလေးတွေနဲ့ဖန်သားပြင်ပေါ်မှာခဏလောက်နှိပ်နေတယ်နောက်ဆုံးတော့ကျွန်တော်တောင်မသွားခြင်းနဲ့ရက်ွက်ဟောင်းတစ်ခုကိုနေရာမှတ်လိုက်တယ်ကျွန်တော်ဘာမှမပြောဘဲကားဆက်နှိုးလိုက်တယ်ခရီးစဉ်တစ်လျှောက်လုံးအနှောက်အယှက်ဖြစ်လောက်အောင်တိတ်ဆိတ်နေတယ်သူမကခေါင်းငုံထားပြီးအဝတ်စားထောင်းတွေကိုလက်နဲ့တင်းကျပ်စွာဆုပ်ကင်ထားတယ်ကားကကျင်းမြောင်းပြီးပျက်စီးနေတဲ့လမ်းကြားလေးတွေထဲကိုဖြတ်မောင်းသွားပြီးနောက်ဆုံးမှာပြိုကျလူနီးပါးဖြစ်နေတဲ့အိမ်ခန်းအဆောက်အုံတစ်ခုရှေ့မှာရပ်လိုက်တယ်ကျွန်တော်ကားဆက်တက်လိုက်ပြီးအစားအစာတွေကိုအတူတူတည်ထုတ်ကြတယ်လေကားခွင်ကမှောင်မိုက်ပြီးဆူဆွနေကမှုန်နှံ့တွေနဲ့နာမည်မတက်တဲ့အနံ့တစ်ခုအပြည့်အနှံ့ထွက်နေတယ်သူမကကျွန်တော်ကိုသုံးထက်အထိခေါ်သွားပြီးအခွန်ကွာနေတဲ့တစ်သားတကားကိုဖွင့်လိုက်တဲ့အခါဆေးဘက်ဝင်အပင်တွေရဲ့ပြင်းထန်တဲ့အနံ့ကကျွန်တော်စီရိုက်ခတ်လာတယ်အခန်းကသေးငယ်တဲ့တစ်ချက်ကြည့်ုံနဲ့အကုန်မြင်ရလောက်အောင်ကိုသေးငယ်တယ်ဒီနေ့တော့ဗလာကျင်းနေတဲ့နယံလေးဘက်ကဘလို့လဲဆိုတာမြင်ရပြီစုပ်ပြတ်နေတဲ့တစ်သားကရင်ပေါ်မှာအယိုးပေါ်အရေးတင်ဖြစ်နေတဲ့အဖွားအိုတယောက်လဲလျောင်းနေတယ်။သူမရဲ့မျက်လုံးတွေကိုတင်းကျပ်စွာမှိတ်ထားပြီးအသက်ရှူတန်ကတိမ်နေ။မိန်းကလေးကသူမရဲ့ပစ္စည်းတွေကိုချထားပြီးဂရင်ဘေးကိုပြေးသွားကအဖွားအိုကိုစောင့်ချုံပေးလိုက်တယ်။သူမရဲ့မျက်လုံးတွေကအစိုးရိမ်မှုတွေပြည့်နေတယ်။အခုမှကျွန်တော်နားလည်သွားတယ်။သူမကစားစရာဝယ်ဖို့ပတ်စံမရှိတာမဟုတ်ဘူး။သူမရဲ့မိသားစုကိုကုသဖို့ပတ်စံမရှိတာ။သူမအဖွားကိုကုသဖို့စုထားတဲ့ပတ်စံကိုမထိကျင်လို့နဲ့ကမ်းမှုရဲ့အစွန်းရောက်နေလို့ပေါင်မုတ်ကိုခိုးခဲ့တာဖြစ်နိုင်တယ်။ဝမ်းနည်းစရာဇလန်းစင်တဲ့နောက်တစ်ခွက်ပေါ့ဒီလိုမျိုးတွေကိုကျွန်တော်တကယ်သီးမခံနိုင်ဘူး။မိန်းကလေးကသူမအဖွားကိုနေရာချပေးပြီးတဲ့နောက်ကျွန်တော်စီလာပြီးအောက်ခြေအထိအယိုအသေးပေးကစပွဲပေါ်ကစုပ်ပြတ်နေတဲ့လေးကျင်ကန်စာအုပ်တအုပ်ကိုယူပြီးတခုခုကိုကမန်းကရန်ရေးနေတဲ့တက်ရက်တဲ့လက်ရည်တစ်ချောင်းပေါ်လာတယ်။ကျေးဇူးတင်ပါတယ်။ဒီဟာတွေဘလောက်ကြလဲလို့သူမကမေးတယ်။တနေ့ပြန်ဆက်မယ်လို့သူမကကတိပေးတယ်။စာတွေကိုကြည့်ပြီးကျွန်တော်နည်းနည်းရည်ကျင်သွားတယ်။ဘာနဲ့ပြန်ဆက်မှာလဲလို့ကျွန်တော်မေးလိုက်တယ်။နောက်တစ်ခါထပ်ခိုးမှလား။ကျွန်တော်ဘာမှမပြောတော့ဘူး။ဖုန်းထုတ်ပြီးကိုရေးလက်ထောက်ကိုခေါ်ကဖုန်းထဲကနေခတ်တူတူပြောလိုက်တယ်။ဝေါ်တာမျိုးတွေကဆေးရုံမှာအရေးကြီးပုဂ္ဂိုလ်တီးသန့်အခန်းတစ်ခန်းယူပေးဖို့ကျွန်တော်လှမ်းပြောလိုက်တယ်။15မိနစ်အတွင်းအနောက်ဘက်ကတိုက်ခန်းကိုလူနာတင်ရင်တစည်းလွှတ်ပေးဖို့အမိန့်ပေးလိုက်တယ်။လိပ်စာပို့ပေးမယ်။ကျွန်တော်အကောင့်ကနေရှင်းလိုက်ဒီကိစ္စတစ်ခုလုံးသိအချိန်မကြာဘူး။သူမကတော့လုံးဝအံ့ဩမှင်တက်သွားတယ်။သူစာရေးဖို့မေ့ပြီးပါဇက်ဟာကကျွန်တော်ကိုစိုက်ကြည့်နေတယ်။နားလဲပါတယ်။သူမအတွက်တစ်သက်လုံးအိမ်မက်မက်ရမယ့်ကိစ္စကို
ကျွန်တော်ကဖုန်းတစ်ချက်ဆက်ယုံနဲ့ဖြည့်ရှင်းလိုက်နိုင်တာကိုသူမချေရင်ကအိတ်ကိုကျွန်တော်ခြေထောက်နဲ့ပုတ်လိုက်တယ်အဲ့ဒီမှာဘာရက်လုံနေတာလဲလို့မေးလိုက်တယ်ပစ္စည်းသိမ်းဆေးရုံသွားမယ်လို့ခေါ်လိုက်တယ်သူမအသိပြန်ဝင်လာပြီးချက်ချင်းပဲအလောတကြီးလှုပ်တော့တယ်တကယ်တော့သိမ်းစရာသိမ်းမရှိပါဘူးအယောင်လွင့်နေတဲ့အဝတ်ဟောင်းအနှဲငယ်နဲ့ပဲ့နေတဲ့စတီးခွက်တစ်ခွက်ပဲရှိတယ်လူနာတင်ကားမြန်မြန်ရောက်လာတယ်ကျွမ်းကျင်တဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကအဖွားအုပ်ကိုလူနာတင်စင်ပေါ်တေချာတင်ပေးကြတယ်ဒီအချိန်တွေတစ်လျှောက်လုံးကျွန်တော်ရုတ်တရက်ပျောက်သွားမှကြောက်တဲ့အလားသူမကကျွန်တော်အင်ဂျီစွန်းကိုစုပ်ကင်ထားတယ်ကျွန်တော်နည်းနည်းနေရခက်ပေမဲ့သူမကိုခါမချလိုက်ပါဘူးဆေးရုံရောက်တော့အရာအလုံးကိုအပြည့်စုံစီစဉ်ထားပြီးသားပါတီးတန့်အရေးကြီးပုဂ္ဂိုလ်အခန်းနဲ့24နာရီသူနာပြုစောင့်ရှောက်မှုပါရတယ်အကောင်းဆုံးအထူးကူအဖွဲ့ကချက်ချင်းတိုင်ပင်ဆွေးနွေးကြတယ်လင်းထိန်တန်ရှင်းနေတဲ့အခန်းပြင်မှာရက်ရင်အလုံများနေတဲ့ဆရာဝန်တွေသူနာပြုတွေနဲ့ခုတင်ပေးမှာကြောက်ရွံ့ကျေးဇူးတင်နေတဲ့သူမကိုကျွန်တော်စောင့်ကြည့်နေတယ်ဒိုရီယန်သေဆုံးမှုကလေးကကျွန်တော်တည်ဆောင်ထားရတဲ့အရေးမဲကြီးနည်းနည်းပေါ်ပါသွားသလိုခံစားရတယ်ပတ်စံနဲ့စိတ်ချမ်းသာမှုဝင်နိုင်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်အင်ဂျီစွန်းကိုညင်ညင်သာသာထပ်ဆွဲခံလိုက်ရတယ်သူကစုပ်ပြတ်နေတဲ့မှတ်စုစာအုပ်ကိုကျွန်တော်ရှေ့ထုတ်ပြတယ်ကျွန်တော်ကျေးဇူးကိုဘယ်လိုပြန်ဆက်ရမလဲလို့အဲ့ဒီမှာရေးထားတယ်ကျွန်တော်တကားပေါင်ကိုမှီရင်းသူမကိုကြည့်လိုက်တယ်ပြန်ဆက်ဖို့လိုတယ်လို့မပြောခဲ့ဘူးလို့ပြန်ပြောလိုက်တယ်သူမကပြာရခတ်သွားပြီးလက်ရည်တွေရှုပ်ပွားကုန်တယ်အလကားတက်တက်ပတ်စံမယူနိုင်ဘူးလို့သူရေးပြတယ်ကျွန်တော်ကလူကောင်းပါတဲ့လူကောင်းဆိုတဲ့စကားလုံးကိုမြင်တော့ကျွန်တော်နှကန်းထောင်းကအပြုံးကပိုကျလာတယ်ဒီခေတ်မှာကျွန်တော်လိုလူတောင်လူကောင်းစင်းရင်ဝင်နေတယ်ပတ်စံဆိုတာတကယ်အံ့ဩစရာကောင်းတဲ့အရာပဲသူ့အမူအရာတွေကိုကျွန်တော်တားလိုက်တယ်ပထမအချက်ကကျွန်တော်ဟာလူကောင်းမဟုတ်ဘူးလို့ပြောလိုက်တယ်ဒုတိယချက်အနေနဲ့ကျွန်တော်ပြဿနာတွေကိုအမုန်းဆုံးဆိုတာပြောပြီးသားဖြစ်တယ်လို့အခုလိုသူမညင်းခုန်နေတာဟာကျွန်တော်အတွက်ပြဿနာရှာနေတာပဲလို့ဆက်ပြောတယ်နားလေလားလို့ကျွန်တော်မေးလိုက်တယ်ကျွန်တော်စကားကြောင်သူ့ကြောင်သွားပြီးဘယ်လိုတုံ့ပြန်ရမှန်းမသိပဲစိုက်ကြည့်နေတယ်သူမကိုအဲ့ဒီလိုကြည့်ရင်ကျွန်တော်တက်ပြင်းချကအနားသွားပြီးနောက်ထပ်ဘာမှမပြောတော့ပဲသူမလက်ထဲကမှတ်စုစာအုပ်နဲ့ဘောပင်ကိုယူလိုက်တယ်ကျွန်တော်မြန်မြန်ရေးလိုက်တယ်ကျိုတင်အာမခံဝယ်တာလို့သဘောထားဖို့သူ့ကိုပြောလိုက်တယ်စာကြိုးစားပြီးကောလိပ်ကောင်းကောင်းဝင်ဖို့ကျွန်တော်ပြောလိုက်တယ်တစ်ချိန်ချိန်မှာကျွန်တော်လမ်းဘေးရောက်ပြီးတောင်းစားနေရရင်ထမင်းတစ်ပကံလောက်ကျွေးဖို့မှတ်ထားပေးပါလို့ကျွန်တော်မှားလိုက်တယ်အဲ့ဒါဆိုလုံလောက်ပြီလို့ပြောလိုက်တယ်စာရေးပြီးမှတ်စုစာအုပ်ကိုသူ့လက်ထဲပြန်ပေးလိုက်တယ်သူမကစာသားတွေကိုအကြာကြီးစိုက်ကြည့်နေပြီးမှခေါင်းမော်လာတယ်တောင်ပေါ်ဆန်းရည်လိုကြည်လင်နေတဲ့မျက်လုံးလေးတွေကနေနောက်ဆုံးမှမျက်ရည်တွေကျလာတယ်သူမကအတန်ထွက်မငိုပဲတိတ်တိတ်လေးမျက်ရည်ကျနေပြီးဟောင်းနှွမ်းနေတဲ့လေးကျင်ကန်စာအုပ်ပေါ်ကိုတပေါက်ချင်းကျနေတယ်ကျွန်တော်နည်းနည်းနေရခတ်သွားပြီးတခြားကိုအကြည့်လွှဲလိုက်တယ်ကဲမငိုနဲ့တော့လို့ကျွန်တော်နှစ်သိမ့်လိုက်တယ်သူ့အဖွားသူ့ကိုလိုအပ်နေတယ်လို့ပြောပြတယ်ဘာလို့ဒီလောက်ငိုနေတာလဲလို့မေးလိုက်တယ်ကျွန်တော်ခဏစဉ်းစားပြီးသူမဘယ်ကျောင်းတက်နေလဲဆိုတာကိုပါဆက်မေးလိုက်တယ်သူကျောင်းလာကကိုပါဝေါ်တာကိုရှင်းခိုင်းမယ်လို့ကတိပေးတယ်အခုကစပြီးကောလိပ်ပြီးလို့အလုပ်ရတဲ့အထိနေထိုင်စားသောက်စရိတ်တစ်လကို9000သူမကိုပို့ပေးခိုင်းမယ်လို့ကျွန်တော်ပြောလိုက်တယ်အဲ့ဒါကိုမလိုချင်ဘူးလို့မပြောဖို့ကျွန်တော်တားလိုက်တယ်အာမခံကြီးလိုပဲသဘောထားဖို့ထပ်ပြောလိုက်တယ်ပြောပြီးတော့နောက်ထပ်စိတ်လှုပ်ရှားစရာတွေကိုကျွန်တော်ဆက်မကြည့်နိုင်တော့ဘူးဆရာဝန်ကိုအမှားစကားနည်းနည်းပါးပါးပြောပြီးနောက်မှာတော့ကျွန်တော်လှည့်ထွက်လာခဲ့တယ်လမ်းမကြီးပေါ်ကားမောင်းရင်ဒါရီအားလုံးအတိတ်ပဲမရှိဘူးလို့ခံစားရတယ်ကျွန်တော်က Ashford မိသားစုရဲ့ဒုတိယသခင်လေးပါကျွန်တော်တကယ်ပဲလမ်းဘေးရောက်သွားနိုင်သလားဆိုပြီးတွေးမိတယ်ဘလို့မှမဖြစ်နိုင်ဘူးလို့ကိုယ်တိုင်ဖြေလိုက်တယ်ကုသိုလ်ရအောင်ငွေသုံးနေတာတသက်ပါဘာပဲဖြစ်ဖြစ်ကျွန်တော်ဘေးနာကလူတွေကတယောက်ထက်တယောက်ပို့ပြီးရက်ဆက်ကြတယ်တစ်သက်လုံးစိန်ကြကြနေချင်ရင်တော့ကုသိုလ်လေးဘာလေးစုထားတာပိုကောင်းမယ်ဒါပေမဲ့9နှစ်အကြာမှပဲကျွန်တော်ဒုက္ခရောက်ခဲ့ရတယ်ဟန်တခွဲသားနဲ့လူရည်ချွန်းအကိုဖြစ်သူဂျူလီယန်ကအိမ်အောင်ကြပြီးနောက်မှာတခြားမိန်းမတွေအများကြီးနဲ့ဖောက်ပြန်ခဲ့တယ်သတင်းထွက်လာချိန်မှာကိုပိုင်ကျွန်းလေးပေါ်နေပူစာလှုံနေတဲ့ကျွန်တော်ဖုံးလက်ခံရရှိတော့ရှီတောင်ရေးကျင်သွားတယ်ဒါကကျွန်တော်မျှော်လင့်ထားပြီးသားကိစ္စပါအကူကအခြေခံအားဖြင့်ဆုံးဖြတ်ချက်မပြတ်သားတဲ့သူရဲဘောကြောင်သူဖြစ်ပြီးအချစ်ကြီးဟန်ဆောင်ရတာကိုပဲသဘောကျတာပါဒီပြဆက်ကိုလာကြည့်ဖို့လေရင်နဲ့တောင်ပြန်မလာခြင်းခဲ့ဘူးအထက်တန်းလွှာရဲ့အိမ်တော်ရေးကလည်းဒီလိုပါပဲလေလို့တွေးနေတော့မှပဲကျွန်တော်ရဲ့ဘဏ်ကတ်တွေတစ်ခုပြီးတစ်ခုအပိတ်ခံလာရတယ်ကျွန်တော်နာမည်နဲ့ရှိတဲ့ပိုင်ဆိုင်မှုရှယ်ယာရန်ပုံငွေအားလုံးတညတွင်းချင်းပိုင်ရှင်ပြောင်းသွားတယ်အဲဒီတော့မှတခုခုအကြီးအကျယ်မှားနေပြီလို့သဘောပေါက်လိုက်တယ်ကျွန်းကနေကမန်းကရန်ပြန်ရောက်လာချိန်မှာတော့အရာအားလုံးကပြီးဆုံးသွားခဲ့ပြီ Ashford အုပ်စုကစင်ကလေးရနာမည်အောက်ကိုပြောင်းသွားခဲ့တယ်အဖေကခိုင်လုံတဲ့သက်သေတွေနဲ့စီးပွားရေးဆိုင်ရာဆွဲချက်အများအပြားနဲ့တရားစွဲခံလိုက်ရတယ်သူ့ရဲ့လက်ကျန်သက်တမ်းတစ်လျှောက်လုံးအကျဉ်းထောင်ကကရင်ပေါ်မှာပဲအိပ်ရတော့မှာပါအကိုဂျူလီယန်ကတော့ဘာမှမပါပဲနှင်ထုတ်ခံလိုက်ရတယ်ပြီးတော့ဘာမှမလုပ်ပဲအေးအေးဆေးဆေးနေခြင်းနဲ့အသုံးမကျတဲ့လူပြင်းကျွန်တော်တောင်ချမ်းသာခွင့်မရခဲ့ဘူးအနည်း20ကျော်လောက်တေချာသိမ်းဆည်းထားခဲ့တဲ့ကိုပိုင်စုဆောင်းငွေတွေအားလုံးပြောင်းသွားတယ်ကိုပိုင်အဆင့်မြင့်တိုက်ခန်းတကားဝမှာကျွန်တော်ရက်နေပြီးလမ်းပိတ်ရက်နေတဲ့မျက်နှာသေးနဲ့အနက်ရောင်ဝတ်သက်တော်ဆောင်2ယောက်ကိုကြည့်ရင်ခေါင်းတွေပါမူးနောက်လာတယ်နေအောင် VBN လို့စိတ်ထဲရေရွတ်လိုက်တယ်သူကလဲစားချေခြင်းလဲရတယ်လို့တွေးမိတယ်အုံနောက်မရှိတဲ့ကျွန်တော်အကိုကိုပဲရှင်းပစ်ဖို့တောင်းဆိုခြင်းနဲ့အဲ့ဒါအတွက်ကျွန်တော်မှပြဿနာမရှိဘူးလို့ထပ်တွေးမိတယ်အဖေကိုထောင်ချပြီး Ashford ကိုဖျက်ဆီးတာတော့လွန်တယ်လို့ခံစားရတယ်ဒါကဘာအကြောင်းလဲလို့ကျွန်တော်တွေးမိတယ်ဒါကိုတွေးမိတော့ကျွန်တော်ပြန်ဒေါသထွက်လာတယ်မိမဆက်လိုက်လက်စားချေတဲ့ဇလန်နဲ့ကျွန်တော်ရောက်နေတာလားဘေးထွက်ဆိုးကျိုးအနေနဲ့ဖယ်ရှားခံလိုက်ရတဲ့ဘေးလူဇက်ကောင်အဖြစ်အဆုံးသတ်သွားတယ်အဲ့ဒီအချိန်မှာပဲတကားပွင့်လာတယ် VBN ကကျွန်တော်ဆိုဖာပေါ်ထိုင်ပြီး
ဝိုင်ခွက်ကိုတက်ရက်စွာလှည့်နေတယ်။9 နှစ်ကြာပြီးတဲ့နောက်သူမကပိုလှလာပြီးပိုအေးဆက်လာတယ်။အရာအလုံးကိုထိန်းချုပ်ထားတဲ့သူတယောက်ရဲ့လွှမ်းမိုးနိုင်တဲ့အငွေ့အသက်ကအသက်ရှူရာခတ်စေတယ်။သူမကကျွန်တော်ကိုမြင်တော့ခွက်ကိုချလိုက်ပြီးနူးညံ့တဲ့အပြုံးလေးပြုံးပြတယ်။ဒီကိုပြန်လာပြီလားလို့သူနှုတ်ဆက်တယ်။ကျွန်တော်ဘာမှမပြောဘူး။သူမကိုစိုက်ကြည့်နေလိုက်တယ်။သူမတ်တက်ရက်ပြီးကျွန်တော်စီတလန်းချင်းရှောက်လာတယ်။သူမကကျွန်တော်မျက်နှာကိုကင်ဖို့လက်လန်းလိုက်တယ်။သူမကိုအဲ့ဒီလိုမကြည့်ဖို့သူမကပြောတယ်။သူလည်းဒါကိုမလိုချင်ဘူးလို့ဆက်ပြောတယ်။ကျွန်တော်ခေါင်းကိုတစ်ဖက်လှည့်လိုက်တယ်။သူမကလက်ကိုပြန်ယုပ်လိုက်ပြီးဖြည်းဖြည်းချင်းပြောတယ်။ကျွန်တော်အကိုကအယမ်းမိုက်မဲတယ်လို့သူမကဆိုတယ်။သူ့ကိုအခွင့်အရေးပေးခဲ့တယ်လို့ဆက်ပြောတယ်။သူကတန်ဖိုးမထားခဲ့ဘူးလို့သူအပြစ်တင်တယ်။ Vivian ကခေါင်းခါလိုက်ပြီးသူမရဲ့မျက်နှာအမူအရာကနည်းနည်းနောက်ပြောင်ခြင်းနဲ့ပုံပေါက်သွားတယ်။အဲ့ဒါကမိသားစုတစုလုံးကိုတုတ်တင်ရတဲ့အကြောင်းရင်းလားလို့မေးလိုက်တယ်။သူမကခဏရက်လိုက်ပြီးသူမအတန်ကမြူဆွဲတဲ့အရေးအယောင်လေးပါလာတယ်။ဒါပေမဲ့အခုတော့အခြေအနေတွေပြောင်းသွားပြီလို့သူမကပြောတယ်။သူကသူမကိုအရင်အမှားလုပ်ခဲ့တယ်လို့ဆက်ပြောတယ်။သူမရဲ့လက်စားချေမှုကတရားမျှတမှုထက်ပိုတယ်လို့သူမကဆိုတယ်။အခုသူမယောက်ျားမလို့တော့ဘူးလို့သူမကရှင်းပြတယ်။ပြောပြီးသူရှေ့တလန်းတိုးလာကသားရဲတကောင်လိုအငွေ့အသက်တွေထွက်လာတယ်။သူမနဲ့အတူနေပြီးအဖော်လုပ်ပေးဖို့စိတ်ဝင်စားလားလို့သူမကကျွန်တော်ကိုမေးတယ်။အရင်လိုပဲကျွန်တော်ကိုစောင့်ရှောက်ပေးနိုင်တယ်လို့သူဆက်ပြောတယ်။ကျွန်တော်မျက်ရည်ထွက်တဲ့အထိရံမိမတက်ဖြစ်သွားတယ်။ကျွန်တော်မျက်လုံးထောင်ကိုတုပ်လိုက်ပြီးVivian ရဲ့အပြစ်အနာအဆာမရှိတဲ့မျက်နှာကိုကြည့်လိုက်တယ်။ဒါကိုကြားရတော့ Dorian ကိုသူမကိုယ်တိုင်ပဲလွှတ်လိုက်တာလားလို့တောင်တွေးမိတယ်လို့ကျွန်တော်ကပြောလိုက်တယ်။သူမရဲ့အပြုံးကနောက်ဆုံးတော့တခဏလောက်အေးခဲသွားတယ်။တခဏလေးပဲမဲ့ကျွန်တော်ဖမ်းမိလိုက်တယ်။နောက်ဆုံးမျောလင်းချက်လေးကတွေးထားတဲ့အတိုင်းပျောက်ကွယ်သွားတယ်။ဒီမိန်းမကအစကနေအဆုံးအယူတယောက်ဖြစ်နေပြီးသူမလိုချင်တာရဖို့ဘာမဆိုလုပ်တတ်တယ်။ကျွန်တော်အပြုံးကိုဖျောက်လိုက်ပြီးသူမကိုခံစားချက်မရှိပဲကြည့်ကလက်ကလေးကိုဖြည်းဖြည်းချင်းထောင်ပြလိုက်တယ်။သူမမျက်နှာပေါ်ကနောက်ဆုံးအပြုံးလေးပျောက်သွားပြီးအေးဆက်ဆက်လစ်လျူရှုမှုနဲ့အစားထိုးသွားတယ်။ဘာကောင်းလဲဆိုတာတကယ်မသိဘူးလို့သူဒေါသတကြီးပြောတယ်။သူမကကျွန်တော်ကိုထပ်မကြည့်ပဲလက်ကပြလိုက်တယ်။တက်တော်ဆောင်နှစ်ယောက်ကချက်ချင်းရှေ့တိုးလာပြီးတစ်ဖက်တစ်ချက်စီကနေကျွန်တော်ကိုကြက်ကလေးတစ်ကောင်လိုဆွဲထူလိုက်ကြတယ်။ကျွန်တော်ကိုယ်အိမ်ထဲကနေကြမ်းကြမ်းတန်တန်တွန်းထုတ်ခံလိုက်ရတယ်။သူကင်းမဲ့တဲ့ဇင်းချက်မှာရရင်ကျွန်တော်မလောင်ပဲမနေနိုင်ဘူး။သူမရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကိုတကယ်ယုံပြီးနေခဲ့မယ်ဆိုရင်သူမကျွန်တော်ကိုညှင်းငွေသွားတဲ့အခါကျွန်တော်ဘလို့တည်သွားမလဲဆိုတာတောင်သိမှာမဟုတ်ဘူး။သူမကိုကျွန်တော်မရှင်းနိုင်ဘူးဆိုတာအသေးချာသိတယ်။မြေခွေးအိုကြီးလိုကျွန်တော်အဖေတောင်သူ့ကစားတာခံလိုက်ရတယ်။စားဖို့တောက်ဖို့နဲ့ပျော်ဖို့ပဲသိတဲ့ကျွန်တော်လိုလူမျိုးသူမကိုတိုက်ခိုက်ဖို့ကျွန်တော်မှာဘာအခွင့်အရေးရှိလို့လဲ။ဒီအယူမနဲ့ဝေးဝေးမှနေဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။အသက်ရှင်နေဖို့ကဘာထက်မဆိုပိုအရေးကြီးတယ်။ကျွန်တော်ဖုန်းထုတ်ပြီးဖုန်းနံပါတ်စာရင်းကိုဖွင့်ကအရင်ကညီကိုလိုခေါ်ခဲ့တဲ့တငယ်ချင်းတွေကိုရှာလိုက်တယ်။စကားပြောတိုင်းညီကိုခေါ်တတ်တဲ့သူတွေပေါ့။ပထမဆုံးတစ်ယောက်ကိုကျွန်တော်ဖုန်းဆက်လိုက်တယ်။ဇိန်းကျွန်တော်တီယိုပါလို့ပြောလိုက်တယ်။3 စက္ကန့်တိတ်ပြီးနောက်ဂယူဒီဇိုင်းနဲ့ဘယ်သူလဲလို့သူမေးတယ်။ Sorry မှားနေတယ်လို့ပြန်ပြောတယ်။ဖုန်းကျသွားတယ်။ကျွန်တော်ခဏလောက်ကြက်တီတီသွားပြီးနောက်ခါသီးစွာပြုံးလိုက်တယ်။ဒုတိယလူကိုဆက်ပြန်တယ်။ကြားလက်ကတော့အတူတူပဲ။တတိယတစ်ယောက်စရုပ်ထတစ်ယောက်ဆက်ကြည့်တယ်။ဖုန်းမှားနေတယ်လို့ပြောရင်ပြောမပြောရင်ဘယ်သူမှမကင်ကြဘူး။ကျွန်တော်နေရအေးအေးကိုမိပြီးအဲ့ဒီတငယ်ချင်းဆိုသူတွေကိုတယောက်ချင်းစီဖြတ်ပစ်လိုက်တယ်။နောက်ဆုံးတော့ဖန်သားပြင်ပေါ်မှာမိသားစုဖုန်းနံပါတ်အနည်းငယ်လောက်ပဲကျန်တော့တယ်။ကျွန်တော်စီမှာရှိတဲ့တန်ဖိုးရှိတာမှန်သမျှရောင်းလိုက်တာတောင်စုစုပေါင်း3 သိန်းထက်နည်းနေတယ်။အရင်ကဆိုရင်အဲ့ဒီပတ်စံကတညစာဘာမှတောက်တဲ့ကြားသိငွေတောင်မလောက်ဘူး။ဒါကျွန်တော်ပိုင်ဆိုင်မှုအကုန်ပဲ။ကျွန်တော်လမ်းတွေပေါ်မှာရည်ရွယ်ချက်မရှိရှောက်သွားရင်းနဲ့ကျွန်တော်တိုက်အောက်ကိုပြန်ရောက်လာတယ်။ကျွန်တော်ခါသီးစွာရီမောလိုက်မိတယ်။ဘာမှလုပ်မရရင်စက်ယုံမှာပဲအလုပ်သွားရှာတော့မယ်လို့တွေးလိုက်တယ်။ဝင်ရတာလွယ်ပြီးစားစရာနဲ့နေစရာပါရတယ်လေ။နှစ်ဆယ်စာတထေးဘဝကိုအားရပါရခံစားခဲ့ပြီးခေါင်းငုံပြီးလမ်းလျှောက်ရင်စဉ်းစားလာတာရုတ်တရက်နူးညံ့တဲ့ကိုလုံးလေးတစ်ခုကိုဝင်တိုက်မိသွားတယ်။တင်းပြတ်တဲ့ရနံလေးတစ်ခုကိုကျွန်တော်ရလိုက်တယ်။ကျွန်တော်အလိုလျောက်တောင်းပန်ဖို့လှုပ်လိုက်ပေမဲ့မော့ကြည့်လိုက်တဲ့အခါကြည်လင်တဲ့မျက်လုံးတစ်စုံနဲ့ရုတ်တရက်ဆုံသွားတယ်။သူမကဘယ်မှမြင်ဘူးမှမမှတ်မိပေမဲ့ခက်ရင်းရင်းရှိနေတဲ့လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးသူမကတော့ကျွန်တော်ကိုတေချာပေါက်သိနေတယ်။မှတ်မိချိန်သူမမျက်လုံးတွေကိုတေချာမြင်ရတယ်။ပြောမပြတတ်တဲ့ဝမ်းသာမှုတွေပေါက်ကွဲလာတယ်။သူမပါဇက်ဟပြီးတခုခုပြောတော့မလို့လုပ်ပေမဲ့တခုခုကိုသတိရသွားသလိုမျိုးအိတ်ကတ်ထဲကဖုန်းကိုကြပြကြရထုတ်ပြီးအမြန်စာရိုက်လိုက်တယ်။ဖန်သားပြင်ပေါ်မှာ Mr. ဆိုပြီးစာရေးထားတယ်။ Ashford မှတ်မိလားလို့ရေးထားတယ်။ Mr. ဆိုတဲ့စာကိုကြည့်ရင် Ashford ဆိုပြီးအခုနောက်ပိုင်းကျွန်တော်ကိုအဲ့ဒီလိုခေါ်တဲ့သူတိတ်မရှိတော့ဘူးဆိုတာသဘောပေါက်လိုက်တယ်။ကျွန်တော်သူမမျက်နှာကိုတေချာလေးလာကြည့်လိုက်တယ်။မှတ်ညံအပိုင်းစာတွေကတဖြည်းဖြည်းနဲ့ပြန်ဆက်လာတယ်။ချက်ချင်းမှတ်မိပြီးအနှဲငယ်အံ့ဩသွားတယ်။လွန်ခဲ့တဲ့9 နှစ်ကစူပါမားကတ်ထဲကတုံရီနေတဲ့ကောင်မလေးဟိုယိုရွေးနေတဲ့အခန်းလေးထဲမှာသူမအဖွားကိုစောင့်ရှောက်ပေးခဲ့တဲ့ကောင်မလေးပဲမင်းပဲလို့ရေရွတ်မိတယ်မျက်လုံးတောက်ကခေါင်းငိတ်ပြပြီးဝမ်းသာနေတယ်ကျွန်တော်ပိုတောင်ဇဝေဇဝါဖြစ်သွားတယ်မင်းကဒီကိုဘလို့ရောက်နေတာလဲလို့သူမကိုမေးလိုက်တယ်စာအမြန်ရိုက်ပြီးဖုန်းကိုကမ်းပေးတယ် Ashford မိသားစုသတင်းတွေ့တယ်တဲ့ကျွန်မရှင့်အတွက်အရန်စိတ်ပူနေခဲ့တာလို့ဆက်ရေးထားတယ်ရှင်းဒီကိုပြန်လာပြီးစစ်ဆေးလောက်တယ်ဆိုပြီးမနေ့ကလေးကကျွန်မဒီမှာစောင့်နေခဲ့တာလို့ရှင်းပြထားတယ်ကျွန်တော်ရင်ထဲမှာတခုခုပြင်းပြင်းထန်ထန်ခုန်ပေါက်သွားတယ်အနှင်ခံရပြီး24 နာရီအတွင်းသူဒီအောက်ရောက်နေတာပဲမသေးချာတဲ့မျောလင်းချက်ကိုစုပ်ကန်ရင်အဆိုးရွားဆုံးနီးလန်းနဲ့ကျွန်တော်ဝင်လာလို့မရတော့ဘူးအတိတ်ပဲမဲ့ပြီးရှုပ်ထွေးတဲ့ခန်းစားချက်တွေကျွန်တော်စီမှာပေါ်လာတယ်တငယ်ချင်းဆိုသူတွေကျွန်တော်နဲ့ဝေးရာကိုရှောင်းနေချိန်မှာကျ
ကျွန်တော်မေးလူနီးပါးဖြစ်နေတဲ့ကောင်မလေးကဒီမှာကျွန်တော်ကိုစောင့်နေခဲ့တယ်တရက်နဲ့တညလုံးတစ်ခုခုပြောချင်စိမ့်နဲ့ကျွန်တော်နှကန်းထောင်းတွေကိုတင်းတင်းစေထားခဲ့တယ်ကျွန်တော်ရဲ့အနေခက်မှုကိုသူမသိနေပုံရတယ်သွားစရာနေရာမရှိဘူးလားလို့ဆက်ခရင်မှာပြထားတယ်ကျွန်တော်တိတ်နေတာကဝန်ခံလိုက်တာပါပဲသူမဖုန်းကိုသိမ်းလိုက်ပြီးကျွန်တော်လုံးဝမထင်ထားတာကိုလုပ်ခဲ့တယ်။သူမလှမ်းပြီးကျွန်တော်အနှွေးတဲ့လက်ကိုခတ်ဖွားဖွားဆွဲလိုက်တယ်။သူမရဲ့စုပ်ကိုင်မှုကပေါ့ပါတယ်။ကျွန်တော်လွယ်လွယ်ကူကူယုံထွက်နိုင်ပေမဲ့လက်ကိုလှမ်းဆွဲထားတဲ့တောင်းဆိုမှုလေးကမမြင်ရတဲ့တန်ကြိုးတစ်ချောင်းလိုပဲကျွန်တော်မလုပ်နိုင်ဘူး။သူမကလမ်းတောင်ဘက်ကိုဆွဲခေါ်သွားတယ်။ထူးဆန်းစွာပဲကျွန်တော်မငင်းခဲ့ဘူး။သူမနောက်ကိုလိုက်သွားခဲ့တယ်။ရွေးထွေးတဲ့အလင်းရောင်တွေထွက်နေတဲ့မုတ်တိုက်သေးသေးလေးရှိကိုကျွန်တော်တို့ရောက်လာတယ်။ဆိုင်းဘုတ်မှာကလင်မာမှုတ်တိုက်တဲ့တကားပိတ်ထားပေမဲ့ဗရင်ပေါက်ကမီးတွေလင်းနေတော့မယ်။သူမတကားကိုဖွင့်လိုက်ပြီးအထဲဝင်ဖို့မျက်လုံးနဲ့အချက်ပြလိုက်တယ်။ဆိုင်ကသေးပေမဲ့အပြစ်ပြောစရာမရှိအောင်တန်ရှင်းနေတယ်။လေတူထဲမှာထောပတ်နဲ့ဂျုံနဲ့တွေပြည့်နှက်နေတယ်။သူမကကောင်တာအောက်ကဖိုင်ထဲကအဝါရောင်စက်ကူတရွက်ကိုထုတ်ပြီးကျွန်တော်စီတွန်းပို့လိုက်တယ်။အဲ့ဒါကလွန်ခဲ့တဲ့9နှစ်ကကျွန်တော်ရေးချစ်ခဲ့တဲ့အာမခံချက်စာချုပ်ဖြစ်တယ်။လမ်းဘေးရောက်ရင်ထမင်းတစ်ပကံကျွေးဖို့ပြောဘူးတယ်။သူမကစာသားတွေကိုလက်ညှိုးထိုးပြပြီးကျွန်တော်ကိုရောဆိုင်ထဲကသူမကိုသူမပါပြလိုက်တယ်။သူမရဲ့မျက်လုံးတွေကအလေးနက်ထားတဲ့စာချုပ်တစ်ခုကိုဖြည့်ဆည်းပေးနေသလိုလေးနက်နေတယ်။နောက်ဆုံးမှာသူမလှည့်ပြီးမီးဖိုတွေကနှွေးနေသေးတဲ့ခရိုဆန်ကိုယူကာကျွန်တော်ကိုကမ်းပေးတယ်။တနာချင်းစာနာချင်းမရှိဘဲလက်တွေ့ကြပါပဲ။အခုကျွန်တော်အလှည့်ပဲကျွန်တော်ပေါင်မုတ်ကိုယူပြီးကြိုက်စားလိုက်တယ်။အရသာကကျွန်တော်စားနေကြအစားအစာတွေနဲ့မရှင်းနိုင်ပေမဲ့ငိမ့်ချက်မှုတစ်မျိုးကိုပေးစွမ်းတယ်။အလုသမားခေါ်သေးလားလို့ကျွန်တော်မေးလိုက်တယ်။သူမခဏလောက်ရက်တန်သွားပြီးနောက်မျက်နှာပေါ်မှာတောက်ပတဲ့အပြုံးတစ်ခုပေါ်လာတယ်။သူမခေါင်းကိုပြင်းပြင်းထန်ထန်ညှိပြလိုက်တယ်။အဲဒီနေ့မှာရှုပ်ထွေးနေတဲ့ကျွန်တော်ဘဝရဲ့ပထမတစ်ဝက်ပြီးဆုံးသွားတယ်။ဒုတိယတစ်ဝက်ကတော့ဂလင်မာလို့ခေါ်တဲ့ဒီဆိုင်လေးနဲ့တင်းကျပ်စွာဆက်ဆက်နေတယ်။ပြီးတော့ကျွန်တော်တတိကတော့နောက်တစ်ခါဘယ်တော့မှမဆုံးတော့ဘူးလို့ထင်ထားခဲ့တဲ့တိတ်ဆိတ်တဲ့စွန့်အားသူကောင်းမလေးဖြစ်တယ်။သူမနာမည်က Alice ပါ။ကျွန်တော်ပေးခဲ့တဲ့ပတ်စံနဲ့သူမရဲ့စုဆောင်းငွေတွေနဲ့ပါ။ကောလိပ်ကဘွဲရပြီးနောက်ဒီလမ်းပေါ်မှာသူမကမုံတိုက်ဖွင့်ခဲ့တယ်။ဆိုင်ကသေးပေမဲ့အယောင်းဝယ်ကောင်းတယ်။အိမ်နီးချင်းတွေကသူမကိုအထူးဂရုစိုက်ကြပြီးပေါင်မို့အနှဲငယ်ဝဲကခဏလောက်စကားလာပြောတတ်ကြတယ်။တယောက်တည်းရက်တည်နေတဲ့မိန်းကလေးတယောက်အတွက်မလွယ်ကူလာဘူး။အခုတော့သူမမှာကူညီမဲ့သူရှိသွားပြီမို့မြင်ရတာစိတ်အေးရတယ်။ဝဝုံရုပ်လေးပုံနှိပ်ထားတဲ့ခါးစီကိုကျွန်တော်ဝတ်ထားတယ်။လက်ဆက်တဲ့ပေါင်မုတ်တွေကိုအချိုးမကျစွာထုတ်ပိုးနေတယ်။ဒီရအားလုံးကိုကြားရတာကျွန်တော်ရင်ထဲမှာလှိုင်းကြက်မထတော့ဘူး။စိတ်သက်သာရသွားတယ်။ကျွန်တော်ကဂျုံနဲ့ဆန်ကိုတောင်ခွဲခြားမသိတဲ့အသုံးမကျတဲ့ကောင်ပါကျွန်တော်ကိုကြည့်ရတာစိတ်ချရတယ်လို့သူတို့ကဘယ်ကနေသတ်မှတ်လိုက်တာလဲလို့တွေးမိတယ်ဒါပေမဲ့ကျွန်တော်ရောက်လာတာသူမအတွက်ဝင်ပေါ်သွားစေတယ်အ ਨੇ ဆုံးတော့ဂျုံနေတာနဲ့တကြားအိမ်မတာလို့အလုတ်ကျန်းတွေကိုမိန်းကလေးငယ်လေးတယောက်သွားကြိတ်မိတ်ပြီးလှုပ်เสียမလို့တော့ဘူးညဘက်ဆိုင်ပိတ်ချိန်မှာတော့ကျွန်တော်တို့အပေါ်တက်ကအိမ်လေးစီပြန်ကြတယ်သူမရဲ့အရင်နေရာကနယံလေးဘက်လွတ်လွတ်ဖြစ်နေရင်ဒီနေရာကနယံတစ်ဘက်လွတ်လွတ်လို့တောင်ပြောလို့ရတယ်ထမင်းစပွဲတစ်လုံးကလထိုင်နှလုံးဆိုဖာတစ်လုံးနဲ့ဗရန်တာကနေကာထားတဲ့ခန်းငယ်လေးတစ်ခန်းရှိတယ်။အဲ့ဒါကျွန်တော်အိတ်ခမ်းပဲ။ကျွန်တော်အရင်အိမ်ကြီးကရေချိုးခန်းထက်တောင်သေးပေမဲ့လွန်ခဲ့တဲ့အနှစ်20ကျော်ကညတွေထက်တောင်ပိုအိပ်ပျော်တယ်။အကြံစီတွေဟန်ဆောင်တာတွေမရှိဘူး။လေထဲမှာအောက်ထက်ကတက်လာတဲ့ဂျုံနဲ့တင်းတင်းလေးသာရှိတယ်။ကျွန်တော်တာမန်လူတယောက်လိုနေဖို့စတင်တယ်။ဖုန်းတွေအကုန်မလွတ်အောင်ဘယ်လိုလှည့်ရမလဲဆိုတာတင်တယ်။ပြီးတော့မိဖို့ကြောင့်မပေါက်ကွဲအောင်ပေါင်းအိုးကိုဘယ်လိုသုံးရမလဲဆိုတာတင်တယ်။အများအားဖြင့်တော့ရလက်တွေကဆိုးရွားလာတယ်။တကြားအစားစားနဲ့မှားပြီးအလွန်ငံနဲ့ပဲနီလေးစွပ်ပြုတ်တိုးလုံးမိတယ်။သူမတစ်ခါမြေးကြည့်ပြီးမျက်နှာလေးရှုံမဲ့သွားပေမဲ့ထွေးမထုတ်ဘူးသူမတိတ်တဆိတ်ရေတစ်ခွက်အပြည့်တောက်လိုက်ပြီးနောက်ဘောပင်ကိုယူကာစာအုပ်ထဲမှာရေးလိုက်တယ်အရသာကအရန်ထူးခြားတယ်လို့သူမကရေးပြတယ်နောက်တစ်ခါတကြားနည်းနည်းလျှော့ဖို့သူမကအကြံပေးတယ်သူမရဲ့တီကြီးတဲ့မျက်နှာလေးကိုကြည့်ရင်ကျွန်တော်စိတ်လဲတူရီလဲရည်ချင်မိတယ်ပကံကိုကျွန်တော်ဆွဲယူပြီးအမိုက်ပုံးနဲ့တွန်ချလိုက်တယ်အဲ့ဒီနေ့ကစပြီးကျွန်တော်လက်ဟန်ပြဘာသာစကားကိုစတင်တယ်စာအုပ်တွေတပုံကြီးဝယ်ပြီးညတိုင်းသူမအိပ်ပျော်သွားချိန်ကျွန်တော်အခန်းကျင်းလေးထဲမှာဖုန်းစခရင်ကိုကြည့်ပြီးခဏခဏလေ့ကျင့်တယ်အလွယ်ဆုံးဖြစ်တဲ့မင်္ဂလာပါနဲ့ကျေးဇူးတင်ပါတယ်လို့ပြောတာကနေဒီနေ့ပြင်ပန်းသွားပြီးကောင်းသောညပါလို့ပြောတာတွေအထိပဲကမောက်ကမလက်ဟန်တွေနဲ့သူမကိုနက်နက်ခင်းနှုတ်ခွန်းဆက်လိုက်တဲ့အခါသူမကြက်တည်တည်သွားတယ်ပြီးတော့အမြဲတမ်းတည်ငြိမ်နေတဲ့သူမမျက်လုံးတွေထဲကျဲတပွင့်ပြုတ်ကျလာသလိုမျိုးအံ့ဩစရာကောင်းလောက်အောင်လင်းလက်သွားတယ်သူမလည်းလက်ကိုမြောက်ပြီးအလွန်အလေးနက်ထားကပြန်တုံ့ပြန်တယ်အဲ့ဒီအချိန်မှာလွန်ခဲ့တဲ့အနှစ်20ကျော်အတွင်းကျွန်တော်လုပ်ခဲ့သမျှတွေမှာဒါလောက်တန်ဖိုးရှိတဲ့အလုပ်မရှိဘူးလို့ခန်းစားလိုက်ရတယ်ဒီလိုနဲ့နေ့ရက်တွေတရက်ပြီးတရက်ကုန်းလွန်လာပြီးတဖြည်းဖြည်းပိုကောင်းလာတယ်အာဗင်တောင်မသုံးတတ်တဲ့လူမိုက်တယောက်ဘဝကနေခရင်တွေကိုကျွမ်းကျွမ်းကျင်ကျင်မှွေပြီးအလှဆင်တတ်တဲ့မုတ်ဖုတ်တင်တန်းသားတယောက်ဖြစ်လာတယ်ဆိုင်ရဲ့စီးပွားရေးကလည်းဆက်လက်တိုးတက်လာတယ်ဘေးဘက်နေရာကိုပါယူလိုက်ပြီးဆိုင်ကန်းကိုချဲ့လိုက်ကြတယ်ကျွန်တော်အကောင့်ထဲမှာလည်းပတ်စံအတင်တင်ရှိလာတယ်အများကြီးမဟုတ်ပေမဲ့ကျွန်တော်အပြင်ထွက်ပြီးနေရာတစ်ခုငှားဖို့တော့လောက်တယ်အဲလစ်ကိုအိမ်ငှားမဲ့အကြောင်းခဏခဏပြောဖို့လုပ်ပေမဲ့စကလုံးတွေကလျှာဖျားမာရင်ပျောက်ကွယ်သွားတယ်ကျွန်တော်ဘယ်ကိုပြောင်းရမလဲကျွန်တော်ဘာစားရမလဲတယောက်တည်းနေရတာမပြောစရာကောင်းသလိုသူမလိုမိန်းကလေးတယောက်တည်းအတွက်လည်းမလွယ်ကူဘူးကျွန်တော်အကူအညီပေးနိုင်ပါတယ်လေကို့ဘာသာစင်ကြီးအမျိုးမျိုးပေးပြီးဒီနေရာမှာပဲပ
အပြစ်ကင်းစင်စွာဆက်ပြီးကတ်စားနေလိုက်တယ်။ Alice ကလည်းအဲ့ဒီအကြောင်းတစ်ခါမှမပြောဘူး။သူမကကျွန်တော်ရှိနေတာကိုအလိုလိုလက်ခံထားပုံရတယ်။ကျွန်တော်အချစ်ကိုမယုံကြည်ဘူး။ကျွန်တော်အဖေနဲ့ကျွန်တော်အကိုကအကောင်းဆုံးသတိပေးပုံပြင်တွေပဲ။ဒါပေမဲ့ Alice နဲ့အတူရှိနေရတဲ့အေဂျင့်မှုကိုတော့ကျွန်တော်ဆွဲလန်းနေပြီ။ဒီရှုပ်ထွေးနေတဲ့အတွေးတွေကိုခေါင်းထဲကနေမောင်းထုတ်ဖို့ကျွန်တော်ခေါင်းခါလိုက်တယ်ဝန်းတဲ့တော့မယ်သူမအတွက်နေ့လည်စာလုပ်ပေးရမယ့်အချိန်ပဲကျွန်တော်ခါးစီးကိုချွတ်လိုက်တယ်အပေါ်တက်ခါနီးမှာပဲရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကတကားကိုတွန်းဖွင့်ပြီးဝင်လာတယ်သူမကတေသက်တဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးမိတ်ကပ်နဲ့သပင်ကိုတက်တက်ရက်ရက်ပြင်ဆင်ထားကအောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ရဲ့အထက်တန်းလွှာအငွေ့အသက်တွေထွက်ပေါ်နေတယ်ပဲဖြစ်တယ်9နှစ်အကြာမှာတော့အရင်ကဆင်းရဲမှုကြောင့်ဖြစ်ရတဲ့သူမရဲ့ကြောက်ရွံ့အားငယ်မှုတွေကလုံးဝပြောက်ကွယ်သွားခဲ့ပြီးသူမဟာတစ်ချိန်ကကျွန်တော်ကိုတောင်းဆိုခဲ့မှုတဲ့ယူနီဖောင်းအယောင်လွင်လွင်နဲ့အထက်တန်းကျောင်းကအလှပန်းလေးမဟုတ်တော့ဘူးအခုသူမကပြောင်လက်တောက်ပနေတဲ့ပုံစံဖြစ်နေတယ်သူမအနောက်မှာတော့အသက်20ကျော်အရွယ်ကောလိပ်ကနေခါစားပုံစံဝတ်စုံပြည့်နဲ့လူငယ်တစ်ယောက်ရက်နေတယ်သူကျွန်တော်ကိုကြည့်တဲ့အကြည့်ကရန်လိုမှုတွေအပြည့်နဲ့မို့သူမရဲ့အမျိုးသားလက်ထောက်ဖြစ်နိုင်တယ်ဘဲလ်ကကျွန်တော်ရဲ့ရိုးရိုးခပတ်လေးကိုခဏကြည့်ပြီးမျက်မှောင်အနှဲငယ်ကုတ်သွားပေမဲ့ချက်ချင်းပဲအပြုံးလေးပြန်ဖန်တီးလိုက်တယ်တီယိုနဲ့မတွေ့ရတာကြာပြီလို့သူမကနှုတ်ဆက်တယ်ကျွန်တော်ကခေါင်းညိတ်ပြီးတုံ့ပြန်လိုက်ပေမဲ့လက်ကတော့ခပတ်ကိုဖြုတ်နေတော့မယ်သူမတခုခုမေးချင်ပုံရပေမဲ့မမေးတော့ဘူးဆုံးဖြတ်လိုက်တယ်နောက်ဆုံးတော့သူမအိတ်ထဲကချက်လက်မှတ်တစ်ခုထုတ်ပြီးကျွန်တော်စီတွန်းပေးတယ်ဒါကတသန်းဖြစ်တယ်လို့သူမကဆိုတယ်10နှစ်ပြည့်ဖို့နှစ်အနည်းငယ်လိုသေးပေမဲ့အခုသူမတက်နိုင်ပြီမို့စောစောပြန်ဆက်ချင်တာလို့ဆက်ပြောတယ်ကျွန်တော်ချက်လက်မှတ်ပေါ်ကကဏ္ဍကိုတစ်ချက်ကြည့်ပြီးယူကာအိတ်ကတ်ထဲထည့်လိုက်တယ်ကျေးဇူးတင်တယ်လို့ကျွန်တော်ပြောလိုက်တယ်ပြန်ရမယ်လို့ဘယ်တော့မှမမျှော်လင့်ထားပေမဲ့ဒါကကျွန်တော်နဲ့ထိုက်တန်တဲ့အရာဖြစ်တယ်ကျွန်တော်ပတ်စံကိုအလွယ်တကူသိမ်းလိုက်တာကိုကြည့်ပြီးသူမရဲ့အမျိုးသားလက်ထောက်ကပိုတောင်အထင်သေးသွားသေးတယ်။ဘဲလ်ကမျက်နာကိုချက်ချင်းပြန်ပြင်ပြီးကျွန်တော်တို့ရဲ့မုတ်တိုက်လေးကိုအကဲခတ်ကကျွန်တော်မျက်နာကိုကြည့်လာတယ်။အဲ့ဒီအကြည့်ကိုကျွန်တော်သိသိတာပေါ့။အထက်စီးကနေတနာတဲ့အကြည့်မျိုးပဲ။ကျွန်တော်မိသားစုကိစ္စကိုသူမကြားတယ်လို့ပြောတယ်။အခုသွားစရာနေရာမရှိရင်သူမကုမ္ပဏီမှာလာလုပ်လို့ရကြောင်းကမ်းလှမ်းတယ်။သူမနဲ့ခင်မွန်းဖြစ်သူတို့စတင်ထားတဲ့ကုမ္ပဏီကအစာပြိုးကာလမို့လူလိုနေတယ်လို့ဆက်ပြောတယ်။သူမရဲ့ဟန်ဆောင်တနာပြနေမှုကိုကြည့်ပြီးကျွန်တော်အော့အန်ချင်လာတယ်။အဲဒီတုန်းကသဘောတူညီမှုကကျွန်တော်ရဲ့ရင်းနှီးမြှုပ်နှံမှုပဲ။အခုသူမအကျွေးပြန်ဆက်နေတယ်။ကျွန်တော်တို့နှစ်ယောက်ကြားမှာဘယ်သူကမှအကျွေးမတင်တော့ဘူး။ဒါပေမဲ့အခုသူမဟန်ဆောင်နေတယ်။သူမရဲ့အကျွေးရှင်ဟောင်းကိုသူမကပဲလှူဒန်းနေရတဲ့သူအဖြစ်ပြောင်းလဲချင်နေတယ်။သူမဘေးကမျက်မှောင်ကျုံနေတဲ့အမျိုးသားလက်ထောက်ကိုကျွန်တော်ကြည့်လိုက်တယ်။အဲဒီခါမှကျွန်တော်ရုတ်တရက်နားလေသွားတယ်။သူမကတယောက်ယောက်ကိုကယ်တင်ရတဲ့အရာတာကိုခံစားနေတာပဲ။အဲဒီတုန်းကသူမအဆက်ကွဲတာကိုကျွန်တော်သဘောကျသလိုအခုကျွန်တော်ကြာရှုံးနေတာကိုသူမသဘောကျနေတယ်ဒါပေမဲ့သူမကကျွန်တော်ထက်အများကြီးပိုဟန်ဆောင်ကောင်းနေတာပဲအပြင်ပန်းမှာတော့နှွေးထွေးကျင်လာတဲ့ပုံစံမျိုးဖန်တီးထားတယ်ကျွန်တော်အေးဆက်ဆက်ပဲညှင်းလိုက်တယ်ဘလို့ဘူးလို့တုံ့ပြန်လိုက်တယ်ကျွန်တော်ဒီမှာအဆင်ပြေတယ်လို့ဆက်ပြောတယ်ဘဲလီရဲ့အပြုံးကခဏတာတန့်သွားတယ်ခေါင်းမှာမနေဖို့သူမကတားတယ်ကျွန်တော်အရင်ကဘလို့ဘွားမျိုးနေခဲ့ရလဲဆိုတာသူမသိတယ်လို့ဆိုတယ်စိတ်မရှိတဲ့လေတံနဲ့သူမစကားကိုကျွန်တော်ဖြတ်ပြောလိုက်တယ်ဘလို့ဘူးလို့ပြောပြီးသားပဲလို့ကျွန်တော်အတန်မာမာနဲ့ပြောလိုက်တယ်နောက်ဆုံးတော့သူမထပ်မတိုက်တွန်းတော့ဘူးလှပတဲ့မျက်နှာပေါ်မှာမကျေနပ်တဲ့အရေးအယောင်လေးဖြတ်ပြေးသွားတယ်ဒါကျွန်တော်ဆုံးဖြတ်ချက်ဆိုရင်လည်းထပ်မပြောတော့ဘူးလို့သူမကသဘောတူတယ်သူမလှည့်ထွက်မဲ့အချိန်မှာအနောက်ကအမျိုးသားလက်ထောက်ကရှေ့တိုးလာပြီးသူမလက်မောင်းကိုညင်ညင်သာသာလှမ်းကင်တယ်ဘဲလ်ကသဘာဝကြကြလှည့်ကြည့်ပြီးသူတို့နှစ်ယောက်ထဲသာနားလေတဲ့အပြုံးမျိုးပြုံးပြတယ်အဲ့ဒီအချိန်မှာကျွန်တော်ကဖုန်းကိုဖြည်းဖြည်းချင်းကောက်ကင်ပြီးသူတို့ပုံကိုတိတ်တဆိတ်ရိုက်ယူလိုက်တယ်ထောင်ချိုးကအတော်ပဲပုံထဲမှာတော့လက်ထောက်ရဲ့လက်ကသူမခါးကိုဖတ်ထားသလိုဖြစ်နေပြီးသူမမျက်နှာပေါ်မှာလည်းအပြုံးတစ်ခုရှိနေတယ်ဒါကိုကြည့်လိုက်သူတိုင်းရိုးရိုးလက်အောက်ငယ်သားကိုရည်ရွယ်တဲ့အမူအရာလို့ထင်မှာမဟုတ်ဘူးသူတို့ကိုကျွန်တော်ဖုန်းဝေရမ်းပြလိုက်တယ်ဂီယူဆိုင်ဖို့ကျွန်တော်မှားလိုက်တယ်အပြင်အထိလိုက်မပို့တော့ဘူးလို့အတိပေးလိုက်တယ်အဲဒီနောက်သူမယောက်ျားရဲ့အများဆုံးအီးမေးလ်ကိုအွန်လိုင်းမှာရှာဖို့2မိနစ်ခွဲအချိန်ယူပြီးဓာတ်ပုံကိုအမည်မသိပို့လိုက်တယ်ပြီးတာနဲ့ဓာတ်ပုံနဲ့ပို့ထားတဲ့မှတ်တမ်းကိုဖြတ်လိုက်တယ်ကျွန်တော်အများကြီးနေလို့ထိုင်လို့ကောင်းသွားတယ်။ Alice နဲ့တိတ်တိတ်ဆိတ်ဆိတ်နေလေစာစားပြီးနောက်ကျွန်တော်စိတ်တွေဖြည်းဖြည်းချင်းငြိမ်သက်သွားတယ်။ကောင်တာမှာမိပြီးဒီငွေတစ်သန်းနဲ့ဘာလို့ရမလဲလို့တွေးနေလိုက်တယ်။ကိန်းကနန်းကအရန်ရှင်းလင်းနေပြီးမျက်စိချိန်လောက်တယ်။ဒီလိုငွေမျိုးမမြင်ရတာဘလောက်တောင်ကြာပြီလဲ။အနည်းဆုံးတော့ကျွန်တော်တို့ဘဝနောက်ဆုံးမှာဒီလောက်ကြီးကြက်တဲနေစရာမလိုတော့ဘူး။ဒါအပြင် Alice အမြဲတမ်းလိုချင်နေတဲ့စက်ပစ္စည်းအသစ်ကိုလည်းအခုဝယ်ပေးလို့ရပြီ။တွေးလေပို့ပြော်လေးပဲ။ငွေတစ်သန်းကဒီလောက်အသုံးဝင်မှန်းတစ်ခါမှမခံစားခဲ့ရဘူး။အဲ့ဒီအချိန်မှာပဲတကားခေါင်းလောင်းတန်မြည်လာပြီးတမင်နုနယ်အောင်လှုပ်ထားတဲ့အတန်ကြီးကြီးလေးကကျွန်တော်အတွေးတွေကိုဖျက်တောက်သွားတယ်။တီယိုလို့သူမကခေါ်တယ်။ကျွန်တော်လှည့်ကြည့်လိုက်တော့ဆယ်လင်းဖြစ်နေတယ်။အဲလို့ကျွန်တော်ရေရွတ်မိတယ်။ကျွန်တော်မှတ်မိသလောက်မာကတ်အပါအဝင်ဒီနေ့ရင်းနှီးတဲ့မျက်နှာတော်တော်များများရောက်လာကြတယ်။သူမရဲ့ကံမကောင်းတဲ့ခင်ပွန်းသေဆုံးသွားတာ2နှစ်တောင်မပြည့်သေးဘူး။ဘာကူညီပေးရမလဲလို့ကျွန်တော်မေးလိုက်တယ်။ခံစားချက်မရှိတဲ့မျက်နှာနဲ့ကောင်တာကိုမိလိုက်တယ်
သူမကနှက်ခမ်းကိုကိုက်ထားပြီးမျက်လုံးတွေကတစ်ဖြက်ဖြက်လက်နေတယ်ပြောချင်ပေမဲ့ပြောမရတဲ့ပုံစံကြောင့်ကျွန်တော်ထပ်မေးလိုက်တယ်ဆယ်လင်းရဲ့အတန်မှာမကျေနပ်ချက်နည်းနည်းပါနေတယ်ကျွန်တော်ကိုလာတွေ့တာပါလို့မစ်ဆင်ကလေးယာကပြောတယ်ဒီတစ်ခါဘာဇလန်းလာခင်းတာလဲလို့ကျွန်တော်တုံ့ပြန်လိုက်တယ်ကျွန်တော်အတန်ထွက်ပြီးရီမိမလိုတောင်ဖြစ်သွားတယ်သူမကကြီးမားတဲ့မတရားမှုတစ်ခုခံထားရတယ်လို့မျိုးမျက်လုံးတွေหนีရဲလာတယ်။သူမအရင်ကမိုက်မဲခင်မှန်းသိတယ်လို့တီယိုဆိုတဲ့ကျွန်တော်ကိုပြောလာတယ်။သူမအမားတွေအများကြီးလုပ်ခဲ့တယ်လို့ဝန်ခံတယ်။ကြီးမားပြင်းပြတဲ့အချစ်မျိုးကိုလိုချင်ခဲ့တယ်လို့အမြဲထင်ခဲ့ပေမဲ့အခုတော့နားလည်သွားပြီလို့ဆက်ပြောတယ်။သူမတကယ်လိုချင်တာကတည်ငြိမ်တဲ့မိသားစုဘဝလေးပဲလို့ဖွင့်ထားတယ်။သူမရဲ့လေသံကယိုသားတယ်။သူမရဲ့အကြည့်တွေကခန်းစားချက်တွေနဲ့ပြည့်နေတယ်။သူမကခေါင်းမော့လိုက်ပြီးမျက်ရည်ဝဲနေတဲ့မျက်လုံးတွေကကျွန်တော်ကိုတဲ့တဲ့စိုက်ကြည့်နေကတန်တားမှုတွေအမှတ်တရတွေနဲ့ပြည့်နှက်နေတယ်ကျွန်တော်တို့အစ်စ်ကနေပြန်စားကြရအောင်လို့သူမကတောင်းဆိုတယ်ကျွန်တော်ဘာတွေခံစားနေရလဲသူမသိတယ်လို့ဆိုတယ်သူမအမကအယမ်းလွန်သွားပေမဲ့အဆင်ပြေပါတယ်လို့ဆက်ပြောတယ်ကျွန်တော်ကိုသူမစောင့်ရှောက်ပေးနိုင်တယ်လို့အာမခံတယ်သူမရဲ့လေသံမှာတနာညှာတာမှုနဲ့အထက်စီးဆံမှုတွေပါနေတယ်အော်ဟိုးလို့ကျွန်တော်တွေးလိုက်တယ်မိန်းကလေးဆိုပြုပြင်ပြောင်းလဲသွားတဲ့ပုံစံမျိုးလုပ်နေတော့မယ်ဒါပေမဲ့ဒါကိုရှင်းရှင်းလင်းလင်းသိထားရမယ်ကျွန်တော်တို့ကဘယ်တော့တခုခုစတင်ခဲ့ဘူးလို့လဲလို့စိတ်ထဲကနေမေးခွန်းထုတ်လိုက်တယ်မျက်လုံးလှန်ခြင်းစိတ်ကိုကျွန်တော်မနှဲထိန်ထားရတယ်ကျွန်တော်အတွေ့တွေကလွန်ခဲ့တဲ့နှစ်အနည်းငယ်က Marcus လို့ခေါ်တဲ့အရင်ကအကြောင်းသားဆင်းရဲလေးနဲ့သူမရဲ့ကြီးကျယ်ခမ်းနားပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့မင်္ဂလာပွဲစီလွှင့်မျောသွားတယ်မင်္ဂလာပွဲမှာသူမကငိုပြီး Marcus ဟာသူမဘဝရဲ့အလင်းရောင်ဖြစ်ပြီးဘာပဲဖြစ်ဖြစ်စုပ်ကင်ထားမဲ့ပျော်ရွှင်မှုဖြစ်တယ်လို့ပြောခဲ့တယ်အဲဒီတုန်းကကျွန်တော်ပရိသတ်ထဲမှာရက်ပြီးခန်းစားချက်တွေအယမ်းလွှမ်းမိုးနေတဲ့အဲ့ဒီလူမိုက် Marcus ကိုကြည့်နေခဲ့တယ်ကျွန်တော်ခေါင်းထဲမှာအတွေးတစ်ခုတည်းပဲရှိတယ်သူတော့သွားပြီပဲတကယ်ပဲအိမ်တော်သက်2နှစ်မပြည့်ခင်မှာပဲဆယ်လင်းကြီးငွေလာတယ်ရမတ်တွေပြဲသွားပြီးအိမ်တော်ကြီးကတာမန်နေစဉ်ဘဝဖြစ်လာတော့သူမကတဘာဝကြကြပဲစိတ်ကုံသွားတယ်အဲ့ဒီနောက်မှာစကားပြောကောင်းတဲ့ကောင်တစ်ယောက်ကချိန်ကိုက်ပေါ်လာတယ်ကံကောင်းတာကတနာစရာ Marcus ကအလွယ်တကူအနိုင်ကျင့်လို့ရတဲ့သူမဟုတ်တာပဲသူမှာဆယ်လင်းရဲ့အထောက်အထားတွေရှိပြီးကိုယ့်အတွက်ကိုတိုက်ပွဲဝင်ခြင်းခဲ့တယ်ပြီးတော့သူတည်သွားခဲ့တယ်လောကကြီးမှာအဲ့ဒီလောက်တိုက်ဆိုင်မှုတွေရှိစရာအကြောင်းမရှိဘူးဒါကကျွန်တော်ရဲ့ရောင်မလောင်းဟောင်း VPN ရဲ့လက်ချက်ဖြစ်ဖို့သိချသလောက်ပဲအတွေးတွေကိုပြန်ဆွဲယူလိုက်ပြီးသစ္စာရှိတဲ့ပုံဖမ်းနေစေဖြစ်တဲ့ဆယ်လင်းကိုကျွန်တော်ကြည့်လိုက်တယ်ကျွန်တော်နှုတ်ခမ်းတောင်းတွေကပို့ပြီးကွေးတက်လာတယ်ယောက်ျားတိုင်းကိုအယူလို့ထင်နေတာလားလို့ဆယ်လင်းကိုကျွန်တော်မေးလိုက်တယ်သူမရဲ့မျက်နှာအမူအရာတောင်းတင်သွားတယ်သူမယောက်ျားရဲ့နာရေးကအယမ်းခမ်းနားခဲ့တယ်လို့ကျွန်တော်ခနဲ့လိုက်တယ်သတင်းတွေထဲမှာမြင်လိုက်ရတယ်လို့ဆက်ပြောတယ်ရင်ကွဲမတက်ငိုကြွေးနေခဲ့တာလို့ကျွန်တော်ဆိုတယ်ကြားရတာတကယ်ကိုစိတ်မကောင်းစရာပါပဲလို့ကြည့်နေတဲ့သူတိုင်းမျက်ရည်ကျရတယ်လို့ပြောလိုက်တယ်အယမ်းဆိုးတာပဲလို့ဆက်ပြောတယ်အဲ့ဒီညကဟိုတယ်အပေါက်ဝမှာသူမနဲ့ရုပ်တူတဲ့သူတယောက်ကချောမောတဲ့ကောင်လေးနဲ့လက်ချိတ်ပြီးဓာတ်လေကားတွေဝင်သွားတာကိုသာကျွန်တော်မမြင်ခဲ့ဘူးဆိုရင်ပေါ်လို့ပြောလိုက်တယ်ဆယ်လင်းရဲ့မျက်နှာချက်ချင်းသွေးဆုပ်သွားတယ်အော်ဟုတ်သားပဲလို့ကျွန်တော်ထပ်ပြောတယ်အဲ့ဒီချောမောတဲ့ကောင်လေးလည်းတိတ်ကြကြမခံစားလိုက်ရဘူးလို့တိုက်ပေါ်ကနေခုန်ချသွားတာမလားလို့ကျွန်တော်မေးလိုက်တယ်မပင်ပန်းဘူးလားလို့ဆယ်လင်းကိုမေးလိုက်တယ်မျက်နှာဖုံးတက်ပြီးနေတိုင်းဟန်ဆောင်နေရတာကိုလို့ပြောရင်းရှေ့တလန်းတိုးကတုံလုံးနေတဲ့သူမမျက်လုံးတွေကိုတဲ့တဲ့ကြည့်လိုက်တယ်ကိုယွန်းစရာမကောင်းဘူးလားလို့ဆက်မိတယ်ကျွန်တော်ရဲ့ဖိအားကြောင့်တလန်းချင်းဆုပ်သွားရင်နောက်ဆုံးမှာတကားပေါင်နဲ့တိုက်မိသွားပြီးသူမခန္ဓာကိုယ်တစ်ခုလုံးကစောင်းဦးလေးတွေကတည့်ရွက်လို့တုံရင်နေတယ်ကျွန်တော်အဓိပ္ပာယ်မရှိတာတွေပြောနေတာလို့သူမကညင်းတယ်အပြင်ပန်းမှာပြင်းပြင်းထန်ထန်ပြန်ပတ်ခံပေမဲ့အတွင်းထဲမှာတော့သူမဟာလာဟင်းလင်းဖြစ်နေတယ်သူမရဲ့အတန်ကအကြောင်းတွေကဖြတ်တိုက်လာတဲ့လေလိုပဲသေးလွန်နေတယ်ဆက်ပြောနေဖို့တောင်ကျွန်တော်စိတ်ဝင်စားတော့ဘူးသူမအပြန်လက်စားချေမှာကိုလည်းမစိုးရိမ်ဘူးသူတော်စင်နေရာမှာဝင်ကားပြဖို့အယူမှုဖြစ်နေတဲ့ဒီလိုမိန်းမမျိုးကသူမကိုသူမတည်ငြိမ်မှုပြက်ပြားခံပြီးရှက်နဲ့ပေါက်ကွဲထွက်မှာမဟုတ်ဘူးသူမရဲ့ဟန်ဆောင်မှုကသူမအသက်ထက်ပိုအရေးကြီးတယ်အဲ့ဒီမျက်နှာဖုံးကိုတက်ထားတာကြာလွန်းလို့မျက်နှာမှာကပ်နေပြီးခွာချလို့မရတော့ဘူးအပြစ်ကလွန်ငင်းခွင့်ရသွားတယ်လို့ပဲထွက်သွားဖို့ပြောလိုက်တော့ဖယိုဖယဲနဲ့သူမရိုင်းနဲ့ထွက်သွားတယ်ဆိုင်ကနောက်ဆုံးတော့ပြန်ပြီးတိတ်ဆိတ်သွားတယ်9နှစ်စာစုပုံနေတဲ့ကန်ဆိုးမှုတွေကိုထုတ်ပစ်လိုက်တယ်လို့မျိုးကျွန်တော်သက်ပြင်းရှည်ကြီးတစ်ခုချလိုက်တယ်။လေကားစီကနေခြေတံဖွားဖွားလေးတွေထွက်လာတယ်။အဲလစ်ကအခုလေးတင်လှုပ်ထားတဲ့အချိုပွဲပကံကိုကင်ပြီးဆင်းလာတယ်။သူမကကျွန်တော်စီရှောက်လာပြီးပကံကိုကမ်းပေးကဘာဖြစ်သွားတာလဲလို့သူမမျက်လုံးတွေနဲ့မေးနေတယ်။ဘာမှမဖြစ်ပါဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ကျွန်တော်ခေါင်းရမ်းပြလိုက်တယ်။ဒါပေမဲ့စိတ်မပျော်တဲ့ပုံပေါက်နေတယ်လို့အဲလစ်ကစိုးရိမ်တဲ့မျက်နှာနဲ့လက်ဟန်ပြတယ်။ပကံကိုအောက်မချပဲသူမရဲ့ကြည်လင်တဲ့မျက်လုံးတွေကိုကြည့်ပြီးပြုံးပြကနည်းနည်းရိုးတိုးရွတစ်ဖြစ်နေတဲ့လက်ဟန်သင်္ကေတနဲ့ပြန်ပြောလိုက်တယ်ကျွန်တော်အဆင်ပြေပါတယ်လို့သူမနားလေသွားတယ်သူမမျက်နှာမှာချိုမြိန်တဲ့အပြုံးတစ်ခုပွင့်လန်းလာတယ်ပရင်းပေါက်ကနေနေရောင်ကြီးဖြာကျလာပြီးကျွန်တော်တို့အပေါ်နွေးနွေးထွေးထွေးကြားရောက်လာတယ်အဲ့ဒီနေ့နောက်ပိုင်းအဲ့ဒီလူအုပ်စုကိုကျွန်တော်ဂရုမစိုက်တော့ပဲသူတို့နဲ့အဆက်အသွယ်ဖြတ်လိုက်တယ်အခုတော့အဲလစ်နဲ့အတူဒီဆိုင်လေးကိုဖွင့်ပြီးတိတ်တိတ်ဆိတ်ဆိတ်ကောင်းကောင်းမွန်မွန်ပဲနေကျင်တော့တယ်မနက်တိုင်း9နာရီဆိုသူမထက်နာရီဝက်စောထားပြီးပေါင်မိုးစနေဖို့အောက်ထက်ကိုအရင်ဆင်းသွားတယ်သူမအိတ်မုံစုံမွားနဲ့ဆင်းလာချိန်ဆိုမီးဖို့ကြောင်ထဲမှာဂျုံနှံ့တွေတင်းနေပြီးရေနွေးလဲကြိုထားပြီးသူမကကျွန်တော်ကိုမနှက်ခင်းနှုတ်ခွန်းဆက်တဲ့လက်ဟန်အရင်ပြပြီးခါးစာညောင်ကိုကျွမ်းကျွမ်းကျင်ကျင်စီးက
အချိုပွဲတွေစပြင်တော့တယ်ကျွန်တော်တို့စကားသိမ့်မပြောဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့အချိတ်အဆက်ကပိုကောင်းလာတယ်တခါတလေအလုံးများတဲ့အခါသူမလည်းအလောတကြီးနဲ့ချွေးတွေပြန်လာတတ်တယ်အဲ့ဒီအခါသူမကိုရေခဲရေတစ်ခွက်ကျွန်တော်ကမ်းပေးလိုက်တယ်သူမခွက်ကိုလှမ်းယူချိန်သူမရဲ့လက်ချောင်းလေးတွေကျွန်တော်လက်ခုံကိုလာထိမိတဲ့အခါအေးဆက်ပြီးနူးညံ့နေတယ်။သူမရဲ့အကျင့်သေးသေးလေးတွေအကုန်လုံးကိုကျွန်တော်သတိထားမိလာတယ်။ကျွန်တော်ဘာတွေးနေလဲဆိုတာကိုသူမသတိတကြီးနဲ့ခံမှန်းဖို့မကြိုးစားတော့ဘူး။ဘဝကပြည့်စုံနေတယ်။နေ့ဘက်မှာဆိုင်ကိုအတူတူဖွင့်ကြတယ်။ညဘက်ကျရင်သူမကပိုလို့ရခတ်တဲ့အချိုပွဲတွေကျွန်တော်ကိုတင်ပေးတယ်။တခါတလေကျမုတ်တစ်ခုမှမလုပ်ဖြစ်ပဲတညလုံးစကားတွေကြီးပဲပြောပြကြတယ်။ဒီလိုနားလည်မှုမျိုးကကျွန်တော်ကိုလုံခြုံမှုခံစားရစေတယ်။ကိစ္စတစ်ခုကိုကျွန်တော်အလေးနဲ့စဉ်းစားလာတယ်။ကျွန်တော်သူမကိုလက်ထပ်ချင်တယ်။အချစ်ကိုကျွန်တော်မယုံကြည်ပေမဲ့တချို့လူတွေကပေါင်းဖက်ဖို့ဖန်တီးထားတယ်ဆိုတာကိုတော့စယုံကြည်လာတယ်။သူမနဲ့အတူဒီတိုင်းပဲထာဝရရှေ့ဆက်ချင်တယ်။3 လကြာတော့သူမကိုကျွန်တော်ဖွင့်ပြောခဲ့တယ်။တိတိကျကျပြောရရင်လက်ထပ်ခွင့်တောင်းခဲ့တာပါ။အဲ့ဒီနေ့ကသူမရဲ့မွေးနေ့လေးဆိုင်မှာအန်ဩစရာလေးတခုကျွန်တော်တိတ်လေးပြင်ဆင်ထားတယ်။အဲ့ဒီညနေသူမဆင်းလာချိန်မှာတဆိုင်လုံးဖျောင်းနိုင်ပြီးတွေထွန်းလင်းနေတယ်။သူလည်းလှေကားအောက်မှာပါဇက်အုပ်ကအန်ဩနေတယ်။သူမစီကိုရှောက်သွားပြီးဒူးတစ်ဖက်ထောက်ကစိန်လက်စွပ်တကွင်းထုတ်လိုက်တယ်။အဲလစ်လာပါတဲ့စကားတွေကျွန်တော်မပြောတတ်သလိုပင်လယ်နဲ့တောင်တန်းတွေကိုတိုင်တည်တဲ့ဂတိသစ္စာတွေကိုလည်းမယုံကြည်ဘူးလို့ကျွန်တော်ပြောလိုက်တယ်။လမ်းမလျှောက်နိုင်တဲ့အထိမင်းနဲ့ဒီဆိုင်ဖွင့်ခြင်းနဲ့သဘောတူမလားလို့မေးလိုက်တယ်။သူမငိုချလိုက်ပြီးမျက်ရည်တွေကပလဲတီကျိုးပြတ်ကြသလိုတပေါက်ပြီးတပေါက်ကျဆင်းလာတယ်။သူမအခေါင်းကိုအားပါတရညှိပ်ပြပြီးလက်စွပ်ပေးဖို့လက်ကိုကမ်းပေးလာတယ်။လက်စွပ်ကနည်းနည်းကြီးနေတယ်။သူမလက်ကအယမ်းပိန်လွန်းနေပေမဲ့လက်စွပ်မကျွတ်သွားအောင်သူမလက်သီးကိုဆုပ်ထားတယ်။သူမကိုရင်ခွင်ထဲဆွဲသွင်းပြီးခေါင်းစီကတင်းပြန့်ပြန့်ရနံ့လေးကိုရှူရှိုက်လိုက်တယ်။အဲ့ဒီအချိန်လေးမှာပြီးခဲ့တဲ့အနှစ်20ကျော်ကာလတွေဟာသူမနဲ့တွေ့ဖို့ပြင်ဆင်ခဲ့ရတာပဲလို့ရုတ်တရက်ခံစားလိုက်ရတယ်။ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကရိုးရိုးရှင်းရှင်းလေးပါပဲ။အကြီးကြီးမဟုတ်ပဲအိမ်နီးနားချင်းတွေနဲ့ကျွန်တော်နဲ့အဆင်ပြေသေးတဲ့ကျောင်းတွေဖက်တငယ်ချင်းနည်းနည်းပဲပါတယ်ကျွန်တော်အကြွားဝါမလုပ်ပါဘူးအဲလစ်ကိုတင့်တော်တဲ့မင်္ဂလာပွဲလေးတစ်ခုပဲဖန်တီးပေးချင်တာပါမင်္ဂလာပွဲမတိုင်ခင်စပင်ညက်တန့်ရှင်းရေးလုပ်ဝတ်စုံဝယ်တယ်သူမရဲ့မင်္ဂလာကာဝင်ကိုလည်းအတူတူရွေးခဲ့ကြတယ်အဲလစ်ဝတ်ကြည့်လိုက်တော့တောက်ပသွားတယ်အဝတ်လဲခန်းအပြင်ဘက်ကနေမှန်တဲ့ကသူမကိုကြည့်ရင်ကျုပ်တရဲ့အိမ်မက်မက်နေတယ်လို့ခံစားလိုက်ရတယ်လက်သမီးလေးကတကယ်ပဲကျွန်တော်ကိုလက်ထပ်တော်မလားမင်္ဂလာဆောင်တဲ့နေ့ကချောချောမွေ့မွေ့ပဲပြီးသွားတယ်အဖွားလည်းအများကြီးသက်သာလာပြီးကျွန်တော်တို့မင်္ဂလာပွဲကိုဘိန်းတက်ကလထိုင်းနဲ့လာခဲ့တယ်။သူမကကျွန်တော်လက်ကိုကင်ထားပြီးသူတို့ရဲ့ Alice ကိုစောင့်ရှောက်ပေးလို့ကျေးဇူးတင်ကြောင်းတိုးတိုးလေးပြောတယ်။ကျွန်တော်နည်းနည်းနေရခတ်သွားတယ်။တကယ်တော့သူမကသာကျွန်တော်ကိုစောင့်ရှောက်ပေးနေတာပါ။လက်စွပ်လဲရမယ့်အချိန်ရောက်တော့ Alice ရဲ့လက်တွေတုံနေတယ်။ကျွန်တော်သူမလက်ကိုကင်ကမစိုးရင်ဖို့သူမနာနာကပ်ပြီးတီးတိုးပြောလိုက်တယ်။ဒါကထုံးစံရပါ။သူမရုတ်တရက်ရီချလိုက်ပြီးစိုးရင်စိတ်တွေချက်ချင်းပျောက်သွားတယ်။ Theo Ashford အနေနဲ့ Alice ကိုဇနီးအဖြစ်လက်ခံပါသလားလို့မေးတယ်။စင်ရဲချမ်းသာကျမ်းမာရေးကောင်းဆိုလက်ခံမလား။ချစ်ပြီးကာကွယ်သွားမလားလို့ဘုန်းကြီးကမေးတယ်ကျွန်တော်လက်ခံကြောင်းဖြေတယ်။ Alice အနေနဲ့ Theo Ashford ကိုခင်ပွန်းအဖြစ်လက်ခံပါသလားလို့မေးတယ်။စင်ရဲချမ်းသာကျမ်းမာရေးကောင်းဆိုလက်ခံမလား။သူ့ကိုချစ်ပြီးလေးစားမှုပေးသွားမလားလို့မေးတယ်။ Alice ခေါင်းညိတ်ပြီးလက်ခံကြောင်းလက်ဟန်ပြတယ်။ဘာလို့ရမှန်းမသိလို့ဘုန်းကြီးကခဏလောက်ကြောင်းသွားတယ်။ကျွန်တော်ကပြုံးပြီးသူမအတွက်ဘာသာပြန်ပေးလိုက်တယ်။သူမကလက်ခံပါတယ်လို့ပြောတာဖြစ်ကြောင်းကျွန်တော်ရှင်းပြတယ်။ပရိသတ်စီကနေလှိုက်လဲတဲ့လက်ခုပ်တံတွေထွက်ပေါ်လာတယ်။နန်းချိန်မှာသူမရှက်ပြီးမျက်နှာနီးသွားတယ်။သူမကိုနာကျင်သွားမှဆိုးတဲ့အလားသူမနှုတ်ခမ်းကိုကျွန်တော်ဖွားဖွားလေးနမ်းလိုက်တယ်ပြီးတော့သူမနာနာကပ်ပြီး Mrs လို့တီးတိုးခေါ်လိုက်တယ် Ashford အခုကစပြီးကောင်းကောင်းဆက်ဆံပေးပါကျွန်တော်ရင်ခွင်ထဲမှာပခုံးတွေတုံလာတဲ့အထိသူမရည်နေတယ်အတန်းဖော်တွေလာပြီးဂုဏ်ပြုကြတယ်ကျွန်တော်နဲ့ခင်ခဲ့ဘူးတဲ့အခန်းဖော်ဟောင်းတယောက်ကTheo ပြောင်းလဲသွားပြီလို့ပြောတယ်အရင်တုန်းကဆိုဘာကိုမှဂယုမဆိုင်တဲ့ပုံစံမျိုးလို့သူကဆက်ပြောတယ်တာမန်လူနဲ့တူသွားပြီလို့သူပြောတယ်အဖွားနဲ့စကားပြောနေတဲ့ Alice ကိုကြည်ပြုံးလိုက်တယ်အခုတော့ဂယုဆိုင်တဲ့လူတယောက်ရှိလာလို့ဖြစ်မယ်လို့ကျွန်တော်တွေးလိုက်တယ်မင်္ဂလာဆောင်ပြီးကျွန်တော်တို့အိမ်လေးစီပြန်လာကြတယ်မင်္ဂလာဆောင်ကပန်းတွေနဲ့လက်ဆောင်တွေပို့လာတာကလွဲရင်အရာအလုံးကအရင်တိုင်းပဲ Alice ကမင်္ဂလာဆောင်ဝတ်စုံကိုလဲပြီးနေ့စဉ်ဝတ်နေကြအင်ဂျီဝတ်ကမိဖို့ကြောင့်ထဲမှာညလေစာသွားလုပ်ပေးနေတယ်တကားပေါက်မှာရက်ပြီးသူမလှုပ်ရှားနေတာကိုကြည့်ရင်ကျွန်တော်ရုတ်တရက်ကျေနပ်မိသွားတယ်ဒါကလိုချင်ခဲ့တဲ့ဘဝမျိုးပဲလူနှစ်ယောက်ရိုးရိုးရှင်းရှင်းနေရတာမျိုးပေါ့သူမကအစားအသောက်တွေတဲလာရင်ကျွန်တော်တွေးဝေနေတာကိုမြင်တော့မျက်နှာရှိမှလက်ရမ်းပြတယ်ဘာတွေးနေလဲလို့သူမလက်ဟန်နဲ့မေးတယ်မင်းအကြောင်းတွေးနေတာလို့ဖြေတယ်သူမမျက်နှာကထပ်ပြီးหนีရဲသွားပြန်တယ်သူမကနောက်ပြီးပုတ်တယ်ပြီးတော့သူမကမှတ်စုစာအုပ်ထဲမှာရေးပြတယ်တီယိုအခုဆိုကျွန်တော်တို့လက်ထပ်လိုက်ကြပြီလို့ရေးထားတယ်နောင်တရလားလို့စာနဲ့မေးတယ်ကျွန်တော်ကခေါင်းခါပြလိုက်တယ်နောင်တမရဘူးလို့ဖြေတယ်မင်းရောလို့ပြန်မေးတယ်သူမလည်းနောင်တမရပါဘူးလို့ပြန်ဖြေတယ်အိမ်မက်လို့တကယ်မဆန်ဘူးလို့သူရေးတယ်ကျွန်တော်ကလှမ်းပြီးသူမပါကိုဆွဲလိန်လိုက်တယ်နာလားလို့မေးလိုက်တယ်သူမကမျက်နှာကိုအုပ်ပြီးကျွန်တော်ကိုမျက်စောင်းထိုးကမှတ်စုစာအုပ်ထဲမှာထပ်ရေးတယ်ဒါကအိမ်မက်မဟုတ်ကြောင်းနဲ့ကျွန်တော်ကိုချစ်ကြောင်းသူမကရေးပြတယ် Alice အဲ့ဒါတွေရေးချိန်မှာရွေးထွေးတဲ့မီးရောင်အောက်သူမလက်ချောင်းတွေတုံနေတယ်မျက်တောင်ကမိုးစိုလိပ်ပြတောင်ပန်နဲ့တူတယ်အဲ့ဒီစာတွေကိုကြည့်ရင်ရင်ဘတ်ထဲကိုတစ်ခုခုနဲ့ဝင်ဆောင်တယ်လို့ခံစားရတယ်ကျောင်းကသဘောကျရသူစီကဝန်ခံစကားကြောင့်ရှင်ခုန်တာမျိုးမဟုတ်ဘူးပတ်စံတွေသုံးဖြုံရတဲ့အချီးနှီးခံစားချက်မျိုးလည်းမဟုတ်ပဲအရင်ကတခါမှမခံစားဘူးတဲ့ခိုင်မာတဲ့ခံစားချက်တစ်ခုနဲ့
ရောရှက်နေတဲ့တိမ်မွေးတဲ့နာကျင်မှုတစ်ခုဖြစ်တယ်။သူမလက်ထဲကဘောပင်ကိုကျွန်တော်ယူလိုက်ပြီးမှတ်စုစာအုပ်ကိုပိတ်ကတမင်တကာတင်းမာတဲ့မျက်နှာထားမျိုးလှုပ်လိုက်တယ်။ညနေမှဓာရီရေးတာတညလုံးမအိပ်စေချင်လို့လားလို့ Ashford ကြော်ကိုနောက်ပြီးမိတယ်။သူမကမျက်နှာလေးနီရဲသွားပြီးလက်တွေကိုအမြန်ရမ်းပြကမဟုတ်ပါဘူးဆိုပြီးသူဒီတိုင်းချရေးချင်ရုံမှလို့အချိုးမကျစွာလက်ဟန်ချီဟန်နဲ့ပြတယ်။ကျွန်တော်တပ်ပြင်းချလိုက်ပြီးသူမကိုကျွန်တော်ရင်ခွင်ထဲဆွဲသွင်းကသူမရဲ့နူးညံ့တဲ့ခေါင်းလေးပေါ်မှာကျွန်တော်မေးစေကိုတင်ထားလိုက်တယ်။သိပါတယ်လို့ပြောတယ်။ကျွန်တော်ရင်ခွင်ထဲကလူကငြိမ်ချသွားပြီးသူမရဲ့အသက်ရှူငွေလေးကကျွန်တော်လေပင်ဘေးကိုညင်ညင်တတလေးလာရိုက်ခတ်နေတယ်။အဲ့ဒီအချိန်မှာပဲ Ashford ရဲ့စီးစိမ်တွေ Vivian နဲ့ Bell အားလုံးကိုကျွန်တော်ရုတ်တရက်သတိရလိုက်တယ်။လွန်ခဲ့တဲ့20ကျော်သက်တမ်းတစ်လျှောက်လုံးကအရာအလုံးပေါင်းထားတာထက်အခုကျွန်တော်ပိုင်ဆိုင်ထားတဲ့အရာကပိုပြီးတန်ဖိုးရှိတယ်။ဒါပေမဲ့ကံကြမ္မာဆိုတာကလူတွေအပျော်ရွှင်ဆုံးအချိန်ကြာမှဒုက္ခပေးဖို့တိတ်သဘောကြတာပဲ။မင်္ဂလာဆောင်ပြီးနောက်ပိုင်းဘဝကမီးဖိုထဲမှာဖောင်းကြွလာတဲ့ပေါင်မုတ်လိုပဲနှွေးထွေးပြီးပြည့်စုံနေတယ်။မနက်4နာရီဆိုမှုန့်နေဖို့ထားရတယ်။ပထမဆုံးခရိုဆန်အတုပ်က6နာရီမှကျက်ပြီးတနေရာလုံးထောပတ်နံ့တွေမှွေးကြိုင်သွားတယ်။ Alice ကကျွန်တော်ကိုအိုက်စင်ညှစ်နီးတင်ပေးတယ်။ကျွန်တော်လက်တွေကအချိုးမကျပဲခရင်တွေကိုအမြဲတမ်းပေပွားနေအောင်လုပ်တတ်တယ်။သူမစိတ်မဆိုးတတ်ဘူး။လက်ကင်ပြီးနည်းနည်းစီပြင်ပေးတယ်။မွန်လွယ်ပိုင်းဧည့်သည်နေတဲ့အချိန်တွေဆိုသူမကကောင်တာပေါ်မှာတရေအိတ်တက်တယ်။ပရင်းပေါက်ကနေနေရောင်ကြီးတွေဖြာကျနေပြီးသူမမျက်နှာပေါ်မှာအလင်းကွက်လေးတွေပြန့်ကျဲနေတယ်။သူမအိတ်နေတာကြည့်ရင်မကြာခဏငေးမိတယ်။သူမဘလို့ဒီလောက်တန့်စင်ရတာလဲတွေးမိတယ်။ဒီရွှွန့်ပွက်တွေပြည့်နေတဲ့လောကကြီးနဲ့တခါမှမထိတွေ့ဘူးသလိုပဲ။ဒါပေမဲ့အဆုံးမှာတော့ရွှွန့်တွေကအမြဲတမ်းဆင်လာတတ်တာပါပဲ။မိုးရွာနေတဲ့ညတညဆိုင်ပိတ်ခါနီမှာမူးနေတဲ့လူတစုကမှန်တကားကိုစောင့်ဖွင့်ပြီးဝင်လာကြတယ်။ရှေးကလူကဘရူနိုခေါ်တဲ့ဒေသခံလူမိုက်ပဲ။သူကအရင်ကဆက်ကြီးလာကောက်ဖို့စူးစမ်းမှုပြီးကျွန်တော်ကတက်မျက်စီးနဲ့ရိုက်ထုတ်ခဲ့ဘူးတယ်။အခုတော့အရက်နက်တွေနန်းစော်နေပြီးတကားဝကပန်းအိုးကိုကန်ချလိုက်ကရိုင်းပြတဲ့အတန်နဲ့အော်ရင်အမလေးအပြင်ထွက်ခဲ့လို့သူကဆဲဆိုတယ်။ Alice ကတနေ့တာစင်းရင်းတွေကိုစစ်ဆေးနေတယ်။ကြားတာနဲ့သူမကအလိုလိုလှမ်းကြည့်တယ်။ကျွန်တော်သူမကိုကျွန်တော်နောက်ဆွဲဖယ်လိုက်ပြီးတလိန်တုံးကိုလှမ်းကင်လိုက်တယ်။ပြဿနာရှာနေတာလားမေးတယ်ဘရူနိုကဝါကျက်နေတဲ့သွားတွေပေါ်အောင်ပြုံးပြတယ်။ Ashford သခင်လေးအထင်ကြီးနေလားခနဲ့တယ်။အမနဲ့လက်ထက်တယ်လို့ကြားကြောင်ပြောတယ်။သူတို့ဂုံပြူတောက်စားဖို့လာခဲ့တာတယ်။သူနောက်ကလူမိုက်တွေကကျေလောင်စွာရီမောကြပြီးသူတို့မျက်လုံးတွေက Alice စီမှာဆွဲကပ်နေတာမို့ကြည့်ရတာယွန်းစရာကောင်းလာတယ်။လက်စစ်ဖြူတဲ့အထိတလိန်တုံးကိုကြစ်ကြစ်ဆုပ်ထားတယ်။ဒီကနေထွက်သွားကြဖို့ကျွန်တော်အော်ထုတ်လိုက်တယ်။တိတ်အကာအကွယ်ပေးနေတာပဲ။သူကရှေ့ကိုတိုးလာပြီးအရက်နံ့တွေကကျွန်တော်မျက်နှာစီတန်တန်မတ်မတ်မှုတ်ထုတ်လိုက်တယ်လို့ပဲဒီဆိုင်ကိုဆက်ဖွင့်ခြင်းသေးရဲ့လားလို့သူကချင်းချောက်တယ်။ဂျိုဒီရဲ့ Alice ကကျွန်တော်နောက်ကနေထွက်လာပြီးအခုလေးတင်ဖုတ်ထားတဲ့ကိုကီးဘူးကိုကိုင်ကအတင်းပြုံးပြရင်သူတို့ကိုလက်ဟန်ချေဟန်နဲ့ပြတယ်။သူမကအဲ့ဒါကိုလက်ဆောင်ဖြစ်ပေးနေတာဖြစ်တယ်။အဲ့ဒီအချိန်ရင်ကိုအပ်နဲ့ထိုးသလိုခံစားလိုက်ရတယ်။ဒီကောင်မလေးကကျင်နာမှုကရက်ဆက်မှုကိုပျော်ဝင်သွားစေနိုင်တယ်လို့အမြဲထင်နေတာပဲ။ဘရူနိုကဘူးကိုရိုက်ချလိုက်တယ်။ကုကီးတွေဖိတ်ကြကုန်တယ်။ဒီအမိုက်တွေကိုဘသူကစားမှလဲလို့သူကမေးတယ်။သူက Alice ရဲ့လက်ကောက်ဝတ်ကိုလှမ်းဖက်နေလုံးဝဒေါသပေါက်ကွဲသွားတယ်။ကျွန်တော်တလိန်တုံးနဲ့သူ့ကိုတက်တက်ရိုက်ချလိုက်တယ်။ပွဲချမ်းနဲ့ဘလောက်အထိုးခံရလဲမသိဘူး။ကောင်တာတောက်မှာ Alice ကိုတင်းတင်းကြပ်ကြပ်ကာကွယ်ပေးထားတာပဲကျွန်တော်မှတ်မိတယ်။ဥဩတန်တွေနီးလာတော့လူမိုက်တွေထွက်ပြေးသွားကြတယ်။ Elisa ရဲ့တုံရင်နေတဲ့လက်ကကျွန်တော်နှကန်းတောင်းကသွေးတွေကိုလာထိတယ်။မျက်ရည်တွေပေါက်ပေါက်ကျလာပေမဲ့သူမအတန်မထွက်ဘူး။ကျွန်တော်မျက်နှာကိုတုပ်ပြီးအတင်းပြုံးပြလိုက်တယ်။ဘာလို့ငိုနေတာလဲလို့ကျွန်တော်မေးလိုက်တယ်။နင်းယောက်ျားအသက်ရှင်သေးတယ်။သူမပိုငိုလာပြီးကြောက်လန့်နေတဲ့သမင်လေးတစ်ကောင်လိုကျွန်တော်ရင်ခွင်ထဲမှာကွေးကွေးလေးနေနေတယ်။အဲ့ဒီညကသူမကတညလုံးကျွန်တော်လက်မောင်းကိုဖက်အိပ်ပြီးနည်းနည်းလှုပ်တာနဲ့လန့်နိုးလာလို့သူမမျက်လုံးအောက်ကမျက်ကွင်းညိုတွေကိုကြည့်နေမိတယ်ကျွန်တော်ရင်ထဲမှာဒေါသတွေပေါက်ကွဲနေတယ်ဒီနေ့သာကျွန်တော်သူမကိုမကာကွယ်ပေးခဲ့ရင်ဘယ်လိုလုပ်မလဲနောက်နေ့မှာတပတ်ရစ်စေးကနေတန်မဏိတုပ်အမာတစ်ချောင်းဝယ်ပြီးကောင်တာအောက်မှာထားလိုက်တယ်အဲလစ်တွေတော့သူမကကျွန်တော်ကိုခေါင်းရမ်းပြတယ်ကျွန်တော်တုပ်ကိုပုတ်ပြီးသူမကိုလက်ဟန်ချီဟန်နဲ့ပြလိုက်တယ်ကိုကာကွယ်တာဘယ်တော့မှမသုံးရရင်ပိုကောင်းတယ်လို့ဆက်ပြောတယ်သူမမျက်လွှာချပြီးမှတ်စုစာအုပ်ထဲမှာရေးတယ်ကျွန်တော်ထိခိုက်ဒဏ်ရာရမှာသူမကြောက်တယ်လို့ရေးထားတယ်မင်းထိခိုက်မှာကိုပိုကြောက်တယ်ပြောလိုက်တယ်သူမစပင်တွေကိုဖွာလိုက်တယ်အခုငါမှာ Alice ပဲရှိတော့တယ်ပြောလိုက်တယ်သူမမျက်ရည်ဝဲပြီးကျွန်တော်ကိုမော့ကြည့်ကဖြည်းဖြည်းချင်းခေါင်းညှိပြတယ်အေဂျင့်နဲ့နေရက်တွေကတိတ်မကြလိုက်ဘူးဆယ်လင်းထပ်ပေါ်လာပြီးထွက်မသွားဘူးဒီတခါတော့သူမဆိုင်ထဲမဝင်လာဘူးသူမကလမ်းဘေးမှာအနီရောင်စပေါ်ကအလန်းစားကိုရက်လိုက်ပြီးမျက်နှာတဝက်ဖုံးနေတဲ့နေကမျက်မှန်ကိုတက်ကကျွန်တော်ကိုလက်ညှိုးကွေးပြီးခေါ်တယ်ကျွန်တော်ဂျုံမှုန့်တွေတဲနေတယ်သူမနဲ့အချိန်ကုန်မခံနိုင်ဘူးဘလို့ပဲဖြစ်ဖြစ်သူမကားပေါ်ကဆင်းလာပြီးတကားကိုမိကပြုံးနေတယ်တီယိုဘဲကိုကူညီတာမိမသိလားမေးတယ်သူမလေတန်းကလှောင်နေတယ်ကျွန်တော်လက်ချောသွားတယ်ဂျုံမုန့်အိတ်ကကျမ်းပြင်ပေါ်ပြုတ်ကျသွားပြီးအဖြူရောင်အမှုန့်တွေထောင်းကနေထားလာတယ်အဲလစ်ပြေးထွက်လာပြီးကြောင်ကြည့်နေတယ်ဆယ်လင်းကနေကမျက်မှန်ကိုချွတ်လိုက်ပြီးAlice ကိုမဖုံးကွယ်နိုင်တဲ့တနာစရာအကြည့်နဲ့ကြည့်တယ်။ကောင်းမွန်တဲ့မင်္ဂလာဆောင်တောင်မလုပ်ပေးနိုင်တဲ့အသုံးမကျတဲ့သူနဲ့တွဲနေရတဲ့တနာစရာကောင်းမလေးလို့ဆယ်လင်းကခနဲ့တယ်။ကျွန်တော်
သွေးကြောတွေထောင်လာတဲ့အထိလက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားတယ်ဆယ်လင်းပါဇက်ပိတ်ထားကျွန်တော်ကြောက်နေတာလားလို့သူမကမေးတယ်အဲ့ဒီတုန်းကဘဲလ်တောင်းမှန်နေချိန်မှာကျွန်တော်ဒီလိုမဟုတ်ခဲ့ဘူးလို့ဆိုတယ်အလူရှင်လှုပ်ချင်နေတာမလားအခုတော့ချစ်သူဟန်ဆောင်နေတယ်ပြောတယ်အဲလစ်ကဆယ်လင်းစကားတွေကိုနားမလည်ပေမဲ့လေလူတွေကတင်းမာမှုကိုတော့ခံစားမိတယ်။သူမကအစိုးရင်တကြီးနဲ့ကျွန်တော်ရှက်အင်ကြီးစွန်းကိုဖြည်းဖြည်းလေးဆွဲတယ်။ကျွန်တော်အသက်ပြင်းပြင်းရှူဒေါသကိုဖိနှိပ်ပြီးအဲလစ်ကိုလက်ဟန်ချီဟန်နဲ့ပြဖို့လှည့်လိုက်တယ်။အဆင်ပြေပါတယ်ပြောလိုက်တယ်။အထဲရင်ဝင်ဖို့ဆက်ပြောတယ်။အဲလစ်ကတုံဆိုင်နေပြီးမရွေ့ဘူး။ဆယ်လင်းကသူမဖုန်းထဲကအတန်ဖမ်းထားတာတခုကိုရုတ်တရက်ဖွင့်ပြတယ်။ဒါကလွန်ခဲ့တဲ့နှစ်တွေကတစ်တောအုပ်လေးထဲမှာငိုတန်ပါနေတဲ့ဘဲလီအတန်ဖြစ်တယ်။တခုသဘောတူရင်နှလုံးသားနဲ့ရှိသမျှအကုန်ပေးမယ်လို့ပြောတယ်။ငါကပရာဟိတသမားမဟုတ်ဘူး။အဲလီဆာရဲ့မျက်နှာကချက်ချင်းဖြူလျော့သွားတယ်။သူမကကျွန်တော်ကိုကြည့်ပြီးနောက်ဆယ်လင်းကိုကြည့်ကသူမရဲ့နှက်ခမ်းတွေတုံရီနေပေမဲ့အတန်ထွက်မလာဘူး။ဆယ်လင်းကကျေနပ်သွားပြီးဖုန်းကိုသိမ်းလိုက်တယ်။ညီမလေးသူ့ကိုလူကောင်းထင်နေတာလားလို့မေးတယ်။ဘဲလ်ကိုကူညီခဲ့တာကသူမပြိုလဲသွားတာကိုကြည့်ပြီးပြောဖို့တတ်ပဲလို့ဆိုတယ်။ကူညီတာကလည်းစိတ်ကူးပေါက်လို့ဖြစ်မယ်ဆက်ပြောတယ်။ပေါက်ကရတွေပြောနေတယ်။ကျွန်တော်လုံးဝဒေါသထွက်သွားတယ်။ဖုန်းကိုလူဖို့အရှိကိုပြေးသွားတယ်။ဆယ်လင်းကအော်ဘီကားရဲဝင်ကတကားတွေလောချလိုက်ပြီးစားပေါ်ကားကိုမောင်းထွက်သွားတာကြောင့်ကျွန်တော်နဲ့အဲလစ်တို့ဖုန်တော်ထဲမှာရက်ကြံခဲ့တယ်။သူမကအောက်ကိုငုံကြည့်နေပြီးပခုံးတွေအနှဲငယ်တုန်ခါနေတယ်။ထိကျင်ပေမဲ့သူမကအလိုလိုနောက်ဆုတ်သွားတယ်။အဲ့ဒီခြေလမ်းကနှလုံးသားကိုထိုးပေါက်သွားတယ်။အဲ့ဒီညဆိုင်ပိတ်ပြီးနောက်ထက်ခိုးပေါ်ကလေးတူးကလေးလံနေတယ်။အဲလီကြောပေးပြီးဂရင်ပြင်းနေကကျွန်တော်ကိုမကြည့်ဘူး။ကျွန်တော်သူမရဲ့ပခုံးတွေကိုလှည့်ပြီးကျွန်တော်ကိုမျက်နှာမူစေတယ်။သူမကိုယုံလားမေးလိုက်တယ်။အဲလစ်နှုတ်ခမ်းကိုက်ပြီးမျက်ရည်တွေဝဲနေတယ်။သူမကမှတ်စုစာအုပ်ထဲမှာရေးလိုက်တယ်။သူမပြောတာအမှန်လားလို့ရေးထားတယ်။ဟုတ်ပေမဲ့လည်းမဟုတ်ဘူးလို့ကျွန်တော်မျက်နှာကိုတုပ်ရင်းအဲ့ဒီတုန်းကဘဲလ်ကိုဘယ်လိုညင်းခဲ့လဲဆိုတာအစအဆုံးသူမကိုပြောပြလိုက်တယ်။စာချုပ်ကိုဘယ်လိုချုပ်ဆိုခဲ့လဲဆိုတာရှင်းပြတယ်။အဲလစ်ကိုလူကောင်းမဟုတ်ဘူးဝန်ခံပါတယ်။ဒါပေမဲ့မင်းကိုပရာဟိတာလို့တခါမှမတွေးဘူး။သူမကအချိန်ကြာကြီးတိတ်ဆိတ်နေတယ်။သူမပြန်မပြောတော့ဘူးထင်ရလောက်အောင်အကြာကြီးပဲ။နောက်ဆုံးတော့သူမကလက်ကိုမြောက်ပြီးဖြည်းဖြည်းချင်းလက်ဟန်ချီဟန်နဲ့ပြတယ်။သူမကြောက်တယ်ဆိုရင်ဘာကြောက်တာလဲလို့မေးတယ်။ဒီနေ့သူမကိုညှင်းငွေပြီးမလိုချင်တော့မှကြောက်တာတဲ့။သူမလက်တွေတုံနေတယ်။သူမမှာဘာမှမရှိဘူးလို့ပြောတယ်။သူမမှာကျွန်တော်ပဲရှိတာတဲ့။ကျွန်တော်နှလုံးသားနာကျင်သွားပြီးသူမကိုရင်ခွင်နဲ့တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်။ကောင်မလေးရဲ့လို့ဆိုတယ်ကျွန်တော်ကသာသူမပဲရှိတဲ့သူပါလို့ပြောလိုက်တယ်။အဲဒီညကဒဏ်ရာရနေတဲ့တရိษံနှကောင်ချင်းချင်းဒဏ်ရာတွေလျက်ပေးနေတယ်လို့မျိုးကျွန်တော်တို့တယောက်ကိုတယောက်ဖတ်ပြီးအိပ်ပျော်သွားတယ်။ဆယ်လင်းစကားတွေကလီဆရင်နဲ့စူးစိုက်တယ်လို့ဖြစ်တယ်။သူမကထိခိုက်လွယ်လာတယ်။အိမ်ပြန်10မိနစ်နောက်ကျရင်သူမကနာမငြိမ်ဘူး။အမျိုးသမီးဖောက်တဲ့တယောက်ကကျွန်တော်နဲ့စကားအကြာကြီးပြောရင်သူမကတိတ်တဆိတ်ထွက်သွားတတ်တယ်။ကျွန်တော်သတိထားမိပေမဲ့ဘလို့ဖြေရှင်းရမလဲမသိဘူး။တညနဲ့မှာတော့ကျွန်တော်နိုးလာတဲ့အခါဘေးနားမှာဘသူမှမရှိတာကိုတွေ့လိုက်ရတယ်။အဲလစ်ကဝရန်တာထောက်မှာကွေးကွေးလေးထိုင်ပြီးလာရောင်အောင်မှာတိတ်တဆိတ်ငိုနေတယ်။ကျွန်တော်အနားလျှောက်သွားပြီးသူမကိုအနောက်ကနေဖတ်ထားလိုက်တယ်။သူမရဲ့ခန္ဓာကိုယ်ကတောင့်တင်းသွားပြီးမှပြန်ရောကျသွားကကျွန်တော်ရင်ခွင်ထဲမျက်နှာအပ်လိုက်တယ်။အဲလစ်ကိုပုံမြင်ပြောပြမယ်။ကျွန်တော်အဖေနဲ့အမေအကြောင်းညီဖြစ်သူနဲ့ BBN အကြောင်းပြောင်းလက်တောက်ပနေတဲ့အပေါ်ရန်ဟန်ပန်အောက်ကအပုံးနှံတွေအကြောင်းသူမကိုပြောပြခဲ့တယ်။အရင်ကခန်းစားချက်တွေကိုကျွန်တော်မယုံခဲ့ဘူး။အားလုံးကအပေးယူထင်ခဲ့ပေမဲ့သူမကတော့ကွဲပြားတယ်။ကျွန်တော်သူမရဲ့မျက်ရည်တွေကိုဖွားဖွားလေးတုပ်ပေးလိုက်တယ်။အသက်ရှင်ရတာလူပိသားတဲ့ခန်းစားချက်မျိုးရှိသေးတယ်ဆိုတာကိုသူမကခန်းစားရစေတယ်လို့ကျွန်တော်ဖွင့်ဟလိုက်တယ်။လာရောင်အောက်မှာသူမခေါင်းမော့လာတယ်။သူမရဲ့မျက်လုံးတွေကရေစိမ်ထားတဲ့မှန်တဲ့စလေးတွေလိုပဲသူမကလက်လန်းပြီးကျွန်တော်မျက်ခုံးမျက်လုံးနှာခေါင်းတွေကိုစမ်းသက်ရင်းနောက်ဆုံးတော့နှာခမ်းမှာရက်တန့်သွားတယ်။အဲဒီနောက်ကျွန်တော်စီတိုးလာပြီးအရန်ကိုနူးနူးညံ့ညံ့လေးနမ်းလိုက်တယ်။လက်ဖွားရဲကျလာတဲ့ပထမဆုံးနှင်းပွင့်လေးလိုပဲဘာရာကားစိတ်မှမပါတဲ့စင်ကျဲတဲ့အနမ်းတစ်ခုပါအေးခဲသွားပြီးမှပြန်နမ်းလိုက်တယ်။အဲ့ဒီနမ်းမှာတစုံတစ်ခုတိတ်တဆိတ်အေးပျော်သွားတယ်။ဆယ်လင်းစိုက်ပျိုးခဲ့တဲ့စူးလေးကတိတ်တဆိတ်ဆွဲနှုတ်ခံလိုက်ရတယ်။ဘဝကပြန်တည်ငြိမ်သွားပေမဲ့အန်ဒီယေကအရေးထဲအမြဲရှိတယ်။တနေ့လေခင်းမှာတော့ဖိတ်ခေါ်မထားတဲ့ဧည့်သည်တယောက်ဆိုင်ထဲဝင်လာတယ်။ BBN ဖြစ်နေတယ်။9နှစ်ကြာပြီးတဲ့နောက်သူမကပိုးပြီးအာနာပြခြင်းနဲ့ပုံပေါက်နေတယ်။သူမရဲ့တည်သက်လာတဲ့ဝတ်စုံကကျင်းမြောင်းတဲ့မုတ်တိုက်လေးနဲ့လုံးဝကိုမလိုက်ဖက်ဘူး။သက်တော်ဆောင်တွေမပါဘဲသူမတယောက်ထဲလာတာဖြစ်တယ်။အဲလစ်ပေါ်ကြားရောက်လာတဲ့သူမရဲ့အကြည့်တွေမှာအေးဆက်ဆက်အကဲခတ်မှုတွေပါနေတယ်။ဒါကျွန်တော်ရွေးတဲ့ဘဝလားလို့သူမလှောင်တယ်။ဒီမှာပုံပြီးအစော့နဲ့အိမ်ယာဖွဲ့နေတာလားတဲ့။ကျွန်တော်အဲလစ်ကိုကျွန်တော်နောက်မှာ꿰ထားလိုက်တယ်။ပြောစရာရှိတာပြောဖို့ကျွန်တော်ခက်ပြက်ပြက်တုံ့ပြန်လိုက်တယ်။သူမကကလထိုင်တစ်လုံးကိုဆွဲယူပြီးဝင်ထိုင်လိုက်တယ်။တီယိုကအရန်အစင်ချင်းမဲ့သေးတာပဲလို့သူမကဆိုတယ်။ခမည်းဇနီးစားမြင့်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာတစ်ခုတွေ့ထားတယ်လို့ VVN ပြောတယ်။အဲလစ်ကကျွန်တော်လက်မောင်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်။ VVN ကသူမရဲ့ပတ်စံအိတ်ကိုဖြည်းဖြည်းချင်းဖွင့်ပြီးအယောင်ဖြော့နေတဲ့ဓာတ်ပုံတစ်ပုံကိုထုတ်ကာရှော့တိုက်ပေးလိုက်တယ်။ဓာတ်ပုံထဲမှာလူငယ်စုံတွဲရှိနေတယ်။ယောက်ျားဖြစ်သူရဲ့ရုပ်သွင်းကအဲလစ်နဲ့ခတ်ဆင်ဆင်တူပြီးမိန်းမဖြစ်သူကကလေးတယောက်ကိုပွေ့ချီထားတယ်။အဲလစ်အဖွားကသူမကိုဘယ်တော့မှမပြောပြဘူးမလားတဲ့။သူမကနှကန်းတောက်မှာအေးဆက်တဲ့အပြုံတစ်ခုနဲ့အဲလစ်ကိုကြည့်လိုက်တယ်။မိဘတွေယောဂနဲ့တေးတာမဟုတ်ဘူးလို့ VVN ပြောတယ်။သူတို့ကကားအက်ဆီဒင့်ဖြစ်ခဲ့တာဖြစ်ပြီးသူတို့ကိုတတ်ခဲ့တဲ့သူနာမည်ကHaro Ashford ဖြစ်တယ်လို့သူမကဆက်ပြောတယ်။အဲ့ဒါအရက်မူဗီကားမောင်းနဲ့ကျွန်တော်အဖေပဲတဲ့လေတုကအေးခဲသွားတယ်။
ကျွန်တော်ခေါင်းထုပူသွားတယ်ကျွန်တော်မတ်တက်ရက်နေဖို့တောင်မနေစူးစမ်းနေရတယ်အဲလစ်ကဖြူရော့နေတဲ့မျက်နှာနဲ့ဓာတ်ပုံကိုစိုက်ကြည့်နေတယ်အန်အောသွားလားလို့သူမကမေးတယ်ဗီဗီယန်ကမတ်တက်ရက်ငုံကြည့်နေတယ်ကျွန်တော်အဖေကသူမရဲ့မိဘတွေကိုတတ်ခဲ့တာဖြစ်ပြီးခုတော့ကျွန်တော်ကသူမကိုလက်ထပ်ပြီးကျင်နာပြနေတာလားလို့ဗီဗီယန်ကလှောင်တယ်သိရရတယ်လို့သူမသိရော်တယ်ပါဇက်ပိတ်ထားလို့ကျွန်တော်အော်တယ်အော်လိုက်ပေမဲ့ကျွန်တော်အတန်တုံနေတယ်ဗီဗီယန်ကအဲလီဆာနာနာကပ်ပြီးသူအပြစ်ရှိစိတ်ကြောင့်သာသူမအပေါ်ကောင်းခဲ့တာဆိုတာကိုတီးလာလို့တီးတိုးမိတယ်ပြီးတော့သူမကဘယ်တော့မှမရှိခဲ့သလိုလှည့်ထွက်သွားတယ်ငရဲလိုတိတ်ဆိတ်မှုတစ်ခုပဲကြံရစ်ခဲ့တယ်အဲလစ်ကဝင်းညင်နှုတ်ခံလိုက်ရသလိုမလုံမရှက်ဖြစ်နေတယ်ကျွန်တော်သူမကိုလှမ်းကင်ဖို့ကြိုးစားပေမဲ့ထမ်းလိုက်သွားသလိုသူမနောက်တွန့်သွားတယ်သူမရဲ့မျက်လုံးတွေကဟာလာဟင်းလင်းနဲ့တမျိုးကြီးဖြစ်နေတယ်ရှင်းပြပါရစေလို့အဲလစ်ကိုပြောတယ်ဒီလိုမဟုတ်ဘူးလို့ကျွန်တော်ညင်းတယ်အဲလစ်ကျွန်တော်ကိုတွန်းဖယ်ပြီးအပေါ်တက်ကထက်ခိုးတကားဆောင်ပိတ်တော့ခတ်လိုက်တယ်ကျွန်တော်အနောက်ကလိုက်သွားပြီးတကားကိုထုပေမဲ့အထဲကဘာတုံ့ပြန်မှုမှမရှိဘူးအတော်ကြာတော့စာရွက်ပိုင်းလေးတစ်ခုတကားအောက်ကနေထွက်လာတယ်အပေါ်မှာတုံရင်နေတဲ့လက်ရည်နဲ့စကားအနှဲငယ်ပဲပါတယ်သူမကိုတယောက်တည်းနေခွင့်ပေးဖို့စာရေးထားတယ်အဲ့ဒီညကမိုးလင်းတဲ့အထိတကားအပြင်ဘက်မှာကျွန်တော်ထိုင်နေခဲ့တယ်အထဲကအတန်တန်မှမထွက်ပေမဲ့သူမလည်းမအိပ်ဘူးဆိုတာကျွန်တော်သိတယ်နောက်တစ်နေ့မှဆိုင်လာဖွင့်ဖို့အဲလစ်ဆင်းမလာဘူးကျွန်တော်စံပြုတ်ပြီးအပေါ်ယူသွားတယ်တကားကတော့ခတ်ထားတော့မယ်3ရက်မြောက်နေ့4ရက်မြောက်နေ့လည်းအတူတူပဲသူမအခန်းအောင်းနေပြီးအစားအသောက်တွေညှင်းပယ်နေတယ်ဗီဗီယန်ခြံထားခဲ့တဲ့ဘုံကကျွန်တော်တို့တိဆောက်ခါစကဘာလေးကိုဖျက်ဆီးပစ်လူနေပါပဲအဲလစ်ထက်ခိုးပေါ်မှာအခန်းအောင်းနေတဲ့ရက်တွေမှာကျင်းမြောင်းတဲ့ဆိုင်လေးထဲမှာဟိုဘက်ဒီဘက်လမ်းလျှောက်နေတဲ့လှောင်ချိုင်တွေကသားရဲတကောင်လိုကျွန်တော်ဖြစ်နေတယ်ဂျုံမုံအိတ်တွေကျမ်းပြင်ပေါ်မှာပြန်ကျဲနေတယ်လွန်ခဲ့တဲ့ရက်တွေကတူးနေတဲ့ကိုကီးတွေကဘန်းထဲမှာရှိနေတော့မယ်လေတူထဲမှာကစော်ဖောက်နေတဲ့စိတ်ပြက်အားငယ်မှုရဲ့ချင်းစူးစူးအနံ့တွေပြည့်နှံ့နေတယ်ပေါ်တက်ကိုအချိန်ချင်းပြေးတက်သွားခြင်းခဲ့တယ်အဲ့ဒီတကားပါကိုရိုက်ချိုးခြင်းခဲ့တယ်ဒါပေမဲ့သူမတွန်းထုတ်လိုက်တဲ့စာရွက်ကိုမြင်ရတိုင်းလက်ရည်ကပိုဆိုးပြီးဖတ်မရဖြစ်လာတယ်လှမ်းနေတဲ့ကျွန်တော်လက်တွေအားပြော့ကျသွားတယ်အနာကပ်သွားတာကသူမကိုအပီးတိုင်ပြိုလဲသွားစေမဲ့နောက်ဆုံးတွန်းအားဖြစ်သွားမှာကိုကျွန်တော်ကြောက်တယ်ဒီအကူညီမဲမှုကအရင်မိသားစုပြိုလဲတုန်းကထက်ပိုဆိုးတယ်အဲ့ဒီတုန်းကအနည်းဆုံးတော့ဒေါသထွက်ကျိန်ဆဲပြီးအိတ်တွေဆွဲကထွက်သွားလို့ရသေးတယ်ဒါပေမဲ့အခုတော့ဒေါသထွက်ခွင့်တောင်ကျွန်တော်မှမရှိတော့ဘူးတာဝန်ရှိတဲ့သူရဲ့သွေးကကျွန်တော်သွေးကြောတွေထဲမှာစီးဆင်းနေတယ်လေဗီဗီယန်ကကျွန်တော်ရဲ့အားအနည်းဆုံးကာကွယ်မှုကိုတိတိကျကျရှာတွေ့သွားပြီးတစ်ချက်တည်းနဲ့ခြေမုံပစ်ခဲ့တယ်9ရက်မြောက်ညနေပိုင်းမှာထက်ခိုးပေါ်ကနေတိုးဖြော့ဖြော့ငိုတန်တစ်ခုထွက်လာတယ်တတဝါလေးညီးတန်တဲ့အတူကျမ်းပြင်ပေါ်အရာဝတ္ထုတစ်ခုကျသွားတဲ့အတန်ထွက်လာတယ်ကျွန်တော်နှလုံးသားရက်တန့်သွားတယ်တခြားဘာမှကျွန်တော်စဉ်းစားလို့မရတော့ဘူးအပိုတော့ကိုသုံးပြီးတကားကိုဖွင့်ဝင်သွားတယ်အဲလစ်ကဂရင်ဘေးမှာလဲကျနေပြီးသူမမျက်နှာကဖြူရောဂါနှက်ခမ်းတွေကွဲအပ်နေတယ်သူမလက်ဘေးမှာမှောက်ကျနေတဲ့ခွက်တစ်ခွက်ရှိတယ်သူမရေတောက်ဖို့ကြိုးစားခဲ့ပုံရပေမဲ့အဲ့ဒါကိုတော့မလုပ်နိုင်ခဲ့ဘူးအစားအသောက်နဲ့ရေမရှိလို့သူမခန္ဓာကိုယ်ကအကန့်အသတ်ရောက်နေပြီကျွန်တော်ပြေးသွားပြီးသူမကိုပွေ့ချီလိုက်တယ်သူမကအချိန်မရွေးပျောက်ကွယ်သွားနိုင်တယ်လို့ငှက်မွေးလေးတစ်ချောင်းလိုပေါ်ပါနေတယ်အဲလစ်လို့ကျွန်တော်ခေါ်လိုက်တယ်အဲလစ်ကျွန်တော်အတန်တွေထိမရအောင်တုံရင်နေပြီးသူမမျက်နှာကိုပုတ်လိုက်တော့သူမမျက်တောင်တွေပုတ်ခတ်သွားပြီးဖြည်းဖြည်းချင်းပွင့်လာတယ်ဗလာချင်းနေတဲ့သူမအကြည့်တွေကကျွန်တော်မျက်နှာပေါ်ရောက်လာတယ်အဲ့ဒီအချိန်မှာသူမဒီလိုပဲထွက်သွားပြီးကျွန်တော်တောင်းပန်ခွင့်တောင်မရလိုက်ပါကိုတကယ်ကိုကြောက်လန့်နေခဲ့တယ်ယူတယောက်လိုအောက်ထက်ကိုကျွန်တော်ပြေးဆင်းသွားတယ်စံပြုတ်နှွေရင်နှွေးဆက်ပြီးသူမနှုတ်ခမ်းတွေကိုဖြည်းဖြည်းချင်းဟာကဂယုတဆိုင်နဲ့ခွန်ကျွေးလိုက်တယ်သူမအကြည့်တွေလွင်မျောနေတော့ပဲဆက်ရုပ်တရုပ်လိုမျိုးချနေတယ်ပကံတဝက်လောက်ကုံသွားတော့ရေနွေးယူလာပြီးပိန်ချိုက်နေတဲ့သူမမျက်နှာနဲ့အေးဆက်နေတဲ့လက်တွေခြေထောက်တွေကိုတပတ်နဲ့ဖြည်းဖြည်းချင်းတုပ်ပေးလိုက်တယ်သူမကအယုတ်လိုပဲကျွန်တော်လုံးသမျှငြိမ်ခံနေတယ်သူမမျက်ထောင်ကနေတခါတလေကျလာတဲ့မျက်ရည်တွေကပဲသူမအသက်ရှင်နေသေးတယ်ဆိုတာကိုသက်သေပြနေတယ်သူမကိုဂရင်ပေါ်ပြန်သိပ်ပြီးသူမဘေးမှာအဝတ်အစားအပြည့်နဲ့ဝင်လဲကဆောင်ပေါ်ကနေသူမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်။ညလုံးမိတ်လိုက်ရင်သူမပျောက်သွားမှကြောက်လို့ကျွန်တော်အိတ်တောင်မအေးရဘူး။သူမနာနာကပ်ပြီးအဲလို့ကျွန်တော်တီးတိုးခေါ်လိုက်တယ်။သူမကျွန်တော်စကားတွေကြားနိုင်တယ်ဆိုတာကိုသိတယ်လို့ကျွန်တော်ပြောလိုက်တယ်။မင်းခိုးကိုမုန်းလို့ရတယ်။ကြိုက်တယ်လို့အပြစ်တင်လို့ရပေမဲ့တည်သွားလို့တော့မရဘူးလို့ဆက်ပြောတယ်။မင်းတည်သွားရင်ကိုဘာလုပ်ရမလဲ။အနှစ်20ကျော်အသက်ရှင်လာခဲ့ပြီးဆိုးရုပ်တာတွေအများကြီးလုပ်ခဲ့ပေမဲ့ဘသူကမှနာကျင်အောင်မလုပ်ခဲ့ဘူးလို့ကျွန်တော်ပြောပြတယ်ကို့အဖေရဲ့အပြစ်တွေပါအဲ့ဒါတွေကိုကျွန်တော်တာဝန်ယူမယ်လို့ဆိုတယ်ကိုကိုတက်လို့နာကျင်မှုတက်တာမယ်ဆိုအခုတက်လို့ရတယ်သူမလက်ကိုဆွဲယူပြီးကျွန်တော်ရင်ဘတ်ပေါ်ဖိထားလိုက်တယ်ဒါပေမဲ့ဒီလိုပုံစံနဲ့ကိုကိုအပြစ်မပေးပါနဲ့ကိုလည်းအပြစ်မပေးပါနဲ့မင်းဖွားကရုန်းကန်ပြုစုခဲ့ရတာဒီလိုအဆုံးသက်သွားဖို့မဟုတ်ဘူးလို့ဆက်ပြောတယ်မင်းပေးတဲ့ခရိုဆွန်လေးမှတ်မိလားအဲ့ဒါကကျွန်တော်စားဘူးသမျှထဲမှာအခါသက်ဆုံးတဲ့အချိုမြင်ဆုံးအရာပဲလို့ဆိုတယ်ကိုလန်းပြောင်းနေခဲ့လို့ခါသက်ခဲ့တာပါသူမကြောင့်ချိုမြင်ခဲ့တာလို့ပြောလိုက်တယ်ဒီဆိုင်လေးကကလင်းပါပါဒီအလင်းကိုသူမထွန်းပေးခဲ့တာသူသာမရှိရင်ဒီအလင်းလဲငြိမ့်မယ်ကျွန်တော်ကပါလုံးဝမှောင်သွားမယ်လေချောင်းတွေ6တွေ့နာကျင်လာတဲ့အထိဘလောက်ကြာဆက်ပြောနေမိလဲဆိုတာကျွန်တော်မသိတော့ဘူးကျွန်တော်လက်မောင်းတွေကခန္ဓာကိုယ်လေးကအေးဆက်နေတော့မယ်ဆိုပေမဲ့အသက်ရှူတာတော့နည်းနည်းမှန်လာပုံရတယ်။နောက်တနေ့မနက်အယုံတက်ချိန်မှာသူမစားဖို့တခုခုလုပ်ပေးဖို့ကျွန်တော်ထားတော့မလို့လုပ်နေတယ်။အေးတဲ့လက်ကကျွန်တော်အင်ကြီးလက်ကိုဖောက်ဖွာဆွဲတယ်။လှည့်ကြည့်တော့သူမမျက်လုံးနဲ့စုံနေ။ဒီရဲရောင်ရမ်းနေတော့မဲဆိုပေမဲ့
အဲ့ဒီမျက်လုံးတွေထဲမှာမေးမိန်တဲ့အလင်းရောင်လေးတစ်ခုရှိနေတယ်။သူမကျွန်တော်ကိုကြည့်တယ်။သူမနှုတ်ခမ်းတွေကအတန်မထွက်ဘဲလှုပ်ရှားနေပေမဲ့ပုံစံကတော့ရေဆိုတဲ့စကားလုံးကိုပုံဖော်နေတယ်။လက်တွေအယမ်းတုံနေလို့ရေတဝက်လောက်ဖိတ်ကျသွားတဲ့အထိတရင်တရိုင်နဲ့ကြပြားကြရေသွားငှက်လိုက်တယ်။ရေနည်းနည်းလောက်တောက်ဖို့ကူညီပေးပြီးတဲ့နောက်သူမကကျွန်တော်ကိုမှီပြီးမျက်လုံးတွေမှိတ်ထားကမျက်ထောင်ကနေမျက်ရည်တွေပြန်ကျလာတယ်။ဒါပေမဲ့ဒီတစ်ခါတော့သေလူမတက်တိတ်ဆိတ်နေတဲ့မျောလင်းချက်မဲမှုမျိုးမဟုတ်တော့ဘူး။လွမ်းနေပြီးကျိုးပဲ့လွယ်တဲ့နူးညံ့မှုလေးတစ်ခုပါ။သူမအနာကက်ခွင့်ပေးပြီးဒီအသည့်ကြောင့်ဝမ်းသာလို့ငိုခြင်းနဲ့နောက်ရက်တွေကတော့နှေးကွေးပြီးနာကျင်စရာကောင်းတဲ့ပြုပြင်ရေးလုပ်ငန်းစဉ်တွေပါပဲ။အယ်လီဆာရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြန်ကောင်းလာပေမဲ့အတွင်းထဲကဒဏ်ရာကတော့တက်တာဖို့အများကြီးလိုသေးတယ်။သူမကအရင်ကထက်ပိုပြီးထူးထူးခြားခြားတိတ်ဆိတ်သွားတယ်။ဆိုင်ကိုကူလုပ်ပေးနေတော့ပေမဲ့သူမရဲ့လှုပ်ရှားမှုတွေကနှေးကွေးနေတယ်။သူမကမှွေတဲ့ပကံလုံးတွေကိုမကြာခဏငေးကြည့်နေတတ်တယ်။ညဘက်တွေမှာအိမ်မက်ဆိုးတွေမက်ပြီးချွေးသီးချွေးပေါက်တွေကြကနိုးလာတော့ပဲသူမကိုဖတ်ထားရင်နှလုံးခုန်အယမ်းမြန်နေတာကိုကျွန်တော်ခံစားရတယ်။ကျွန်တော်နဲ့စကားပြောဖို့မှတ်စုစာအုပ်သုံးတာကိုသူမရက်လိုက်တယ်။တခါတလေတစ်ခုခုပြောချင်ရင်ရိုးရှင်းတဲ့လက်ဟန်ချီဟန်လောက်ပဲသုံးတော့တယ်။သူမရဲ့အနက်ရှိုင်းဆုံးနေရာမှာစူးတစ်ချောင်းစူးဝင်နေတော့ပဲဆိုတာကျွန်တော်သိတယ်။ VVN ရဲ့စကားတွေကအစိတ်လိုပဲကျွန်တော်တို့ကြားကသူမရဲ့ယုံကြည်မှုတွေကိုဝါမျိုးနေတယ်။သူမကကျွန်တော်ရဲ့အထီးတွေးကိုအလိုလျောက်ရှောင်ဖယ်လာတယ်။သူမပကံနဲ့ဟင်းထည့်ပေးရင်ယူဖို့ခဏလောက်တွေးဝေသွားတတ်တယ်။ညဘက်ဂရင်ပေါ်မှာဖတ်ထားခြင်းရင်သူမကတောင်းတင်းပြီးမျက်နှာလွှဲသွားတယ်။ဝေးနေတာရန်ဖြစ်တာထက်ဆိုးတယ်။သူမရုန်းကန်နေရပြီးကျွန်တော်တို့ကြားကအရာအလုံးကိုပြန်သုံးသပ်နေတာကျွန်တော်နားလေတယ်။ကျွန်တော်အကူအညီကျွန်တော်လက်ထက်ခွင့်တောင်းမှုကျွန်တော်အချစ်တွေအားလုံးကအဖေအကျွေးကိုဆက်တဲ့သားတစ်ယောက်ရဲ့နောက်ကျမှရလာတဲ့အပြစ်ရှိစိတ်ကြောင့်လားဆိုတာသူမတွေးနေတယ်။အချိုးအကွေးတစ်ခုကနေလေကင်းတစ်ခုမှရောက်လာတယ်။ပေါင်မုံလာဝဲတဲ့အိမ်ကြီးချင်းအဖွားကစာအိတ်ထူထူတစ်ခုတုံရင်စွာပေးတယ်။သူမသားကနိုင်ငံခြားကနေအထူးကွက်ကီးတွေပို့ပေးလိုက်တယ်လို့ဆိုပြီးသူမကိုစောင့်ရှောက်ပေးလို့ကျေးဇူးတင်ကြောင်းအတင်းပြောတယ်။အဲလစ်ကမငင်းတာပဲလက်ခံလိုက်ရတယ်။မင်းတို့လင်မယားကလူကောင်းတွေပါလို့ပြောတယ်။ဒီခေတ်မှာရိုးရိုးသားသားစီးပွားရေးလုပ်တဲ့သူတွေရှားတယ်လို့သူမကဆက်ပြောတယ်။နှစ်ယောက်သားဂယူးဆိုင်ဖို့သူကမှားတယ်။အဲ့ဒီအိမ်ကြီးချင်းအဖွားကအဲလစ်ရဲ့လက်ကိုကင်ပြီးအဆက်မပြတ်ပြောနေတယ်။အဖွားပြန်သွားတော့အဲလစ်ကကောင်တာအနောက်မှာကွက်ကီးဘူးကိုကင်ပြီးအကြာကြီးရက်နေတယ်။ဂရင်းပေါက်ကနေနေအောင်ကြီးကသူမရဲ့အောက်ဆိုင်နေတဲ့မျက်တောင်တွေပေါ်ကျနေတယ်။ကျွန်တော်လည်းသူမကိုမနှောက်ယှက်ရဲပဲအဝေးကနေကြည့်နေတယ်။ရုတ်တရက်သူမလှည့်လာပြီးကျွန်တော်စီလျှောက်လာကကွက်ကီးဘူးကိုပေးပြီးတောင်းကပစ္စည်းဟောင်းတွေထည့်ထားတဲ့ဘူးကိုလက်ညှိုးထိုးပြတယ်။အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့မင်္ဂလာဆောင်ဓာတ်ပုံတချို့နဲ့လွန်ခဲ့တဲ့နှစ်တွေကကျွန်တော်ရေးပေးခဲ့တဲ့အာမခံချက်ပါတဲ့စုပ်ပြတ်နေတဲ့မှတ်စုစာအုပ်လေးရှိတယ်။ကျွန်တော်ခဏလောက်ကြောင်သွားပေမဲ့သူမဘာဆိုလို့တလဲဆိုတာကိုနားလည်လိုက်တယ်။ကျွန်တော်သွားပြီးဘူးအောက်ခြေကမှတ်စုစာအုပ်ကိုထုတ်ကဖုန်ခါပြီးသူမကိုပေးလိုက်တယ်။သူမကယူလိုက်ပြီးနောက်ဆုံးစာမျက်နှာအလွတ်ကိုလှန်ကဘောပင်တစ်ချောင်းယူပြီးစာရေးတယ်။သူမလက်တွေနည်းနည်းတုံနေတုံးပေမဲ့အရေးသားကနှေးကွေးပြီးတည်ငြိမ်နေတယ်။သူမအဖေနဲ့အမေကိုအိမ်မက်မက်တယ်လို့သူမရေးတယ်။ဒင်းတဲ့နေရာကနေသူမကိုပြုံးပြနေတယ်။သူတို့ကကျွန်တော်ကိုအပြစ်တင်မဲ့ပုံမပေါ်ဘူးလို့ဆက်ရေးတယ်။ဒီမှာသူမအကြာကြီးရက်တယ်။စာရွက်ပေါ်မှာမင်းကြီးတွေကအဆက်သေးသေးလေးအဖြစ်ပြန့်သွားတယ်။ပြီးတော့သူမဆက်ရေးတယ်။ကျွန်တော်ကသူမအပေါ်အပြစ်ရှိစိတ်ကြောင့်သာကောင်းခဲ့တာဆိုရင်ပေါင်မုတ်ခိုးတော့ကဘာလို့ကျွန်တော်မျက်လုံးထဲမှာစိတ်မရှိမှုတွေပဲရှိနေခဲ့တာလဲဆိုပြီးသူမကမေးခွန်းထုတ်တယ်။မတနာခဲ့ဘူးလို့ရေးတယ်။အရေးမကြီးတဲ့အနှောက်အယှက်တစ်ခုကိုရှင်းတဲ့အတိုင်းဖုန်းတကောပဲခေါ်ခဲ့တာလို့ဆိုတယ်။သူမကလက်ထပ်မယ်လို့ပြောလိုက်ချိန်မှာဘာလို့ကျွန်တော်အကြာကြီးကြောင်သွားပြီးနေရွက်တွေနီးရဲသွားခဲ့တာလဲလို့သူမကထပ်မေးတယ်။သူမကခေါင်းမော့ပြီးမျက်ရည်တွေကြားကနေကျွန်တော်ကိုကြည့်လိုက်ရမှာသူမမျက်လုံးတွေထဲကြီးမားတဲ့ဇဝေဇဝါဖြစ်မှုနဲ့မျောလင်းချက်ရောင်ကြီးလေးကိုတွေ့ရတယ်။သူမကကျွန်တော်ကိုစစ်ကြောမေးမြန်းနေတာမဟုတ်ဘူး။သူမကကျွန်တော်စီကအဖြေတစ်ခုကိုတောင်းဆိုနေတာဖြစ်တယ်။အိမ်မက်ဆိုးမှလွတ်စေမဲ့အဖြေပါ။ကျွန်တော်သူမကိုကြည့်လိုက်ချိန်မှာညင်သာတဲ့လက်တစ်ဖက်နဲ့စုံညစ်ခံလိုက်ရသလိုကျွန်တော်နှလုံးသားလေးကျဉ်တက်သွားတယ်။သူမစာအောက်မှာတစ်လုံးချင်းရေးလိုက်တယ်။အဲလစ်ကိုကူညီခဲ့တော့ကကျွန်တော်ဟာလူကောင်းတစ်ယောက်မဟုတ်ခဲ့ဘူးလို့ကျွန်တော်ရေးပြတယ်။အများကြီးမတွေးခဲ့ဘူး။အဲ့ဒီနေ့ကစိတ်ကြည်နေလို့လားမသိဘူး။ပထမတစ်ယောက်ကပြဿနာမဖြစ်ချင်လို့လည်းဖြစ်နိုင်တယ်။မင်းကိုလက်ထက်တုန်းကလည်းအချစ်ဟုတ်မဟုတ်ကျွန်တော်သေချာမသိခဲ့ဘူး။မင်းနဲ့နေရတာတည်ငြိမ်ပြီးမပင်ပန်းဘူး။ဒါပေမဲ့အခုတော့ကျွန်တော်ရှင်းရှင်းလင်းလင်းသိနေပြီ။မင်းကိုတာမကြည့်ရဘူး။ဘယ်သူကမှမင်းကိုနာကျင်အောင်လုပ်တာကိုလည်းခွင့်မလွတ်နိုင်ဘူး။မင်းနာကျင်နေရတဲ့အခါကိုစားခံစားပေးလိုက်ခြင်းနဲ့ဒါတွေအားလုံးကကျွန်တော်အဖေဘသူလဲဆိုတာနဲ့မဆိုင်ပါဘူး။ဒါကမင်းအဲလစ်ဖြစ်နေတာနဲ့ပဲဆိုင်တာပါအပြစ်ရှိတယ်လို့ပြောရရင်စောစောမတွေးခဲ့ရတာကိုပဲကျွန်တော်အပြစ်ရှိတယ်လို့ခံစားရတယ်မင်းကိုအများကြီးခံစားရစေပြီးတေချာမကာကွယ်ပေးနိုင်ခဲ့လို့ပါကျွန်တော်ကြောင့်မင်းကိုထပ်ပြီးနာကျင်စေခဲ့လို့ပါကျွန်တော်သူမကိုဘောပင်ပြန်ကမ်းပေးလိုက်တယ်သူမကကျွန်တော်ရေးထားတာကိုကြည့်ပြီးမျက်ရည်တွေပိုကျလာပေမဲ့နှကန်းထောင်လေးကွေးတက်သွားတယ်အဲ့ဒါကငိုရာထက်ဆိုးတဲ့အပြုံးဖြစ်နေပေမဲ့ကျွန်တော်မြင်မှုသမျှထဲမှာအလှပဆုံးမျက်နှာအမူအရာပါပဲသူမကဘောပင်ကိုယူပြီးကျွန်တော်စာနောက်မှာခိုင်မာတဲ့စကားလုံး၃လုံးထပ်ဖြည့်လိုက်တယ်သူမကျွန်တော်ကိုယုံတယ်ပြီးတော့သူမကဘောပင်ကိုချပြီးကျွန်တော်လက်ချောင်းတွေကိုသူမကိုယ်တိုင်ညင်ညင်တတလာဆုပ်ကိုင်တယ်သူမလက်ချောင်းတွေအေးဆက်နေတော့မဲ့ဖြစ်ပေမဲ့အဲ့ဒီခိုင်မာတဲ့စုပ်ကိုင်မှုကကျွန်တော်ရင်ထဲကအရေးမေးအားလုံးကိုချက်ချင်းလွှင့်စင်သွားစေတယ်။အဲ့ဒီညမှာတော့သူမကကျွန်တော်ကိုနောက်ကျောပေးပြီးမအိပ်တော့ဘူး။အတိုက်ပြန်တွေ့သွားတဲ့ငှက်ပေါက်လေးလိုသူမကကျွန်တော်ရင်ခွင်ထဲတိုးဝင်လာပြီးမှန်မှန်ရှိရှိအသက်ရှူနေတယ်။သူမအသက်ရှူတန်ကိုနားထောင်ရင်း
ဒါဟာကဘာပေါ်မှာအလှပဆုံးဂီတတန်ပဲလို့ကျွန်တော်တွေးနေမိတယ်အမှားရွတ်ကြံနေသေးတယ်ဆိုတာကျွန်တော်တို့သိပါတယ်အဲ့ဒါတွေကအမြဲတမ်းရှိနေမှလည်းဖြစ်နိုင်တယ်အနည်းဆုံးတော့ဒါတွေနဲ့နေတက်လာပြီးဒီဝင်ထုတ်ဝင်ပိုးကိုအတူတူထမ်းပိုးထားကြလို့ကျွန်တော်တို့ကြားကတန်ရောစင်ကပို့ပြီးတော့တောင်ခိုင်မာလာတယ်ရက်အနည်းငယ်ကြတော့ဒီမျိုးကနေထွက်ခွာဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ဒါက VVN ရဲ့ချင်းချောက်မှုတွေကြောင်းကြီးတော့မဟုတ်ပါဘူးတကယ်တမ်းပြန်လည်စတင်နိုင်မဲ့အတိတ်ရဲ့အရေးအယောင်တွေမရှိတဲ့နေရာတစ်ခုကိုပြောင်းလဲချင်တာပိုများပါတယ်အဲလစ်ကဘာမှတုံဆိုင်မနေပဲသဘောတူတယ်သူမအတွက်ကတော့ကျွန်တော်ရှိတဲ့နေရာကအိမ်ပါပဲကလစ်မှာမုတ်တက်ရောင်းပြီးတောင်ဘက်သွားဖို့ပြင်နေကျွန်တော်တို့ထွက်သွားတော့မယ်လို့အိမ်ကြီးချင်းတွေကြားတဲ့အခါလက်ဆောင်ထုတ်တွေလာပေးပြီးလာနှုတ်ဆက်ကြတယ်တယောက်ယောက်ကအဲလစ်ကိုဒုက္ခပေးရင်ပြန်လာခဲ့ဖို့နဲ့သူမဘက်ကရက်တီပေးမယ်လို့အိမ်ကြီးချင်းအတော်ကြီးကအဲလစ်ရဲ့လက်ကိုကင်ပြီးမျက်ရည်တွေတုပ်ရင်းပြောရှာတယ်အဲလစ်ကမျက်လုံးတွေနီးရဲနေရင်ခေါင်းညိတ်ပြပြီးအသစ်ဖုတ်ထားတဲ့ကိုကီးတစ်ထုပ်ကိုသူမလက်ထဲထည့်ပေးလိုက်တယ်မထွက်ခွာခင်ညမှာထက်ခိုးပေါ်ကနောက်ဆုံးကျန်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့သိမ်းဆည်းနေတယ်အဲလစ်ကဗီရိုအောက်ခြေကနေတန်ဘူးတစ်ခုကိုတူးဆွဲယူလိုက်တယ်အထဲမှာအဖွားပစ္စည်းဓာတ်ပုံဟောင်းနဲ့ကျွန်တော်ရေးခဲ့တဲ့အာမခံစာရွက်ပါတယ်စာရွက်ကဝါကျစ်နေပြီဖြစ်ပေမဲ့စာသားတွေကတော့ရှင်းလင်းနေတော့ပဲလမ်းဘေးမှာတောင်းစားရရင်တော့ထမင်းတစ်ပကံပေးဖို့ကျွန်တော်ရေးခဲ့တယ်သူမကစာရွက်ကိုကြည့်ပြီးရုတ်တရက်ပြုံးလိုက်ရာကနေပြုံးရင်းနဲ့ပဲငိုချလိုက်တယ်သူမကဘောပင်ကိုယူပြီးစာရွက်အနောက်ဘက်မှာစကလုံးအချို့ကိုလေးလေးနက်နက်ရေးပြီးကျွန်တော်ကိုကမ်းပေးတယ်သူပကံတစ်ဝက်ကအမြဲကျွန်တော်အတွက်ပါကျွန်တော်မျက်လုံးတွေပူထူသွားတယ်သူမကိုဖတ်ထားလိုက်တယ်ဂရီပဲလို့ကျွန်တော်ဂရီပြုလိုက်တယ်ယထာစာထွက်လာချိန်မှာကျွန်တော်တို့ရဲ့နာကျင်မှုနဲ့နှွေးထွေးမှုတွေအများကြီးကိုတည်ဆောင်ထားတဲ့ဒီမျိုးလေးကပရင်ပေါက်အပြင်ဘက်မှာတဖြည်းဖြည်းဝေးကွာသွားတယ်သူမလက်တွေကကျွန်တော်အင်ဂျီစာကိုစုပ်ကင်ထားစေနဲ့အဲလစ်ကကျွန်တော်ပခုံးပေါ်မှာအိပ်ပျော်သွားတယ်နေရောင်အောက်သူမမျက်နှာအေးချမ်းနေတယ်ကျွန်တော်ခေါင်းငုံပြီးသူမသပင်ထိတ်လေးကိုနမ်းကမျက်စိမှိတ်ထားလိုက်တယ်အနာဂတ်မှာဘာဖြစ်လာမလဲကျွန်တော်မသိပေမဲ့သူမကျွန်တော်နဲ့အတူရှိနေတဲ့၍ဘယ်နေရာမဆိုအိမ်ပါပဲနောက်ဆုံးကန်ယူရန်မြို့လေးမှာအခြေချခဲ့တယ်ဆိုင်ရောင်းရတဲ့ငွေနဲ့ပိုသေးတဲ့ဆိုင်လေးဖွင့်ကအဲလစ်ကမုတ်ဖုတ်တာကိုလုပ်ပြီးကျွန်တော်ကဧည့်သည်တွေကိုကြိုဆိုတယ်ဘဝကရိုးရှင်းပေမဲ့အေးချမ်းပါတယ်သူမအရေးထဲကထွက်လာပြီးပြန်ပြုံးနိုင်လာတယ်တခါတရံတိတ်ဆိတ်တဲ့ညတွေမှာသူမအိမ်မက်ဆိုးတွေမှတ်ပြီးလိုးလာတတ်သေးတယ်ဒါပေမဲ့ကျွန်တော်ကအမြဲတမ်းသူမကိုအရင်ဆုံးဖတ်ထားပြီးပြန်အိပ်ပျော်သွားတဲ့အထိကြောလေးကိုဖွားဖွားလေးပုတ်ပေးတယ်တနစ်ကြာပြီးနောက်ညနေခင်းတစ်ခုမှာကျွန်တော်တို့ကမ်းခြေတစ်လျှောက်လက်ချင်းချိတ်ပြီးလမ်းလျှောက်နေကြတယ်နေဝင်စည်းစာကပင်လယ်ပြင်ပေါ်ရွှေရောင်လွှမ်းနေပြီးဒီရေကဖြည်းဖြည်းချင်းတက်လာတယ်အဲလစ်ကရုတ်တရက်ရက်လိုက်ပြီးထဲထဲမှာတလက်လက်တောက်ပနေတဲ့အရာတစ်ခုကိုလက်ညှိုးထိုးပြတယ်ကျွန်တော်ကောက်ယူလိုက်တော့လှိုင်းတိုက်လို့ချောမွတ်နေတဲ့ဖန်ခွဲစာလေးတစ်ခုဖြစ်ပြီးနေဝင်ချင်းအလင်းမှာတောက်ပနေတယ်သူမကဖန်စာလေးကိုယူကအလင်းရောင်နဲ့အကြာကြီးမြှောက်ကြည့်ပြီးနောက်ကျွန်တော်လက်ဖွားတဲ့ထဲကတေချာသိမ်းထားဖို့အချက်ပြတယ်ကျွန်တော်ကသူမကိုစားနောက်လိုက်တယ်ဒါကအချစ်တင်ကြီးတလားလို့ကျွန်တော်ကမေးလိုက်တယ်သူမကမျက်လုံးလေးတွေတောက်ပစွာနဲ့ခေါင်းကိုဆက်ခနဲ့ညှိမ့်ပြတယ်တနေ့လေကင်းမှာရာသီဥတုကပူအိုက်နေပြီးဆိုင်မှာဧည့်သည်လုံးဝမရှိသလောက်ပါပဲအဲလစ်ကအလုပ်စပွဲမှာမနှက်ဖြန်အတွက်ကိတ်မုံသားတွေပြင်ဆင်နေတယ်ကျွန်တော်ကကောင်တာမှာစည်ရင်းတွေစစ်ဆေးနေတယ်နှာခေါင်းရှုံတန်တဲ့လေးချလို့မောကြည့်လိုက်တော့အဲလစ်ကမှွေတံကိုကင်ထားလျက်ပရင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေတယ်အပြင်ဘက်မှာဖခင်လူငယ်တယောက်ကသမီးလေးကိုကြောပို့ပြီးဖျက်လျှောက်သွားကကလေးမလေးရဲ့ရည်တံလေးကမှန်လေးကနေလွင့်ပြန်လာတယ်ကျွန်တော်စည်ရင်းစာအုပ်ကိုချထားခဲ့ပြီးသူမစီလျှောက်သွားလိုက်တယ်သူမကကျွန်တော်ကိုမကြည့်ပဲထောင်ချိုးမှာပျောက်ကွယ်သွားတဲ့အထိထိုသားအဖကိုလိုက်ကြည့်နေတယ်နေ့လည်ခင်းအလင်းရောင်အောက်မှာသူမမျက်နှာလေးဖြူလျော့နေပြီးမျက်လုံးတွေထဲမှာလွမ်းဆွဝမ်းနေမှုတွေပြည့်နှက်နေတယ်ကျွန်တော်သူမလက်မောင်းကိုဖွားဖွားလေးကိုင်းလိုက်တယ်သူမတတိဝင်လာပြီးကျွန်တော်ကိုအတင်းပြုံးပြကအစင်ပြေချောင်းခေါင်းခါပြတယ်ပြီးတော့ခေါင်းငုံကတစ်ခုခုကိုမောင်းထုတ်ချင်နေတဲ့အလားပကံလုံးထဲကမုံနှစ်တွေကိုပိုခတ်ပြင်းပြင်းမှွေလိုက်တယ်သူမမိဘတွေကိုလွမ်းနေတယ်ဆိုတာကျွန်တော်သိပါတယ်မိဘတွေနဲ့အတူရီမောပျော်ရွှင်စွာဖြတ်တန်းရမယ့်ကလေးဘဝဆိုတာသူမဘယ်တော့မှမဖြည့်ဆည်းနိုင်တဲ့လစ်ဟာမှုတစ်ခုပါပဲ VVN ရဲ့စကားတွေကအစိတ်လူးထားတဲ့စူးတစ်ချောင်းလိုပါပဲနေသားတဲ့နေ့တွေမှာတောင်ထိုစကားတွေကသူမကိုစူးနစ်နာကျင်စေဖို့အချိန်ရှာတွေ့နေစေပါအဲဒီညဆိုင်ပိတ်ပြီးနောက်ကျွန်တော်တို့နောက်ဖေးပေါက်ကလေကားထစ်မှာထိုင်ပြီးပင်လယ်လေးကိုခန်းစားနေကြတယ်။တိုင်းလုံးလေးတွေကကမ်းခြေကိုဖြင်းချင်းစွာရိုက်ခတ်နေတယ်။အဝေးကတငါလှေမီးရောင်တွေကမိတ်တုပ်လင်းလက်နေတယ်။အဲလစ်ကကျွန်တော်ပခုံးကိုမိကအရန်ကိုတိတ်ဆိတ်နေတယ်။ကျွန်တော်သူမလက်ကိုဆုပ်ကင်လိုက်တယ်။သူမလက်ဖွားလေးကနည်းနည်းအေးဆက်နေတယ်။ကျွန်တော်ကသူမနာမည်ကိုခေါ်လိုက်တယ်။ကျွန်တော်တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်။သူတို့ကိုသွားလေကြမလားလို့ကျွန်တော်မေးလိုက်တယ်။သူမခန္ဓာကိုယ်လေးအနှဲငယ်တောင်းတင်းသွားပြီးကျွန်တော်ကိုနားမလဲစွာမော့ကြည့်လာတယ်။သူမရဲ့မိဘတွေကိုသွားလေရအောင်လို့ကျွန်တော်ရှင်းပြလိုက်တယ်။ကျွန်တော်စကလုံးတွေကိုချင်းချင်းပြောနေတယ်။တင်ချိုင်းပမာရှိလဲဆိုတာကျွန်တော်သိတယ်လို့ပြောပြတယ်။ VVN ခြံထားခဲ့တဲ့ file တွေထဲမှာပါတယ်လို့ဆက်ပြောတယ်။ကျွန်တော်တို့သွားပြီးသူတို့နဲ့စကားပြောရအောင်လို့အကြံပြုတယ်။ခုသူမအဆင်ပြေနေပြီဆိုတာရဲ့ကျွန်တော်အဖေကိုစားတောင်းပန်စကားရဲ့သွားပြောကြမယ်လို့အားပေးတယ်။နောက်ဆုံးစကလုံးအနှဲငယ်ကထွက်လာဖို့အရန်ခက်ခဲပေမဲ့ကျွန်တော်ပြောရမယ်ဆိုတာသိပါတယ်။အဲလစ်ကအချိန်ကြာကြီးငြိမ်သက်သွားတယ်။သူမမျက်လုံးထဲမျက်ရည်တွေချက်ချင်းဝဲလာပေမဲ့သူမကပြန်ထိန်ထားတယ်။သူမကကျွန်တော်ကိုကြည့်ပြီးသူမမျက်လုံးထဲမှာရုန်းကန်မှုတွေနဲ့အကြောက်တရားတွေပြည့်နေပေမဲ့နောက်ဆုံးတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပုံရတယ်။သူမကခေါင်းကိုပြင်းပြင်းထန်ထန်ညှိပြတယ်။ကျွန်တော်တို့တာယာတဲ့မနက်ခင်းတစ်ခုကိုရွေးပြီးဆိုင်ပိတ်က
မျိုးစုံကတင်းချိုင်းကိုသွားကြတယ်။အဲလစ်ကအဖြူရောင်ဒေစီပန်းတွေနဲ့အစိမ်းရောင်အရွက်တွေကိုသူမကိုယ်တိုင်စီးထားတဲ့ပန်းစည်းကိုကင်ထားတယ်။တင်းချိုင်းကတိတ်ဆိတ်နေပြီးပင်လယ်ကိုမျက်နှာမူထားတဲ့တောင်ဆောင်လေးမှာရှိကအေဂျင့်နဲ့အနားယူရာနေရာလေးဖြစ်တယ်။မှတ်တမ်းတွေအရကျွန်တော်တို့ပူးတွဲမြုပ်နှံထားတဲ့ဂူကိုရှာတွေ့ခဲ့တယ်။ဂူမတ်တိုင်ကရိုးရှင်းပြီးအဲလစ်ရဲ့မိဘနာမည်တွေကိုထွင်းထူထားတယ်။ဓာတ်ပုံတွေကမှေးမိန်နေပြီးဘသူမှန်းတော့မမှတ်မိနိုင်တော့ဘူး။အဲလစ်ကဂူနားကိုရှောက်သွားကစောင်းကြောင်ထိုင်ပြီးပန်းစည်းကိုဖြင်းချင်းစွာချထားတယ်။သူမကလက်လန်းပြီးဂူမတ်တိုင်ပေါ်ကဖုံတွေနဲ့တစ်ရွက်ကြွေတွေကိုလက်ချောင်းလေးတွေနဲ့တုပ်ဖယ်ပေးတယ်။သူမရဲ့လှုပ်ရှားမှုတွေကပျက်စီးလွယ်တဲ့အိမ်မက်တစ်ခုကိုထိတွေ့နေရသလိုနူးညံ့နေတယ်။သူမမငိုပဲတိတ်ဆိတ်စွာတုပ်ဖယ်ပေးနေတယ်။အာယုံဆိုင်နေတဲ့သူမမျက်နှာပေါ်ကိုနေအောင်ကြည်ကြားရောက်နေပြီးမုံမြတ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုတစ်ခုကိုစုပ်ကင်ထားသလိုပဲကျွန်တော်သူမနောက်မှာရက်နေပြီးသူမမိဘတွေနဲ့အချိန်ဖြုံးခွင့်ပေးထားတယ်။အချိန်အတော်ကြာတော့သူမမတ်တက်ရက်ပြီးကျွန်တော်ဘက်လှည့်ကလာခဲ့ဖို့လက်ရက်ခေါ်တယ်။ကျွန်တော်ရှောက်သွားပြီးခုရှိမှသူမဘေးနာရက်လိုက်တယ်။ပင်လယ်လေးကကျွန်တော်တို့ရဲ့သပင်တွေနဲ့အဝတ်စားတွေကိုလွင့်ခါစေတယ်။အဲလစ်ကအကူမတ်တိုင်ကိုကြည့်ပြီးနောက်ကျွန်တော်ကိုကြည့်ကလက်တွေကိုမြှောက်ပြီးလက်ဟန်ချီဟန်နဲ့ဖြည်းဖြည်းချင်းစပြောတယ်။လှုပ်ရှားမှုတိုင်းမှာသူမရဲ့နှလုံးသားတစ်ခုလုံးကိုပုံဝေါ်ထားသလိုပါပဲ။အဖေနဲ့အမေဒါကသူမယောက်ျားတီယိုဖြစ်ကြောင်းသူမကမိတ်ဆက်ပေးတယ်။သူမခဏရက်ပြီးအသက်ပြင်းပြင်းရှူကာဆက်ပြောတယ်။ကျွန်တော်ကသူမအပေါ်အရန်ကောင်းတယ်လို့ဆိုတယ်။ကျွန်တော်တို့မှာအေဘိုးရှယ်ယာလို့ခေါ်တဲ့ကိုပိုင်ဆိုင်လေးတစ်ခုရှိတယ်လို့ဆက်ပြောပြတယ်။ဘဝကအေဂျင့်တယ်လို့သူမကဖော်ပြတယ်။သူမကျေနပ်ရောင်ရဲကြောင်းလက်ဟန်နဲ့ပြောတယ်။အတိတ်ကဖြစ်ခဲ့တာတွေကိုကျွန်တော်တို့သိထားတယ်လို့ဆိုတယ်။သူမရဲ့လက်လှုပ်ရှားမှုတွေကပိုလေးလံလာပေမဲ့ခိုင်မာနေသေးပဲ။အဲ့ဒါကဆိုးရွားတဲ့မတော်တဆမှုတစ်ခုဖြစ်ပေမဲ့တီယိုရဲ့အမှားမဟုတ်ကြောင်းသူမသိတယ်လို့ပြောတယ်။သူကသူ့အဖေနဲ့မတူဘူးလို့ဆက်ရှင်းပြတယ်။သူမကခေါင်းလှည့်ပြီးကျွန်တော်ကိုကြည့်လိုက်တော့နောက်ဆုံးမှမျက်ရည်တွေကပါးပြင်ပေါ်တိတ်ဆိတ်စွာစီးကျလာပေမဲ့နှက်ခမ်းတောက်မှာအပြုံးတစ်ခုရှိနေတယ်။သူမကဂူမတ်တိုင်ဘက်လှည့်ပြီးဆက်ပြောတယ်။ဒါကြောင့်ကျွန်တော်ကိုအပြစ်မတင်ဖို့နဲ့သူမအတွက်စိတ်မပူဖို့တောင်းဆိုတယ်။အခုသူမတကယ်ကိုပျော်ရွှင်နေပြီလို့အခိုင်အမာပြောတယ်။သူမကလက်ဟန်ချေဟန်နဲ့ကျွန်တော်ကိုသူမမိဘတွေနဲ့မိတ်ဆက်ပေးပြီးကျွန်တော်ဘက်ကကာကွယ်ပေးကသူမရဲ့ပျော်ရွှင်မှုတွေအကြောင်းပြောပြနေတာကိုကြည့်ရင်ကျွန်တော်လေချောင်းမှာတခုခုစိုးနေသလိုခံစားရတယ်။ကျွန်တော်မျက်လုံးတွေပူထူလာတယ်။ကျွန်တော်လက်လန်းပြီးအားလန့်နေတဲ့သူမလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်တယ်။ကျွန်တော်ဂူမတ်တိုင်ကိုမျက်နှာမူပြီးရိုးသေးစွာဥညွတ်လိုက်ကခါပြန်မှတ်ပြီးကြောက်တိုင်ပေါ်ကမှိမ့်မိန်နေတဲ့ဓာတ်ပုံတွေကိုကြည့်လိုက်တယ်။ကျွန်တော်ကတီယိုဖြစ်ကြောင်းအဖေနဲ့အမေကိုလေးနဲ့စွာပြောလိုက်တယ်။တောင်းပန်ကြောင်းနဲ့ကျေးဇူးတင်ကြောင်းကျွန်တော်ဆက်ပြောတယ်။အဲလစ်ကိုဒီလောကထဲခေါ်ဆောင်လာပေးလို့ကျေးဇူးတင်ကြောင်းဆိုတယ်။ကျွန်တော်အသက်ရှင်နေတဲ့၍အဲလစ်ကိုနောက်ထပ်ဘယ်တော့မှဆင်းရဲဒုက္ခမရောက်စေရဘူးလို့စိတ်ချဖို့ကတိပေးတယ်။သူမကိုကာကွယ်ဖို့ကျွန်တော်မှရှိတဲ့အရာအလုံးကိုအသုံးချသွားမယ်လို့သစ္စာဆိုတယ်။ကျွန်တော်ဖြည်းဖြည်းချင်းပြောနေတယ်။စကားလုံးတိုင်းကကျွန်တော်နှလုံးသားထဲကနေလာတာပါ။စကားနဲ့ပေးတဲ့ကတိကပေါ်ပါမှန်းသိပေမဲ့ဒါကကျွန်တော်လုံနိုင်တဲ့တခုတည်းသောအရာဖြစ်တယ်လို့ဝန်ခံလိုက်တယ်။ကာရဝပြုပြီးနောက်ကျွန်တော်တို့လက်ချင်းချိတ်ကတင်းချိုင်းတောင်ဆောင်စီရှောက်လာကြတယ်။အပြန်လမ်းမှာအဲလစ်ကနှစ်ချီပြီးထမ်းပိုးထားရတဲ့ဝင်တော့ဝင်ပိုးကြီးကိုချထားလိုက်ရသလိုထူးထူးခြားခြားပေါ်ပါနေပုံရတယ်။သူမကလမ်းဘေးကတောပန်းလေးတွေကိုတောင်စိတ်လှုပ်ရှားစွာလက်ညှိုးထိုးပြပြီးကျွန်တော်ကိုလက်ဟန်ချီဟန်နဲ့ပြောပြတယ်။အဲ့ဒီပန်းကအရေးကိုတဘာဝစိုးစေးအနေနဲ့သုံးကြည့်လို့ရနိုင်တယ်လို့သူမကဆက်ပြောတယ်။အဲ့ဒီနောက်ပိုင်းအဲလစ်စီမှာမတိမတာပြောင်းလဲသွားတာကိုကျွန်တော်သတိထားမိတယ်။သူမမျက်လုံးတွေထဲကအုံမိုင်းနေတဲ့အရေးရောင်တွေအများကြီးလွင့်စင်သွားသလိုပဲသူမရဲ့အပြုံးတွေကပိုတောက်ပလာပြီးပိုပွင့်လင်းလာတယ်။ဆိုင်ရှိမှာဘာပန်းတွေဆိုင်မလဲဒါမှမဟုတ်ပတ်စံလုံလုံလောက်စုမိရင်ဆိုတာမျိုးတွေနဲ့သူမကကျွန်တော်နဲ့အတူအနာဂတ်အတွက်ပိုတက်တက်ကြွကြွစီစဉ်လာတယ်။ဆိုင်ချဲဖို့ဘေးကန်းကိုငှားမလားဆိုတာတွေအပြင်တနေ့ကျရင်ကလေးတယောက်မွေးစားလို့ရနိုင်တယ်လို့တောင်သူမကလက်ဟန်ပြလာတယ်။တင်းချိုင်းကိုသွားခဲ့တဲ့အဲ့ဒီခရီးကသူမမိဘတွေအတွက်နှစ်သိမ့်မှုတသက်မဟုတ်ဘူးဆိုတာကျွန်တော်သိတယ်။အဲ့ဒါကအတိတ်ကိုကျွန်တော်တို့နှစ်ယောက်လုံးကတရားဝင်နှုတ်ဆက်လိုက်တာပဲ။ဖြစ်ပျက်ခဲ့ပြီးတဲ့အဖြစ်ဆိုးကိုကျွန်တော်တို့မပြောင်းလဲနိုင်ပေမဲ့အနာဂတ်ကိုဘယ်လိုရင်ဆိုင်မလဲဆိုတာရွေးချယ်နိုင်တယ်။ခါသီးတဲ့အမတ်တရတွေအပြည့်ပါတဲ့အဲ့ဒီပကံလုံးကိုကျွန်တော်တို့ဂယူးတစိုက်သွန်ပစ်ခဲ့တယ်။ပြီးတော့ကြံနေတဲ့ပကံလုံးတစ်ဝက်ထဲမှာနားလည်မှုခွင့်လွှတ်မှုနဲ့အဲလစ်ကိုယ်တိုင်ဖြော်ထားတဲ့တရားတွေထည့်ပြီးကျွန်တော်တို့ရဲ့လက်ကျန်ဘဝအရာတာကိုဖြည်းဖြည်းချင်းဂရုတစိုက်မြည်ဆန်းနေတယ်။တနေ့ဆိုင်ပိတ်ပြီးတော့ပင်လယ်ပြင်ကိုရွှေရောင်လွှမ်းသွားစေတဲ့နေဝင်စည်းစာကိုကြည့်ရင်ပင်လယ်ကမ်းဆက်မှာကျွန်တော်တို့ထိုင်နေကြတယ်။အဲလစ်ကကျွန်တော်ပခုံးပေါ်ခေါင်းမိရင်ကျွန်တော်လက်ဝါးတွေကိုစလုံးအနှဲငယ်ရုတ်တရက်ညင်ညင်သာသာရေးဆွဲလိုက်တယ်။လက်ဟန်ပြဘာသာစကားမဟုတ်ပဲသူမလက်ချောင်းလေးနဲ့ရေးလိုက်တာပါ။ကျွန်တော်သေချာဖတ်ကြည့်လိုက်တယ်။ပျော်ရွှင်မှုတွေအပြည့်ရှိတဲ့နှလုံးသားတစ်လုံးကိုနွားသိုးတစ်ကောင်ကမျှဝေခဲ့တယ်လို့သူမရေးထားတယ်